Okay. And associate. Okay, as a salad no? Okay, ဒီနေ့ရဲ့ခေါင်းစဉ်လေးကတော့ practical guide to publishing in international journals. So ဒီနေ့ရဲ့ခေါင်းစဉ်ကတော့တချို့လူတွေအရင်ကြီးမားတဲ့ခေါင်းစဉ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုအကြီးကြီးမားမားကြီးတွေပြောမှာတော့မဟုတ်ဘူးကျွန်တော်လည်းကိုသိတဲ့လောက်ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံလေးတွေဝေမျှခြင်းဖြစ်ပါတယ်ပေါ့နော် Okay ပထမဆုံးအနေနဲ့တော့ဒီဥစ္စာလေးဖြည့်ကြည့်ရအောင်နော် So imagine you finish your paper yesterday. What would you do next? ကိုလူတိုင်းမှာတော့ကိုယ့်ရဲ့ interest ပေါ့နော်တယောက်နဲ့တယောက်မတူနိုင်ဘူး paper တွေရေးတဲ့ခါကြရင်ပေါ့နော်ကဲဟုတ်ပြီဒီနေ့တော့ paper ရေးပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ research paper ပြီးသွားလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ဘာလုပ်ကြမလဲအဲ့တော့ idea လေးချက်ပေါက်ထဲမှာရေးပြပါအောင်နော်တစ်ချက်လောက်ကြည့်ရအောင် advisor ကိုပြမယ်ပြီးတော့ဘာလုပ်လို့ရသေးတော့ဟုတ်ပြီ expert validation လို့မယ်gather feedback ဟုတ်ပြီ requesting feedback from academics okay ဒါလည်းဖြစ်နိုင်တာပဲပေါ့နော်find ways to share with others အဲ့တော့ idea လေးရှိကြတယ်ပေါ့နော်ကဲဟုတ်ပြီကိုကတော့ပြီးသွားပြီပေါ့နော်တခါကျရင်ဒီဥစ္စာကဘယ်လိုပြီးသွားပြီဆိုရဲ့အစစ်မှာကဒီအခု statement အရာပေါ့နော်ဘယ်အချိန်ထိပြီးသွားတယ်လဲဆိုတာကိုမဖော်ပြထားတော့နည်းလေးရှုပ်သွားမျိုးဖြစ်နိုင်တယ်ပေါ့နော်ကဲကိုက paper ပြီးသွားပြီတခါကျရင်ကို paper ရေးတဲ့ခါကျရင်တယောက်တည်းနဲ့မဟုတ်ဘဲနဲ့တခြားသူတွေနဲ့မေးမြန်းပြီးတော့တိုင်ပင်ပြီးတော့လောက်ရတာမျိုးလည်းရှိနိုင်တယ်ခုနလိုမျိုး expert တွေစီကနေပြီးတော့အကြံဉာဏ်တောင်းတာမျိုးလည်းရှိနိုင်တယ်တခါတည်းနဲ့ကို research တွေကို analysis လုပ်တဲ့အခါမှာကိုမကျွမ်းကျင်တဲ့ analysis ပုံစံမျိုးရှိရဆိုလဲကျွမ်းကျင်တဲ့သူတွေနဲ့ပူးပေါင်းပြီးတော့ပါတော့လောက်ရတာမျိုးလည်းရှိတတ်တယ်ပေါ့နော်တယောက်နဲ့တယောက်ကျွမ်းကျင်တဲ့ research method မတူတဲ့ခါကျတော့ပူးပေါင်းပြီးတော့ research method တွေကိုအတူတကွလုပ်ပြီးတော့အသုံးပြီးတော့ analysis လုပ်ရတဲ့အပိုင်းတွေလည်းရှိတယ်ကဲဟုတ်ပြီပေါ့နော်ကဲစာတမ်းပြီးသွားပြီရေးပြီးသွားပြီ paper ထုတ်ပြီးသွားပြီဆိုရင်ပုံစံမျိုးစုံရှိနေတယ်ကိုယ့်ရဲ့ paper အခြေအနေရပေါ့နော်ဒါပေမဲ့ကိုယ့်စိတ်ထဲမှာဒီ paper လုံးဝအဆင်ပြေသွားပြီဆိုရင်တော့များတော့ပြလူတွေတော်တော်များပါလို့လိရှိတော့သူတို့ရဲ့ paper တွေကို journal type ကိုပို့ပြီးတော့ publication တွေလုပ်ချင်ကြတယ်ပေါ့နော်အဲ့လို publication လုပ်ချင်တာတော့ဟုတ်ပါပြီဒါပေမဲ့သိရမယ့်အချက်တွေအများကြီးလို့ပဲဆိုပါတော့ဗောနော်တချို့ကမသိဘဲနဲ့ကိုယ့်ရဲ့ paper ကို reject လုပ်ခံထိရတာမျိုးရှိတတ်တယ်ဗောနော်အဲ့တော့ what do I need to know before submitting my manuscript to an international journal so international journal လို့ဒီမှာပြောတာဘာကြောင့်လဲဆိုတော့publish လုပ်တဲ့အခါမှာကိုယ့်ရဲ့ local မှာပဲ publish လုပ်တယ်ဆိုရင်ဒီ research paper နဲ့ပတ်သက်လို့ရှိရင်ကတိတ်ပြီးတော့ကိုယ့်ရဲ့ paper ကိုဖတ်တဲ့နှုံးပေါ့နော်လာရောက်ပြီးတော့ဖတ်မဲ့ဒီစာဖတ်ပရိသတ်တွေကတိတ်ပြီးလက်လန်းမမီနိုင်တော့ဘူးပေါ့နော်ဒါ international journal အထူးသဖြင့်ဒီမျိုးလူတကာဝင်ဖတ်လို့ရမယ့် journal website တွေမျိုးမှာကိုက journal publishing house တွေမှာထုတ်တယ်ဆိုတော့ကိုယ့်ရဲ့ paper ကိုတော်တော်များသိမယ်သူတို့ပြန်ရေးတဲ့ခါမှာလည်းကိုးကားတင်တဲ့ဥစ္စာမျိုးပိုင်းလဲပြန်ကိုးကားတော့ကိုပို့ပြီးတော့ဒီပညာရေးနယ်ပယ်မှာပို့ပြီးတော့လူသိများတာပေါ့နော်ဟုတ်ပြီပထမအဆုံးအနေနဲ့ဘာလုပ်ရမှာလဲဆိုတော့ကဲပြီးသွားပြီပေါ့နော်ကိုယ့်ရဲ့ paper ပြီးသွားပြီဆိုရင်ဘယ် journal type မှာထုတ်မှာလဲပေါ့အဲ့တော့ journal type ကိုကိုကရွေးရတော့မှာပေါ့နော်ကိုနဲ့တင့်တော်တဲ့ကိုယ့်ရဲ့ paper ကိုထုတ်ချင်တဲ့ journal type မြင်မြင်ရ journal တွေကို journal type တွေကိုသွားပြီးထုတ်လိုက်လို့မရအောင်အထူးသဖြင့်ပေါ့နော်ကိုယ့်ရဲ့ paper အရန်ကောင်းတယ်အရန်ကိုပဲ original ဖြစ်တယ်ပြီးတော့ဒါအရန်ကိုပဲသူများအတွက်အရန်ကိုပဲအကောင်းကျိုးပြုတဲ့ paper တစ်ခုဖြစ်တယ်ဆိုရင်အရန်ကို value ပဲဖြစ်တဲ့ paper တစ်ခုကိုကရထားတယ်ကိုကရေးထားတဲ့သူဆိုရင်မြင်သမျှinternational journal ဖြစ်ပြီးရောဆိုတော့ထုတ်လိုက်တာမျိုးဆိုရင်ဒါအရန်ကို
ဆုံးရှုံးနစ်နာရလို့ပြောလို့ရတာပေါ့နော်။ဘာကြောင့်လဲဆိုရင်ဟို channel တိုက်အစစ်မဟုတ်တဲ့ဥစ္စာတွေကလည်းအခုခေတ်မှာအများကြီးရှိတယ်ပေါ့နော်။အဲ့ခါကျတော့ဒါတွေကိုကိုယ်ကသတိထားရမယ်။အဲ့တော့ဘယ်လိုရွေးချယ်မှာလဲပေါ့နော်။အဲ့တော့ပထမဆုံး topic ကပါလဲဆိုရင် choosing the right channel ဒီမှာတော့ကျွန်တော်ကနမူနာ channel လေးပြထားတာပေါ့နော်။တချို့ channel ကဒီကျတော့ရင်းနှီးရောက်စာမျိုးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်။အဲ့တော့ channel ကိုရွေးမယ်ဆိုရင်သူ့မှာဘယ်လို criteria တွေရှိသလဲနော်။ပထမဆုံးအနေနဲ့ကတော့ဒီမှာကျွန်တော်ပြောတာအစီအစဉ်တခြားဖြစ်နေစရာမလိုဘူးเนาะဒါကကျွန်တော်က information ပေးတာဆိုတော့ဒီဟာပြီးရင်ဒီဟာစစ်ရမယ်ဆိုမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ journal တွေကိုကြည့်လိုက်လို့ရှိရင်တို့မှာဒီ paper တွေကိုကြည့်လိုက်ပေါ့နော်အခါကျတို့မှာဒီ ISS number တွေတွေ့ရနိုင်တယ်ဒီ number တွေက journal အတုတွေမှာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ journal အတုတွေကိုဘယ်လိုမျိုးပြန်ကြည့်လို့ရတယ်လဲဆိုတာနောက်ပိုင်းမှာပြန်ပြီးပြောပြမှာပဲအဲ့တော့ journal academic journal လို့ပြောလိုက်လို့ရှိရင်သူ့မှာ ISSN ရှိမယ်ပြီးတော့သူ့မှာ professional editorial board ရှိမယ် journal website ကိုဝင်ကြည့်လိုက်တာ ਨੇ ဒီ journal မှာဘယ်သူတွေပါဝင်တယ်လဲဘယ်သူတွေကအကဲဖြတ်တယ်လဲဘယ်သူတွေက editor in chief ဖြစ်တယ်လဲသူတို့ရဲ့ background တွေရောဖော်ပြထားတကယ်ရောအစစ်မဟုတ်သလားဆိုတာဝင်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုက original announcement ဆိုလိုတာတခုခုသူတို့ journal တက်ကထုတ်တော့မယ်ဆိုရင်သူတို့ကဒီ channel တိုက်မှာဘယ်အချိန်ထုတ်ပါမယ်ဘယ်နေ့နောက်ဆုံးထည့်ရပါမယ်ဘယ်နေ့နောက်ဆုံးပို့ရပါမယ်ဆိုရဲအဲ့လို announcement မျိုးတွေတင်တက်တယ်ပေါ့နော်အဲ့တော့ original announcement တွေပါမယ်ပြီးရင်နောက်တစ်ခုကပါလဲဆိုသူက its appearance is regular ဆိုလိုတာဒါ printed version ပဲဖြစ်ဖြစ် online version ပဲဖြစ်ဖြစ်သူကအများနဲ့ပါတော့ပုံမှန်ထုတ်ဝေလေးရှိရပေါ့နော်ဒါမျိုးလဲရှိမရှိတစ်ချက်ပြန်ကြည့်ရမယ်ဒီ journal တိုက်ကောင်းတစ်ခုဆိုရင်သူကအများနဲ့ consistency ကိုအရင်အလေးပေးတယ်လို့ပြောလို့ရတယ်ဘယ်အရာကိုမဆိုပေါ့နော်ဒီသူတို့ရဲ့ဒီ reviewing process လောက်တာအစအကုန်လုံးအသေးစိတ်ကိုသူအရင်ကို detail ပေါ့နော်လုပ်လို့ရှိကြတယ်တက်နိုင်တယ်မြတ်ပေါ့နော် consistency ရှိအောင်လုပ်လို့ရှိကြတယ်ပေါ့နော်အမြဲတမ်းတော့ဖြစ်ချင်မှဖြစ်မယ်ဒါမှမဟုတ်ပါတော့တက်နိုင်တယ်မြတ်လုပ်လို့ရှိတယ်ဒီလိုလုပ်ချင်းကသူတို့ရဲ့ journal တိုက်ရဲ့ပါနော်reputation ကောင်းတယ်လို့ပြောလို့ရတာပေါ့နော်နောက်တစ်ခုအရေးကြီးရပါတယ်ဆိုတော့ဒါ peer review journal ဟုတ်မဟုတ်ဆိုတာတစ်ချက်စစ်ရမယ်peer review journal ဟုတ်မဟုတ်ဆိုရင်ညီမတချို့ဒီ journal တိုက်အတုတွေမှာလည်း peer review journal ဟုတ်ပါတယ်ဆိုပြီးတော့သူတို့တွေဖော်ပြတာမျိုးတွေ့နိုင်တယ်ပေါ့နော် peer review မှာအမျိုးမျိုးရှိနိုင်တယ် single blind ရှိနိုင်တယ် double blind ရှိနိုင်တယ် open peer review ရှိနိုင်တယ်ဒီမှာတော့ဒီသူ့ရဲ့အားတာချက်အားနည်းချက်တွေရှိနိုင်တာပေါ့နော်မှာ single blind လို့ပြောလိုက်လို့ရှိရင်ဒီ reviewer ကစာရေးရဲ့သူကိုသိရဘယ်သူရဲ့ဥစ္စာကိုကိုယ်စစ်ပေးနေရတယ်လဲဆိုတော့သူကသိရdouble blind လို့ပြောလိုက်လို့ရှိရင်စာရေးတဲ့သူကရောကိုယ့်ရဲ့ paper ကိုစစ်ပေးတဲ့ reviewer ရောနှစ်ယောက်စလုံးကဘယ်သူနဲ့ဘယ်သူဆိုတာreviewer လည်းဘယ်သူ author လည်းဘယ်သူဆိုတာဘယ်သူမှမသိကြဘူးပေါ့နော် open peer review လို့ပြောရင်ကတော့နှစ်ယောက်စလုံးကတော့ reviewer နဲ့ author နဲ့တိကျတယောက်နဲ့တယောက်သိတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့အကုန်လုံးမှာတော့သူ့ရဲ့အားသာချက်အားနည်းချက်ရှိတယ်များသောအားဖြင့်ကတော့ဒီ journal type တွေပေါ့နော်ဒီQ1 Q2 အဲ့လိုမျိုးအဆင့်ရှိတဲ့ journal တွေဆိုတော့သူတို့က double blind peer review process ပုံစံမျိုးကိုသုံးလေးရှိကြတယ်ပေါ့နော်ပြီးရင် open access ဖြစ်သလား open access လို့ပြောတဲ့မျိုးကိုယ့်ရဲ့ paper ကိုဒီ journal type မှာ publish လုပ်လိုက်မယ်ဆိုရင်ဘယ်နေရာမှမဆိုဝင်ရောက်ဖတ်ရှုလို့ရတဲ့နေရာမျိုးဖြစ်သလားပေါ့နော်ဒီလိုမျိုး open access ဖြစ်တဲ့ journal တွေမှာကိုယ်ကထုတ်မှသာလဲကိုယ့်ရဲ့ paper ကိုလူမြင်တဲ့ဒီ visibility ကပိုပြီးများနိုင်ခြေရှိရပေါ့နော်အဲကြောင့်ဒါကလည်းတစ်ချက်စဉ်းစားရမယ့်အချက်လောလောဆယ်ကျွန်တော်ကဒီGILE မှာကျွန်တော်ကsection editor အနေနဲ့ကောဒီ copy and layout editor အနေနဲ့လုပ်နေတဲ့သူဆိုတော့လောလောဆယ်ဒီဥစ္စာဥပမာပေးရအနေနဲ့ဒီ channel တိုက်ကဥစ္စာနမူနာပြတာပေါ့နော်ဒီမှာဆိုဒီ ISS number တွေ့ရလိမ့်မယ်channel တိုက်အတုတွေမှာလည်းဒီလိုရှိရလို့ခုနပြောလိုက်တယ်ပေါ့နော်အဲ့တော့channel တိုက်အစစ်ဟုတ်သလားအတုဟုတ်သလားဆိုတော့သိချင်ဒီ ISSN number ကိုစစ်လို့ရတဲ့ website ရှိရခဏနေကြကျွန်တော်တစ်ချက်ပြပေးပါမယ်နော်အဲ့ဒီမှာသူတို့ channel တိုက်ရဲ့ဒီ website မှာပြထားတဲ့ဒီ number 8 digit number ကိုထည့်ရိုက်လိုက်တဲ့အခါမှာဒီ channel တိုက် number မပေါ်ဘူးသူတို့မှာ record မလုပ်ထားဘူးဆိုရင်ဒီဥစ္စာကအတုပဲလို့သတ်မှတ်လို့ရတယ်အဲ့တော့ကိုသိချခြင်းလဲဆိုရင်ဒါတနည်းစစ်လို့ရတဲ့အရာပေါ့နော်နောက်ခုနပြောတဲ့ editorial board လို့ပြောလိုက်လို့ရှိရင်ဒီမှာ
ဒီမှာကျွန်တော်လောဆယ်ပြတာ editor in chief တို့ section editor တို့ဒီလိုမျိုးပုံစံပဲပြထားတာပေါ့နော်လောဆယ်သူမှာ proof reading လုပ်တဲ့ proof reader တွေရှိမယ်ပြီးတော့ခုနပြောတဲ့ copy and layout editor တွေရှိမယ်အဲ့လိုမျိုး editorial board ကိုဖော်ပြထားတာမျိုးတွေတွေ့နိုင်တယ်နော် and mark original announcements ကဲဒီမှာဆိုရင်ဒါဒီခုလက်ရှိကျွန်တော်ပြောတဲ့ဒီ channel တိုက်ရဲ့ original announcement ပေါ့နော်သူရဲ့ website မှာသွားရင်လည်းဒီကျွန်တော်တွေ့နိုင်တယ်ပြီးရင်ဒီမှာသူရဲ့ regular ဖြစ်မှုမဖြစ်မှုကိုလည်းကြည့်လို့ရတယ်ပေါ့နော်သူကနှစ်စဉ်သူကတစ်နှစ်ကို2ကြိမ်ထုတ်တဲ့ channel တိုက်ပေါ့နော်ဒါပေမဲ့တစ်ခါတလေကျရင်သူကဟို3ကြိမ်ထုတ်တာမျိုးလည်းရှိနေတယ်ဒါပေမဲ့ပုံမှန်ကတော့တစ်နှစ်ကို2ဆောင်ထုတ်တာပေါ့နော်2ဆောင်ဆိုတာဘယ်လိုပြောမလဲစာစဉ်2ခုလို့ပဲဆိုပါတော့ပေါ့နော်နံပါတ်2ခုထုတ်လေးရှိရပေါ့နော်တစ်နှစ်ကိုဒီ channel တက်ကတက်တန်းနှုသေးရလို့ပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့တက်တန်းက9နှစ်6နှစ်လောက်ပဲရှိသေးရပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့ဒီဟိုပေါ့နော်ဒီမှာရှိရဲ့ editorial board တွေရဲ့ဟိုစူးစမ်းအားထုတ်မှုကြောင့်လို့ဟိုခဏအချိန်မဲ့သူက open access ဖြစ်တာတွေလည်းအများများတယ်ပြီးရင်အခုနောက်ပိုင်းဆိုဒီ diamond open access တောင်ပြန်ပြီးရသွားတယ်ပေါ့နော်အဲ့တော့ဒါကောင်းတဲ့ဟိုပါပေါ့နော် channel type တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး regular ဖြစ်မှုဖြစ်ကိုလည်းကြည့်လို့ရတယ်နောက်တစ်ခုကပါလဲဆိုတော့ခုနကတော့ peer review ဒီမှာဆိုရင်သူ့ရဲ့ website မှာကျွန်တော်ကြည့်လိုက်လို့ရှိရင် peer review process ဖြစ်တယ်ဆိုတာတွေ့နိုင်တယ်ပေါ့နော်နောက်တစ်ခုဒီ channel မှာကိုကchannel type တွေကိုရွေးချယ်တဲ့အခါမှာခုနလိုမျိုးတစ်နှစ်ကိုဘယ်နှကြိမ်ထုတ်ဝေတာလဲတစ်နှစ်ကိုတစ်ကြိမ်ပဲလား2ကြိမ်လား4ကြိမ်လားဒါတွေကိုကိုကကြည့်လို့ရသေးတယ်ပြီးတော့ကိုကအခုလောလောဆယ်ကျွန်တော်ရဲ့ဒီ description မှာပြောပြထားတာပေါ့နော် early career researcher လို့ပြောထားတယ်အခုမှ research paper လို့တခါမှ publication မလုပ်ဘူးတည်းရဲ့သူတို့အဓိကပြောတာဆိုတော့တကယ်လို့ကိုကဒီဟို publication မလုပ်ဘူးသေးဘူးဒီ international journal type တွေမှာမလုပ်ဘူးသေးဘူးဆိုရင်ကိုကရွေးချယ်တဲ့အခါမှာအရန်ကြီးဟိုနာမည်ကြီးအရန်ကြီးနေတဲ့ဥစ္စာတွေကိုကိုသွားပြီးတော့လုပ်နေစရာမလိုဘူးပေါ့နော် Q1 Q2 ထဲမှာမရှိနေတော့ညာလည်းပဲအရန်ပဲကောင်းနေတဲ့ journal type တွေရှိတယ်အဲ့ဒီခါကျတော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီ fee နဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ background ကဘယ်မှာရှိရလဲကိုယ့်ရဲ့ဒီ education fee နဲ့တက်ဆိုင်တဲ့ journal type တွေကလည်းအများကြီးရှိတယ်အဲ့တော့အဓိကရွေးချယ်တက်ဖို့ပဲလိုတယ်ပေါ့နော်တချို့ journal type ကဥမာဒီ channel တက်ကနာမည်ကြီးလို့သူ့မှာထုတ်လိုက်မယ်ဆိုတော့ကိုဆုံးဖြတ်ပေးမယ်တခါတလေကဘာဖြစ်တက်လဲဆိုတော့ပြဿနာကိုယ့်ရဲ့ paper ကိုသူလက်မခံနိုင်တော့တာမျိုးပေါ့နော်တချို့ကျွန်တော်ကြားဘူးတယ်ပေါ့နော် professor တယောက်ပြောတာကဘာလဲဆိုတော့သူလုပ်တဲ့ဒီ journal type မှာဆိုရင်ပေါ့နော်နောက်2နှစ်အထိကို channel paper တွေကရှိနေပြီးသားပေါ့နော်နောက်ထပ်အသစ်လက်ခံလို့မရတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုးနေရာမှာဆိုရင်ကိုယ့်ရဲ့ paper ကိုသွားထပ်လိုက်တယ်ဆိုရင်ဒါအလကားအချိန်ကို waste ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလည်းကိုယ်တစ်ချက်စဉ်းစားမယ်အချိန်အထဲမှာပါတယ်ဒီ timing ပေါ့နော်ဘယ်လောက်ထိကြာရေးဟိုစောင့်ရမယ့်ဥစ္စာမျိုးဟုတ်တယ်လဲဆိုတော့လည်းတစ်ချက်ကြည့်ဖို့လိုအပ်တယ်ဒီ channel တိုက်မှာတော့အဲ့လောက်အကြာကြီးမဆောင်ရအောင် तू ကကို paper ကိုလက်ခံနေဆိုရင်2လခွဲ3လအတော်တင်မှာဒီက तू က paper ထုတ်တယ်ပေါ့နော်အဲ့တော့ခါကျတော့ဒါကအရန်ကိုပဲပုံမှန်လုပ်နေကြကြာချိန်ဖြစ်တဲ့ကြောင့်ဒါ consistent ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော် consistency ရှိရပေါ့အဲ့တော့ဒီ timing ကလည်းအရေးကြီးရပေါ့နော်ဘာဖြစ်လို့ကျွန်တော်ထုတ်ဘူးတဲ့တချို့ channel တိုက်တယ်ကိုယ့်ရဲ့ paper ထုတ်ဘူးတဲ့တချို့နေရာမှာဆိုရင်ဒီ channel တိုက်ကတော့အမြန်ဆုံးပဲပေါ့နော်ကျွန်တော်ထုတ်ဘူးတဲ့အတွေ့အကြုံပေါ့ကိုယ့်ရဲ့ paper ထုတ်ဘူးတဲ့အတွေ့အကြုံဆိုဒီ channel တိုက်ကမြန်တယ်လို့ပြောလို့ရတယ်နောက်တစ်ခု channel တိုက်တစ်ခုကကြတော့သူကအကြာကြီးနေမှဟိုတစ်နှစ်လောက်ကြာတယ်ပေါ့နော်အဲ paper တစ်ခုထွက်လာဖို့အတွက်ကိုပြီးရင် reviewer တွေစီက feedback ရဖို့အတွက်ကိုလည်းကိုကအကြာကြီးစောင့်ရတဲ့ခါကျတော့ကိုဘာတွေလုပ်ခဲ့မှန်းတောင်မသိလိုက်တဲ့အခါမျိုးရှိရပေါ့နော်အဲ့ခါကျတော့ကိုယ့်ရဲ့ဒီလုပ်ခဲ့တဲ့ဒီ analysis လုပ်ခဲ့တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ကိုလုပ်ခဲ့တဲ့အရာတော့ပြန်ပြီးစဉ်းစားရတယ်ပြန်တွေးရတဲ့ခါကျတော့အလုပ်လဲလကားပို့သလိုပါတော့ energy လည်းအရန်ကုန်တယ်လို့ကိုတော့အဲ့လိုယူဆတာပေါ့နော်အဲ့တော့ဘယ်လို process တွေကညံနေဆိုမျိုးပေါ့နော်အဲ့ဒါတွေလည်းတစ်ချက်ကြည့်ဖို့လိုအပ်တယ်ဒီchannel တက်အတူတွေကတော့ကိုဒီခဏလေးနဲ့ publication လုပ်ပေးပါမယ်ဆိုမျိုးတွေကိုကန်လန်းတာမျိုးတော့ရှိနိုင်တယ်ပေါ့နော်အဲ့တော့
processing time ကကြာတယ်မကြာဘူးမကြာဘူးလားမကြာတော့ရွေးတာတော့မှတ်ပြီးမယ်လေအဲ့ဒါကအတုလားအစစ်လားဆိုတော့တစ်ချက်တော့စစ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုဒီမှာ open asset ဒီ channel တိုက်မှာဆိုရင်သူက open asset ရပြီးသားလောလောဆယ်သူကဒီမှာ diamond open asset ရပြီးသားပေါ့နော်အဲ့တော့ဒီမှာအကုန်လုံးကဒီ DOAJ ဆိုရတဲ့ဒါကနာမည်ရှိတဲ့ဥစ္စာတွေပဲเนาะဒီ open asset တွေဒီကနေသွားမယ်ဆိုလဲကိုယ့်ရဲ့ဒီ channel type ကိုတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ paper တွေကိုvisibility အပြည့်ပြောမယ်ဆိုရင်တော့လူသိများနိုင်တယ်ပေါ့နော်အဲ့တော့ channel type ရဲ့ website ကိုသွားမယ်ဆိုရင်ခုနပြောတဲ့အရာလေးတွေတွေ့နိုင်တယ်เนาะလက်ရှိ issue တွေပြီးတော့ထုတ်ဝေခဲ့သမျှ issue တွေအကုန်လုံးတွေ့နိုင်တယ်เนาะအဲ့တော့ကိုက channel type မှာထုတ်တော့မယ်ဆိုရင်တစ်ချက်မလုပ်ရမလဲဆိုရင်တကယ်လို့ကိုက checklist နဲ့လုပ်ကြည့်ချင်တယ်ဆိုရင်ဒီ checklist ကိုဒီ checklist ကိုသုံးပြီးတော့ကြည့်လို့ရတယ်ဒီမှာဆိုရင်သူကပြောထားလဲဆိုတော့ကိုက channel type ကိုထုတ်မယ်ပေါ့နော်အဲ့ဆိုရင် channel ကိုရွေးပြီးတော့ go to checklist ဒီမှာဆိုရင်သူက checklist တွေရှိတယ်အရင်ဆုံးက think ပေါ့နော်ပြီးတော့လို့ရှိရင် check သူပြောတဲ့ဒီမှာသူကဒီ channel type နဲ့ပတ်သက်လို့ရှိရင်တခြားသူရောသိသလားတို့ဒီ channel type ကတော့ဒီ ISS number တွေရှိသလားတို့ဒါတွေအကုန်လုံးကိုကစစ်ရမှာပေါ့နော်ဟုတ်တယ်သိချရဲဆိုရင်တော့သူပြောတယ်ဟုတ်တယ်သိချရဲဆိုရင်တော့ကိုက submit လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီchecklist ကလည်းအသုံးဝင်တယ်လို့ထင်လို့ကျွန်တော်ဒီမှာဖော်ပြထားတာပေါ့နော်တကယ်လို့ကိုကနောက်ပိုင်း paper ထုတ်ဖို့စိတ်ကူးထားဆိုရင်ဒီ checklist ကိုသုံးပြီးတော့လည်းပြန်ပြီးတော့ဒီ channel type မှာထုတ်သိမထုတ်သိပြန်စဉ်းစားလို့ရတာပေါ့နော်အခုဒီမှာပြတဲ့ link တွေကတော့ကျွန်တော်ပြီးကြရင် Telegram group ထဲမှာလည်းပြန်ပြီးတော့ထည့်ပေးထားပါမယ်နော်ကဲဟုတ်ပြီအဲ့တော့ channel type အတုတွေနော် predatory channel တွေကဘာရှိနိုင်တယ်လဲသူ့ရဲ့ characteristic တွေကဘာရှိနိုင်တယ်လဲဆိုတော့တစ်ချက်ကြည့်ကြည့်ရအောင်သူရဲ့ဒီ website တွေသူတို့ရဲ့ဒီ editorial board တွေကခုနတကယ် channel type တွေလိုမျိုးပဲသူတို့ကလည်းပါတော့ပုံစံတူတွေရှိနိုင်တယ်လုံးဝတကယ် channel type အစ်စ်လိုမျိုးပဲသူတို့လုံးလေးရှိနိုင်တယ်ပေါ့နော်သူတို့ website ထဲဝင်လိုက်လို့ရှိရင်ပုံစံအတူတူတွေပဲတခါကျရင်တချို့ channel တွေရဲ့နာမည်တွေကတကယ် channel အစ်စ်တိုက်အစ်စ်တွေရဲ့နာမည်နဲ့စင်တူနေရမျိုးလည်းတွေ့နိုင်တယ်ပေါ့နော်ပြီးရင်သူတို့ကကိုယ်ပါတော့ခဏလေးနဲ့သူက2လတော့ဒီမှာ paper တစ်စောင်ထုတ်ပေးမယ်တို့ဘာလို့ပြောတာမျိုးရှိနေနိုင်တယ်ကန်လန့်တတ်တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီ editorial board ကိုကြည့်လိုက်လို့ရှိရင်အဲ့မှာပါတဲ့သူတွေကတကယ်ကဘာတဝမ်းကလူတွေရဲ့နာမည်တွေဖြစ်နေတတ်တယ်ပေါ့နော်ဥပမာအီတလီကလည်းဖြစ်လိုက်နယူးဇီလန်ကဖြစ်လိုက်နိုင်ငံပေါင်းစုံဗီယက်နမ်ကဖြစ်လိုက်အဲ့လိုမျိုး Asian က European အကုန်လုံးရောနေနိုင်တယ်ဒါပေမဲ့သူတို့ရဲ့ဒီ editorial board မှာရှိတဲ့လူတွေရဲ့အကြောင်းကိုဝင်ဖတ်ကြည့်မယ်ဆိုရင် link နေရာမှာပြတ်နေရမျိုးတို့ရှာမရနေရမျိုးတို့ပြီးအဲ့ဒီဟာတကယ်မရှိနေရမျိုးတို့ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ခါကျတော့ဒါသိပ်ပြီးတော့နာမည်မကြီးရသည်သူတွေလည်းပါနေနိုင်တယ်ကိုမသိတာမျိုးတွေပေါ့နော်ပြီးရင်ဒီ channel တွေကဒီခုနပြောခဲ့တဲ့အတိုင်းပဲအဲ့တော့ကို offer လုပ်ပြီဆိုရင်မလုပ်ရမလဲဆိုရင်တစ်ချက်စစ်ရမယ်ပေါ့နော်ခုနပြော ISS number တွေစစ်တာမျိုးတို့အကုန်လုံးကိုကစစ်ပြသေးချပြီးဆိုမှကိုကထုတ်တာပို့ပြီးတော့ကောင်းတယ်အဲ့တော့ကိုကအဲ့ဒီ risk ကိုမယူချင်ဘူးဆိုရင်တော့ကိုယ့်ရဲ့လုပ်ဖော်ကင်ဘတ်တွေကဘယ် channel type တွေမှာထုတ်လို့ရှိသလဲသူတို့ထုတ်တဲ့ channel type တွေကကောင်းတဲ့ဥစ္စာဟုတ်သလားဆိုတော့သူတို့ကိုမေးလိုက်လို့ရှိရင်လည်းဒါကတော့ပို့ပြီးတော့ risk နည်းတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကနဲ့ကိုရှာပြီးကိုစိတ်ကြိုက်ဖြစ်တဲ့ channel type ကိုထုတ်မယ်ဆိုရင်တော့ဒီလိုအချက်လက်လေးတွေတတိထားတင်တယ်ပေါ့နော်အဲ့တော့အရှိမပြောထားသလိုပဲကိုယ့်ရဲ့ channel ကိုဒီ predatory channel type တွေမှာတွားပြီးတော့ထုတ်လိုက်မိရဆိုရင်တော့ကိုယ့်ရဲ့ဒီတန်ဖိုးရှိတဲ့ paper ရဆုံးရှုံးသွားမှာပေါ့။ဘာကြောင့်လဲဆိုတော့တနေရာမှာပို့ပြီးသား paper ကိုနောက်တနေရာမှာထုတ်ခွင့်မရှိဘူးပေါ့နော်။ဒါသူ့ရဲ့ ethic အရာပါတော့ကိုကလောက်ရတာပေါ့နော်။ contract တွေမှာ sign ထိုးရတာမျိုးရှိတတ်တယ်။အခါကျတော့ဂတိပေးထားရတဲ့အခါကျတော့ဒါထုတ်ပြီးသား paper ကိုကိုကနောက်တစ်ခါပြန်ထုတ်ခွင့်မရှိဘူး။အဲ့တော့ paper မထုတ်ခင်မှာကိုသတိထားပြီးတော့ထုတ်ဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့ predatory journal တွေဟုတ်မဟုတ်ဆိုတာဘယ်လိုမျိုးစစ်လို့ရတယ်လဲဆိုတာဒီ website တွေမှာတွားပြီးတော့စစ်လို့ရတယ်ဒီ website တွေမှာတွားပြီးတော့ဒီ channel တိုက်ရဲ့နာမည်တို့သူ့ရဲ့ဒီ ISS number တို့ဒါတို့ရိုက်ထည့်ချရပြီးရှာကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီ list ထဲမှာရှိမရှိပေါ့နော်ကိုရှာကြည့်လို့ရတယ်နော်ဒီဥစ္စာလေးလည်းကျွန်တော်ပြန် share ထားပေးပါမယ်နော်
နမူနာအနေနဲ့တစ်ခုပြောရမယ်ဆိုရင်တော့ဒါကဘာလဲဆိုတော့အာတခါတလေကြာရင်ပေါ့ကိုရီးယား paper အဲ့လိုထုတ်ထားရဲဆိုရင်တချို့ channel တိုက်တွေကကိုရီးယားပါတော့ကိုရီးယားမသိတဲ့ channel တိုက်တွေကကန်လန်းလာတာမျိုးရှိတတ်တယ်။ဘာဖြစ်လို့ကျွန်တော်တို့ရဲ့ဒီ information တွေအကုန်လုံးက data တွေအကုန်လုံး online မှာရှိနေတဲ့ခါကျတော့paper တွေထုတ်ထားတာမျိုးရှိရင်ဥပမာ Google Scholar မှာကိုယ့်ရဲ့ paper တွေလို့ follow လုပ်တဲ့လူတွေလည်းရှိနေနိုင်တယ်ပေါ့နော်။ပြီးကိုယ့်ရဲ့ background တူလို့ကိုယ့်ရဲ့ fee နဲ့နည်းနည်းနီးစပ်လို့review လုပ်ပေးဖို့ request လာတာမျိုးရှိနေတတ်တယ်။ဥပမာဒါဆိုရင်ဒီမှာ Asian Journal of Education and Social Study ကြီးလိုက်လို့ရှိရင်တော့အရန်ကိုပဲနာမည်ကလည်းလှပြီးတော့ကိုယ့်ရဲ့ paper ကိုထုတ်လို့ကောင်းမဲ့နေရလို့ယူဆလို့ရတော့ညာလည်းပဲတကယ်တမ်းဒီဥစ္စာကပါလဲဆိုရင် predatory journal လို့ပြောလို့ရတယ်ဒီ website ထဲကိုဝင်ကြည့်လိုက်လို့ရှိရင်ခုနပြောတဲ့ editorial bot တွေတွေ့နိုင်တယ်သူတို့ရဲ့ဒီ issue ထုတ်ဝေပြီးခဲ့တဲ့ဥစ္စာတွေကိုလည်းတွေ့နိုင်တယ်ပေါ့နော်အကုန်လုံးကတော့စနစ်တကျလုပ်ထားတဲ့ပုံစံဖြစ်တော်ညာလည်းပဲတကယ်တမ်းကသူတို့ကဒီ ISS number တို့သူတို့ပါမရှိနေဘူးပြီးဒီနာမည်နဲ့လဲ channel တိုက်မှာဒီနာမည်နဲ့လဲchannel တိုက် account ဆိုတဲ့ list ထဲမှာမပါနေဘူးပေါ့နော်အဲ့တော့ဒီဥစ္စာကကျွန်တော်လည်းမသိတဲ့ဥစ္စာကလာပြီးတော့ကျွန်တော်ဒီ review လုပ်ပေးဖို့လာတယ်ဆိုကြတဲ့ဒါကစစ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုက review လုပ်ဖို့ကိုယ်မကမ်းလှမ်းတော့ညာလည်းပဲ paper ထုတ်ဖို့ကမ်းလှမ်းတာမျိုးဒီမှာရှိတဲ့သူတွေလည်း email တွေရဘူးလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့မျိုးဆိုရင်ကိုကစစ်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဒီလိုမျိုး invitation လုပ်ပြီးတော့paper ထုတ်ဖို့ကမ်းလှမ်းတယ်ဆိုရင်ကိုကတကယ်ကိုပဲဒိတ်ဒိတ်ကျဲဖြစ်နေရမျိုးမဟုတ်ဘူးဆိုရင်တောင်းတဘယ်သူမှမကမ်းလှမ်းဘူးဘာဖြစ်လို့ channel တိုက်တွေမှာသူတို့မှာလည်းသူတို့ရဲ့submit လုပ်ထားတဲ့ paper တွေအများကြီးရှိရပါတော့အဲ့ဒီ submit လုပ်ထားတဲ့ paper အပြင်မှာတခြားလူကိုဒီမှာရေးပါတို့ဘာတို့ဘယ်သူမှအဲ့လောက်ကြီး invitation မလုပ်ဘူးပေါ့နော်သိရတဲ့လောက်တော့မလုပ်ကြဘူးဘယ်လိုမျိုးအခြေအနေမှာလုပ်တယ်လဲဆိုရင်တော့ဥပမာ special issue တွေထုတ်တယ်တချို့တွေ့ဘူးလိမ့်မယ်ပေါ့နော်channel တိုက်တွေမှာတခါကျ special issue တွေထုတ်တယ်အဲ့ခါမျိုးမှာဆိုရင်တော့ဘယ်လိုပြောမလဲသူတို့ရဲ့ special issue ရဲ့ theme ကပါလဲဗောနော်အဲ့ဒီခါမှာ special issue ထုတ်တဲ့ခါမျိုးမှာဆိုရင် nego original ဒီ journal ရဲ့ theme နဲ့နည်းနည်းကွဲပြီးတော့ theme နဲ့နည်းနည်းကွဲရဆိုတော့အဲ့ theme နဲ့တစ်ခုပဲ focus ထားပြီးထုတ်တာမျိုးဗောနော်ဥပမာဒီ journal တိုက်မှာသူ့ရဲ့ theme ကဥပမာလက်ရှိအခုကျွန်တော်ဒီ channel တိုက်မှာဆိုလဲအခုလောလောဆယ်သူက special issue အတွက်သူကလုပ်မယ်ဆိုပဲလုပ်ထားတာဗောနော်အဲ့ဥစ္စာကြသူ့ရဲ့ theme ကဒီhuman centered curriculum development ဆိုတဲ့ theme နဲ့လုပ်တယ်ပေါ့နော်ဒါကသူ့ရဲ့ဒီ channel တိုက်တစ်ခုလုံးထဲမှာပါတယ်theme တွေထဲကတစ်ခုပေါ့နော်ဒါကို focus ထားပြီးတော့သူက special issue ထုတ်မယ်အဲ့လိုထုတ်တဲ့ခါကျတော့သူကဒါ special issue ဖြစ်တဲ့လို့ဒါနဲ့ကိုက်ညီတဲ့ background ရှိရဲ့နာမည်ကြီးတဲ့ author တွေကိုဒီ researcher တွေကို contact လုပ်ပြီးတော့ဒီ special issue မှာပါဝင်ဖို့စန္ဒရှိသလားဆိုတာမျိုး request လုပ်တာမျိုးရှိရဲ့ဒီလိုမျိုးအခြေအနေမျိုးကလွဲလို့ကျန်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ request လုပ်ဖို့ကတိတ်ပြီးတော့မရှိသလောက်ပဲပေါ့နော်ပြီးကျွန်တော်တို့လိုမျိုးတိတ်ပြီးတော့နာမည်မကြီးတဲ့သူမျိုးဆိုရင်တော့ request လုပ်ပို့တော့မှဝေးတာပေါ့ဟုတ်တယ်မလားအဲ့တော့ကိုတစ်ချက်စဉ်းစားဖို့လိုပဲပေါ့နော်ကိုအဲ့လိုကန့်လန့်နိုင်ကိုယ့်ရဲ့ paper ရဲ့ကောင်းတဲ့ဥစ္စာလေးမပါသွားဖို့ပေါ့နော်ဒါကတော့ predatory journal လို့ပြောလို့ရတယ်နောက်တစ်ခုသိရမှာပါတယ်တော့ဒီ journal တိုက်တချို့တွေမှာဆိုရင်သူကပတ်စံပေးရတယ်လေsubmission fee တို့ပြီးတော့ဒီ article processing charge ဆိုပြီးတော့အဲ့လိုမျိုးပေးရရှိတယ်ကိုယ့်ရဲ့ paper ကိုတချို့ channel တိုက်တွေက submit လုပ်လိုက်တာနဲ့ဘယ်လောက်ဆိုတာပေးရမျိုးရှိတယ်ဒါကsubmission အတွက်ကိုပေးရတဲ့တတ်နော်နောက်ကဒီ APC fee ဆိုဒီ article processing charge ဆိုတဲ့ဥစ္စာကြတော့ကိုယ့်ရဲ့ဒီ paper ကိုလက်ခံလိုက်ပြီဆိုတဲ့အခါမှာ acceptance ဖြစ်သွားပြီဆိုတဲ့အခါမှာဒီ paper ကိုထုတ်မဲ့သူရဲ့ဒီ process အဆင့်ဆင့်အတွက်ဆိုပြီးတော့သူပြန်ကောက်တာမျိုးရှိတတ်တယ်အဲ့လိုကောက်လို့ဒီ journal တိုက်ကတော့predatory journal တိုက်ပဲလို့သွားသတ်မှတ်လို့တော့မရဘူးတချို့ဒီ Q1 Q2 တွေရှိတဲ့ journal တိုက်တွေကလည်းအဲ့လိုမျိုး processing fee တွေတောင်းတာမျိုးရှိရပေါ့နော်အဲ့တော့ကိုအရန်ကြီးဒီလို processing fee တွေမတက်နိုင်ဘူးဆိုရင်ဒါမျိုး channel တိုက်ကိုရှောင်ပေါ့ဒီ channel တိုက်ကကောင်းတယ်ဒါပေမဲ့လည်းကိုကပတ်စံပေးရမယ့်ဥစ္စာမျိုးဆိုရင်တော့early career researcher တယောက်အနေနဲ့တော့မရွေးချယ်တာပိုကောင်းတာပေါ့နော်ကိုကပတ်စံအများကြီးရင်းနှီးလိုက်ရမှာပေါ့အဲ့တော့ဒီ channel အခုလုပ်တဲ့ဒီ GIL channel တိုက်မှာဆိုရင်တော့သူကဒီ APC fee မရှိဘူးအဲ့တော့ကို paper ဒါ accept ဖြစ်သွားတယ်ဆိုရင်သူကဘာfee မှတောင်းမှာမဟုတ်ဘူးเนาะအဲ့တော့ကိုယ့်အတွက်ကတက်တာတယ်လို့ပြောလို့ရတယ်ပတ်စံလည်းမကုန်ကြပဲနဲ့paper လည်းထုတ်လို့ရမယ်ပေါ့နော်
အဲ့တော့တချို့ channel တိုက်တွေမှာဒီမျိုး APC fee မပေးရတဲ့ဥစ္စာမျိုးရှိတတ်တယ်အဲ့မျိုးတွေကိုရှာပြီးတော့ကြည့်ပေါ့နော် APC fee လည်းမပေးရဘူးပြီးရင် channel တိုက်ကလည်းကောင်းတဲ့ channel တိုက်တစ်ခုဖြစ်တယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်အခုနောက်ပိုင်းတွေမှာဆိုရင်ဒီ channel တိုက်တွေကိုကြည့်လိုက်ရင်ဒီ DOI number လေးပေးလေးရှိတတ်တယ်အဲ့တော့ DOI number မပေးတဲ့ web channel တိုက်တွေလည်းရှိရပါတော့အဲ့တော့တော်တော်များများတော့ပေးပါတယ်ဒီအတု channel တိုက်ပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်ပေါ့နော်ပေးတယ်ဒါပေမဲ့အဲ့ဒီ link ကအလုံးမလုံးပဲရှိတာပေါ့နော်တချို့ channel တိုက်တွေကဒီဥမာဒီ paper ကို online တွေထုတ်လိုက်ပြီးရတဲ့ခါ DOI number တွေလည်းပါတယ်ပေါ့နော်အဲ့ဒီ number တွေပါပေမဲ့လည်းသူကတခါကျရင်ချက်ချင်းကြီးအဲ့ဒီ link ကိုနှိပ်ပြီးတော့တွားလို့မရတာမျိုးရှိရအဲ့ဒါကသူ active မဖြစ်သေးရပါတော့သူက2ရက်3ရက်လောက်ကြာမှသူက active ဖြစ်တာဆိုတော့အချိန်စောင့်ရတာမျိုးရှိတတ်တယ်တချို့ဒီ channel တိုက်တွေက DOI number ထည့်ပြီးမယ်အဲ့ဒါကို active လုပ်ဖို့ပြန်ပြီးတော့မေ့နေရမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်DOI number ကတော့ဒါကနောက်ပိုင်း references တွေကိုကြည့်လို့ရှိရင်လည်းတွေ့ရလိမ့်မယ်နမူနာလည်းခဏညကျွန်တော်ပြပါပဲပေါ့နော်ဒါမျိုးတွေကဗာလဲဆိုရင်အခုနောက်ပိုင်းနေမှာဆိုရင်မဖြစ်ဖော်ပြရတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ဒီ DOI number ရှိသလားဘာကြောင့်လဲဆိုတော့ဒီကအရန်ကိုပဲ accessing လုပ်တဲ့ခါမှာလွယ်တာပေါ့နော်ဒီ article ကိုရှာတဲ့ခါမှာဒီ click လေးနဲ့လည်းသူ့ရဲ့ paper ရှိတဲ့နေရာတန်းရောက်သွားတာဆိုတော့ဒါကလည်းအရေးကြီးတဲ့အထက်မှာပါတယ်ပေါ့နော်ကဲကျွန်တော် journal ကိုရွေးပြီးသွားပြီဆိုပါတော့နောက်တစ်ဆင့်အနေနဲ့ဆိုရင်ဘာလုပ်ရမလဲဆိုရင်ကိုဟုတ်ပြီဒီ channel တိုက်ကိုကိုကရွေးလိုက်ပြီဆိုရင်ခုနကတော့ aim တော့เนาะသူရဲ့ aim တွေ scope တွေကြည့်လိုက်ပြီထုတ်ချင်တဲ့ channel တိုက်တိုင်းမှာထုတ်လို့မရအောင်လေเนาะကိုကတကယ်လို့ဒီ site ပြိုးရေးဘက်ကနေပြီးတော့လာတဲ့သူဆိုရင်ကိုထုတ်မဲ့ channel တိုက်က site ပြိုးရေးနဲ့ပတ်သက်တဲ့ channel တိုက်မဟုတ်ဆိုထုတ်လို့မရအောင်လေအဲ့တော့သူ့ရဲ့ aim တွေ scope တွေကြည့်လိုက်ပြီခုနကတော့ဒီ channel ကဘယ်လိုမျိုးပုံစံရှိတယ်လဲကြည့်ပြီးသွားရဆိုရင်တော့ဟုတ်ပြီဒီမှာထုတ်မှတေချာသွားပြီဆိုရင်တော့ဆုံးဖြတ်ပြီးသွားရဆိုရင်တော့ author guideline ကိုဖတ်ဖို့လိုအပ်ပြီauthor guideline ကိုဖတ်ဖို့လိုအပ်ပြီပေါ့နော်ဒါကလည်းတခုများသောအားဖြင့်ဒီ author တွေဒီအမှုမဲ့အမှတ်မဲ့ထားတဲ့အရာတွေပါတယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲသူကဒီ author journal ကိုပဲရွေးလိုက်ပြီးတော့ author guideline ကိုမဖတ်ဘဲနဲ့သူတို့တင်ချင်လို့သူတို့ရဲ့စာတမ်းကိုတင်လိုက်တယ်ပေါ့နော်။အဲ့လိုမျိုးလုပ်တဲ့အခါမှာreject လုပ်တာမျိုးတွေရှိတတ်တယ်။ဘာမှသူ့ရဲ့စာကို ဘာလို့ peer review process တောင်မရောက်ခင်မှာ reject လုပ်လိုက်တာမျိုးတွေရှိတတ်တယ်။အဲ့တော့ဒီ author guideline ပေးထားတဲ့ဒီအရာတွေမှန်သမျှအကုန်လုံးကိုပါတော့ဖတ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့မှာကိုကဘယ်လိုလုပ်ရမလဲဒါကဘယ်လိုရှိတယ်ဆိုတာမျိုးအကုန်လုံးကိုအသေးစိတ်သိရပေါ့နော်အဲ့တော့ author guideline ကိုမဖြစ်မနေဖတ်ဖို့လိုအပ်တယ်ဥပမာဒီမှာဆိုရင်ဒီ website မှာဆိုလည်းတွားကြည့်လို့ရှိရင် author guideline ဆိုတာပေးထားလိမ့်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင် read through the GJST author guide before submitting ဒီ guide မှာဘာလို့ဒီ author guide မှာဘာလို့လုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတော့အကုန်လုံးပြောထားပြီးသားမျိုးသူ့အဆင့်နဲ့အကုန်လုံးကွာပါတော့သိထားဖို့လိုအပ်တယ်ပေါ့နော်သူကဒီမှာဆိုရင် manuscript template ကိုသုံးပါလို့ပြောထားတယ်အဲ့တော့ဒီ manuscript template ပေးထားတယ်မပေးလာဆိုရင်ကိုယ့်ရဲ့ paper သိချတယ်တခါရဲ reject လုပ်လိုက်မှာဘာဖြစ်ထက်လာရဲ့သူက author guideline ကိုလည်းမဖတ်ဘူး manuscript ကိုလည်းမသုံးထားဘူးပေါ့နော်ဘာဖြစ်လို့ manuscript template ပေးထားတဲ့ journal တိုက်တွေမှာရှိရင်သူတို့တခါရဲသူတို့ရဲ့ ဒီ template ကိုတခါရဲသုံးမဲ့ပို့ပေးဖို့လိုအပ်တယ်ပေါ့နော်ဘာဖြစ်သူတို့ကဒီဥစ္စာကိုလိုက်ပြီးအသေးစိတ်လိုက်ပြင်ပေးဖို့အတွက်အချိန်မရှိဘူးအဲ့တော့ကျွန်တော်ကိုကပါတော့သူတို့ပြောထားတဲ့အတိုင်းပဲသူတို့ရဲ့ template ပေးထားတဲ့ဆိုရင်အဲ့ template ကိုသုံးပြီးတော့တခါရဲမလုပ်ပေးရမလဲဆိုရင်submit လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ဒီခုနကတော့ဒီ website ဒီ channel တိုက်ရတာ author guideline ပေါ့နော်ဒါကတော့ booklet ပုံစံမျိုးလုပ်ထား PDF file လေးဆိုတော့ဝင်ကြည့်လိုက်လို့သူကအကုန်လုံးပါတယ်ဘယ်လိုလုပ်ရမလဲဥပမာ how to use the manuscript template တို့ the references တွေကဘယ်လိုရှိရမယ်တို့ submission process ကဘယ်လိုရှိတယ်တို့ rejection ကဘယ်လိုရှိရဆိုအကုန်လုံးကပါပြီးသားပေါ့နော်အဲ့ခါကျတော့ဒီ guideline ကတော့မဖတ်လို့မရဘူးလို့ပြောလို့ရတယ်ဟုတ်ပြီ author guideline ဖတ်ပြီးသွားရင်မလုပ်မှာတော့ပြောကြည့်ပါဦးဟုတ်ပြီကိုက author guideline ကြီးလည်းဖတ်ပြီးသွားရင်ဘာဆက်လုပ်မှာလဲဘာလဲauthor guideline ဖတ်ပြီးဆိုရင်တော့ဖတ်ပြီးရင်တော့အဲ့တိုင်းလောက်တာပေါ့ဆရာကျမဆိုရင်တော့ဒီ template ကို download ဆွဲပြီးတော့အဲ့ template ထဲကိုရေးထားတာတွေထည့်တာပေါ့ဆရာ
အဲ့ဒါတွေတော့ guide သူ့အတိုင်းပေါ့လေ wall limit တို့ကျန်တဲ့ထည့်ရမယ့်အချက်တွေကိုငကိုရေးထားတဲ့ထဲကမပါတဲ့ဟာတွေတို့ပို့နေတာမပါတဲ့ဟာထည့်ပေါ့ပို့နေတဲ့ဟာတွေဖြုတ်ပေါ့အဲ့လိုတော့လုပ်တယ်ဆရာ ဟုတ်ကဲ့ဗီဒီယိုကင်မရာကဟိုမျိုး pop up window နှစ်ခုဖြစ်နေရလို့ပြောထားပါနော်အခုလည်းဖြစ်သေးလားမသိဘူးနော်အဲ့ဒီရှိတော့လိုက်တယ်လေရတယ်အခုလည်းဖြစ်သေးလား ဖြစ်တော့ဆရာကောင်းသားပါပြီ ကောင်းသွားပြီနော် ခဏခဏ ဟုတ်ကဲ့ပါကျေးဇူးပါ အဲ့စာထဲမှာပေါ့ဟုတ်ကဲ့ပါ ဟုတ်ပြီကျန်တဲ့သူတွေကဘာဆက်လုပ်ပါတော့ခုနကတယောက်ကတော့ပြောပြီပေါ့နော်ကျန်တဲ့သူတွေအနေနဲ့ဘာဆက်လုပ်ဖို့စိတ်ကူးရှိတော့ order guideline ဖတ်ပြီးသွားရင်ပေါ့နော်send paper and bio to publishing house ဟုတ်ပြီကျေးဇူးတင်ပါတယ်paper ဖတ်ပြီးသွားပြီဆိုရင်ဘာsorry author guide ဖတ်ပြီးသွားလို့ရှိရင်เนาะဒီ manuscript ကို prepare လုပ်ဖို့လိုရမယ်ခုနကတော့ရှေ့မှာပါတော့ guideline မှာလေ template ပါတယ်လို့ပြောတယ်ဟုတ်တယ်မလားအဲ့လို template ပါတဲ့အခါမျိုးမှာဆိုရင်ဒါကိုသုံးမြတ်က manuscript ကို prepare လုပ်ဖို့လိုအပ်တယ်ငကိုကတော့ဒီပုံမှန်အတိုင်းပဲဟို paper ကိုရေးထားတာပေါ့နော်ဥပမာ Microsoft Word ပေါ်မှာရေးတာတော့ပေါ့နော်ပုံမှန်အတိုင်းပဲလုပ်ထားတယ်ဒါပေမဲ့ဒီ channel တက်ကိုပို့မယ်ဆိုရင်သူ့မှာ template ပေးထားတယ်အဲ့ template ထဲကိုဝင်အောင်လုပ်ရတယ်ပေါ့နော်သူ့ template ထဲအတိုင်းကိုလိုက်ပြီးတော့ follow လုပ်ပြီးတော့ပြင်ဆင်ရတယ်ဒီ channel တက်မှာမဟုတ်ဒီ channel တက်မှာကိုယ် reject လုပ်လိုက်တယ်ဆိုပါတော့နောက် channel တက်တစ်ခုကိုကိုယ်ပြန်ပို့မယ်ဆိုတဲ့အခါမျိုးမှာဆိုရင်လည်းငကိုလုပ်ပြီးသားပဲဆိုပဲအဲ့တိုင်းပို့လိုက်လို့မရအောင်အဲ့နောက်တစ်ခါပို့မဲ့ channel တက်က template ပေးထားရဆိုရင်အဲ့ template ထဲမှာဘောင်ဝင်သွားအောင်ပြန်ပြီးတော့ပါတော့တစ်ခါပြန်ပြီးတော့ကိုယ့်ရဲ့ manuscript ကိုပြန်ပြီးတော့ပြင်ဆင်ပေးရတယ်ပေါ့နော်အဲ့တော့ကို submission လုပ်မဲ့ channel တိုက်ပေါ်မူတည်ပြီးတော့အများအားပြောင်းလဲပြီးတော့ဒီ manuscript ကိုပြင်ပေးရမယ်ဟိုတစ်ခါပဲထပ်လိုက်လို့မရဘူးပေါ့နော်အဲ့လိုလုပ်ပြီးမှသူကဘာလုပ်ရမလဲဆိုရင် submission ဘက်ကိုသွားရမယ်အဲ့ဒါနမူနာပေါ့နော်ခုနကတော့ဒီ channel တက်ရဲ့template ပေါ့နော်တချို့တွေဒီ template မှာဒီဘေးမှာ comment တွေပါတယ်အဲ့ဒီ comment တွေကိုတေချာမကြည့်ပဲသူတို့ကဖြစ်တယ်လို့ထည့်လိုက်တာမျိုးပေါ့နော်ဟိုမှာဒီ abstract ညမှာကိုရေးထားတဲ့ဥစ္စာလေးကိုဒီမှာ copy paste လေးလာလုပ်လိုက်ရုံပဲတကယ်တမ်းကတော့ဒါပေမဲ့တချို့တွေအဲ့လိုမျိုးကိုမလုပ်ဘူးပေါ့နော်မလုပ်တတ်တာမျိုးတွေပေါ့အဲ့တကယ်လို့ကိုကဒီဟိုနီးပညာပိုင်းသိမကျွမ်းကျင်ဘူးဆိုရင်လုပ်တတ်တဲ့သူတွေကိုအကူအညီတောင်းမှ submit လုပ်တာအကောင်းဆုံးပဲလို့ပြောလို့ရတာပေါ့နော်ဘာကြောင့်လဲဆိုရင်တခါကျရင်ဒီ layout မှာကတခါတည်း template မသုံးမနဲ့ဖြစ်တယ်လို့လုပ်လာတယ်ဆိုရင်လည်းဒါ rejection ထဲမှာပါတတ်တယ်နောက်တစ်ခုသိရမှာက we should never submit the same manuscript to multiple journal simultaneously ဘယ် channel တက်ကရွေးမှလည်းမသိဘူးပေါ့နော်ကိုကဒီ channel တက်ကိုပို့လို့ तू ကလက်မခံဘူးဆိုပြောလိုက်ရင်ကကိုအချိန်ကြာရေးစောင့်နေပြီးတော့ဟိုပါပေါ့နော်အချိန်ကုန်တယ်လို့ခံစားမိတဲ့လူမျိုးလည်းရှိကောင်းရှိနိုင်တယ်အဲ့လိုမျိုးရှိနေနိုင်တော့ညာလည်းပဲဒီ ethic အရာပေါ့နော်ဒီ ethical issue ဘက်ကနေကြည့်မယ်ဆိုရင်ကိုကဒီ paper ကိုဒီ channel တက်မှာထပ်ထားတယ်ဆိုရင် submit လုပ်ထားရဆိုရင်နောက်တနေရာကိုသွားပြီး submit လုပ်ခွင့်မရှိဘူးsubmit လုပ်ခွင့်မရှိဘူးဆိုတာစချင်းမှာတော့ဘာမှပြဿနာမရှိနေနိုင်တော့ညာလည်းပဲကိုယ့်ရဲ့ paper ကို accept လုပ်လိုက်ပါပြီလို့ပြောတဲ့ခါမှာကိုကအဲ့ခါမှာ channel တိုက်တစ်ခုစလုံးကကိုယ့်ရဲ့ paper ကို accept လုပ်တယ်ဆိုပါတော့အဲ့ဆိုကိုကဘယ်မှာထုတ်ရမလဲဆိုတာမျိုးဖြစ်တဲ့အခါမျိုးရှိနိုင်တယ်ပြီးရင်နောက်တစ်ခုပြဿနာကဘာလဲဆိုတော့ reviewer တွေက reviewer တယောက်ထဲကနေပြီးတော့ channel တိုက်အများကြီးမှာ peer review process ကိုလုပ်ပေးရတဲ့သူတွေပါတတ်တယ်။ဒီတယောက်ကဥမာဆိုပါတော့ဒီမှာအခုဒီမှာပါတဲ့ participant ပေါ့နော်။teacher ထိုးမှာကျွန်တော်ဒီ channel type A မှာလည်း peer review process မှာသူလုပ်တယ်။ channel type B မှာလည်းလုပ်တယ်။အဲ့တော့ submission လုပ်လာတဲ့ကျွန်တော်ကနှစ်ခုစလုံးမှာသွားထပ်လိုက်တဲ့ခါမှာ
ဒီ paper တစ်ခုတည်းကိုပဲပါတော့ तू ကနှစ်ခါဖတ်ရတာမျိုးတွေ့ရအဲ့ဆိုရင် तू ကသိသွားပြီလေဒီတယောက်ကလူလေလုတ်တယ်နှစ်နေရာမှာထပ်တယ်ဆိုတော့လူလေလုတ်တယ်ဆိုတာသိသွားနိုင်တယ်နောက်တစ်ခုကပါလဲဆိုတော့အဲ့လိုသိနိုင်တဲ့အချက်ကပါလဲဆိုရင် reviewer တွေကိုကိုယ့်ရဲ့ manuscript ကိုဒီပေးတဲ့အခါမျိုးပါပေါ့နော်ဟိုပြီးတဲ့စီးလဲဟို reviewer တွေကိုပေးလိုက်တာမဟုတ်ဘူးကိုရေးတဲ့ paper ကဘာအကြောင်းအရာလဲဘာနဲ့သက်ဆိုင်တာလဲ education နဲ့ဆိုင်တာလားဒါမှမဟုတ်လဲဒီ nursing နဲ့ဆိုင်တာလားဒါမှမဟုတ်လဲ management နဲ့ဆိုင်တာလားဒီခေါင်းစဉ်တွေပေါ်မူတည်ပြီးတော့နယ်ပယ်ပေါ်မူတည်ပြီးတော့ကျွမ်းကျင်တဲ့သူတွေစီကိုပို့ရတာအဲကြောင့်ဒီ editorial board ကိုကြည့်လိုက်လို့ရှိရင်ပါဝင်တဲ့ဟိုပေါ့နော် reviewer တွေက background တယောက်နဲ့ကြောက်မတူကြအောင်သူတို့ရဲ့ interest တွေမတူကြအောင်အဲ့တော့ကျွန်တော်တို့စီမှာကျွန်တော် section editor ဖြစ်တဲ့ခါကျွန်တော်အဲ့ decision လုပ်ရတယ်ပေါ့နော်ဥပမာဒီကတယောက်ကပို့လာတဲ့ဥစ္စာကျွန်တော်ကဒါဟုတ်ပြီဒါဘယ် reviewer ကိုပို့ရမလဲဆိုတာကိုကဆုံးဖြတ်ရတယ်ဆုံးဖြတ်ကကိုကကျွန်တော်တို့ဒီ member တွေအားလုံးဒီ reviewer တွေရဲ့အားလုံး bio ကိုကျွန်တော်ကြည့်လိုက်လို့ဒီ paper နဲ့အကိုက်အညီဆုံးဖြစ်နိုင်တယ်သူက background တူတယ်ဆိုတဲ့လူကိုပဲကျွန်တော်ကအဓိကထားပြီးရွေးရတာပေါ့နော်ဟို PB ရောဆိုတာဥပမာ management နဲ့ပို့လာတဲ့လူကိုဒီမဆိုင်တဲ့သူကိုသွားပေးလို့မရဘူးပေါ့နော်အဲ့ခါကျတော့ကိုယ့်ရဲ့ paper ကို review လုပ်ပေးမဲ့လူက journal type အမျိုးမျိုးမှသူ reviewer အနေနဲ့လုပ်နိုင်တယ်ပေါ့နော်အဲ့ခါကျရင်ဒီ paper တစ်ခုက paper တစ်ခုက2နေရာရောက်နေရဲ့3နေရာရောက်နေရဲ့ဆိုမျိုးတွေ့ရမျိုးပေါ့ဒါမျိုးတွေ့ရဆိုရင်ဒါဒုက္ခရောက်နိုင်တယ်ကဲတရေကိုခဏမေးမယ်နော်ပြီးရင်နောက်တစ်ခုကပါလဲဆိုတော့ဒီ journal type ကိုကိုကပို့လိုက်ပြီပေါ့ပို့လိုက်ပြီးတော့နောက်ကိုကဒီလက်ခံသွားပြီဆိုရင်ကိုကဒီ license agreement ဆိုအဲ့လိုမျိုးပေါ့နော် agreement တွေပါလက်မှတ်ထိုးရတယ်တခြားနေရာမပို့ထားပါဘူးလို့ဘာလို့ agreement တွေလုပ်ထားပြီးမှလက်မှတ်ထိုးပြီးမှရမှဒီ publication ဘက်ကိုပို့တာအဲ့ခါကျတော့ကိုကဒီမှာငကိုရဲကွာတစ်ခုပြီးမှတစ်ခုသွားတာမျိုးပဲလုပ်တင်တယ်ပေါ့နော်ပြိုင်နေတဲ့အဲ့လိုပို့ရဲဆိုရင်နောက်ပိုင်းဘာဖြစ်သေးတယ်လဲဆိုရင်ကိုကိုဒီ journal type ကဘယ်တော့မှကိုယ့်ရဲ့ paper မထုတ်ပေးတော့ဘူးဆိုတာမျိုးဖြစ်သွားတယ်ပြီးရင်တခြား journal type တွေကလည်းဒီလူကဒီလိုမျိုးရှိတတ်တဲ့လူမျိုးဆိုရင်ကိုကိုအဲ့လိုမျိုးတိတ်ပြီးတော့ paper ထုတ်ခွင့်မပေးရမျိုးရှိတတ်တယ်ဥပမာ blacklist ဝင်သွားရဲဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးရှိတတ်တဲ့ကြောင့်ကိုယ့်ဘက်ကလည်းဒါ ethical issue ကိုထိမ့်သိမ့်ဖို့လိုအပ်တယ်ပေါ့နော်ကက်သရင်းကဗာမေးဖို့လည်းမသိဘူးနော်ဟုတ်ကဲ့ဆရာဒီဟာလေmessage တွေဟိုပါဟုတ်ပါ comment တွေပါတဲ့ file ကိုသွင်းမိရင်ဟို reject ဖြစ်နိုင်ခြေများတာလားဒါမှမဟုတ်ဟိုပါပေါ့နော်ပြန်ပြီးတော့မှဒီလိုမျိုး comment မပါတဲ့ file ပြန်တောင်းမှမျိုးရှိတတ်သလားပေါ့ဘာကြောင့်လဲဆိုကျွန်မမှားသွားဘူးလို့လေဟိုတေချာရွေးပြီးတော့မှတင်လိုက်တာပဲ submit လုပ်လိုက်တာပဲဒါပေမဲ့ပြီးကြမှပြန်ကြည့်လိုက်တော့လေဒီ comment တွေပါတဲ့ file ကြီးဖြစ်နေတာသွားပြီးတော့ journal system ကိုသွားတော့လေ तू ကပြင်တဲ့နေရာမရှိဘူးပေါ့ပြန်ပြင်လို့ရတယ်ဆိုတဲ့နေရာမရှိဘူးအဲ့လိုဖြစ်နေတာဒါတရားလေးနောက်ဆက်တွဲလေးပြောပြပါဦးဆရာသူရဲ့အခုဒီ paper မှာတချို့ manuscript တွေကဒီ template တွေကပေါ့နော်ဒီလိုမျိုး comment box လေးတွေရှိရခါကျတော့အဲ့ဒီ comment box မှာ तू ကဒါဘယ်လိုလုပ်ရမလဲဥမာဆိုပါတော့ဒီမှာဆိုရင်အဲ့လိုကြိုကြားလဲမေးလို့ရတယ်နော်ဟိုမေးကိုဟိုနောက်ဆုံး question and answer section အထိမယူဘဲနဲ့ကြားဖြတ်မေးမယ်ဆိုလဲရတယ်မှာကြားဖြတ်ဆိုတာအခုပြောနေတဲ့အကြောင်းအရာနဲ့ quality တူနေဥစ္စာရှိရဆိုရင်တခါမေးလိုက်လဲရတယ်နော်တခါကျမေ့သွားတတ်မှာဆိုလို့ပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာဆိုရင် तू ကကျွန်တော်ဆက်ဟုတ်ကဲ့ဖြစ်သွားတဲ့ဥစ္စာဒီလိုဆရာကျွန်မတင်လိုက်တဲ့ journal ကကြတော့သူကဟိုပါပေါ့နော် Taylor and Francis ဆိုတော့ free format ပေါ့လေ template မရှိဘူးဆရာအဲ့ဒါကျွန်မရဲ့ file ကိုပဲတင်လိုက်တာပဲဒါပေမဲ့ဖြစ်ချင်တော့ကျွန်မချက်တယောက်တည်းရေးတာမဟုတ်ဘူးလေဟိုဆရာတွေ advisor တွေရှိရဲ့ channel promotion တွေတချို့သူတို့က comment ထည့်ပေးတာပေါ့ကျွန်မပြီးကြတော့အဲ့ comment ကိုပြန်ပြင်လိုက်တာပေါ့ဒါပေမဲ့တကယ် submission လုပ်လိုက်တဲ့အခါမှာအဲ့ဒီလိုမျိုးပုံစံကြီးဖြစ်နေတဲ့ဟာကြီးတင်လိုက်မိရဆရာရဲ့အဲ့ဒါကိုပြောတာအဲ့အမျိုးကကိုယ့်ရဲ့ paper ကို तू ပထမအဆုံးအစစ်မှာ तू accept လုပ်ခဲ့သေးသလားလောလောဆယ်တော့လေအဲ့ဟိုကိုမရောက်သေးတာသူတို့ရဲ့ဟို out for review အဆင့်ကိုမရောက်သေးတာကျွန်တော် review အဆင့်ကိုမရောက်ဘူးမရောက်သေးဘူးအဲကြောင့်ဒါပေမဲ့စိုးရိမ်တာပေါ့လေဒီပုံစံကြီးဒီ format ပုံစံဖြစ်တာအချင်းချင်းကြားမှာကြည့်လိုက်တော့လေ preview မှာဟုတ် assistant ထဲမှာဒီလိုဖြစ်နေတာပေါ့ဆရာရဲ့သူက preview PDF ကြလာတာကိုအဲ့ခါကျတော့ကျွန်မပြန်တော့ပြင်မလို့ဟာမရတော့ဘူး submit တက်ဖြစ်သွားပြီအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်နည်းနည်းစိုးရိမ်နေလို့ပါနောက်ဆက်တွဲဖြစ်နိုင်ခြေလေးပြောပြပါအောင်ဆရာအဲ့ဥစားကလည်းဒီ journal type တစ်ခုနဲ့တစ်ခုလည်းတူချင်မှတူမယ်ပေါ့နော်တချို့ journal type ကနည်းလေးသူကဟိုဘယ်လိုပြောမလဲ flexible ဖြစ်တတ်တယ် flexible ဆိုတော့ဒီဟာကတော့ဟိုမှာကြီးမားတဲ့အမှားမဟုတ်ဘူးလေဆိုလိုတာကိုဒါပေမဲ့အဲ့ဒီ comment box ကဘယ်လို comment box လဲဆိုတာကျွန်တော်မသိဘူးကျွန်တော်ပြောချင်တဲ့ comment box ကဒါဒီ template ထဲမှာ तू ကဥပမာဆိုပါတော့ဒီ abstract မှာဆိုရင် तू ကဒီမှာ
ဒီဘေးမှာဒီ comment box ထဲမှာသူ abstract ကတော့ဘယ်လိုမျိုးဖြစ်ရမယ်ဘာတွေပါရမယ်ဆိုပြီးတော့သူအဲ့လိုမျိုး instruction တွေပေးထားတယ်အဲ့တော့အဲ့ instruction တိုင်းကိုလိုက်ပြီးတော့လုပ်ရတာပေါ့နော်အဲ့ဒါကိုလုပ်ပြီးသွားတဲ့ခါမှာလူတွေကဒီဥစ္စာကိုပြန်မဖြတ်ဘဲနဲ့ဒီအတိုင်းပဲပြန်ထည့်ရမျိုးရှိတယ်တချို့ကြောင့်ဒီ instruction တိုင်းကိုမလုပ်ဘဲနဲ့ထည့်ရမျိုးရှိရပေါ့နော်အဲ့တော့ comment box ပါတယ်မပါဘူးဆိုတာဒီဟို submit လုပ်တဲ့ခါမှာတော့တော်တော်များတော့ဘယ်သူမှတော့မထည့်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီခုနကတော့ template မရှိဘူးလို့ပြောပါနော်ဒီလို template မရှိတဲ့အချိန်မျိုးဆိုတောင်ကဘာမှ comment box တွေမပါဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ template မပါတော့ကိုယ့်ရဲ့ပုံစံနဲ့ကို Microsoft Word မှာကိုပုံမှန်ရိုက်တယ်လို့ပဲရိုက်ပြီးတော့ထည့်ရဆိုတော့ဘာမှတော့မပါတတ်ဘူးဒါပေမဲ့အခု Catherine ရဲ့အခြေအနေမျိုးမှာတော့ကျွန်တော်တော့မပြောပြတတ်ဘူးပေါ့နော်ဒါကသူတို့ကဒီဥစ္စာပါလာတယ်ပြန်ပြတင်ဆိုတော့ file ကလေပြောချင်တာအချော file မဟုတ်ဘူးဖြစ်သွားတာပေါ့လေဒီလိုပေါ့ဟိုကျမရဲ့နောက်ထပ်ဆရာတွေကနေပြီးတော့မှကျမကို comment ပေးလာတယ်ဟုတ်အဲ့ဒါကျမကနေပြီးတော့မှဟို accept changes တို့ accept comment တို့လုပ်ပြီးအကလုံး soft လုပ်ပြီးသွားပြီဒါပေမဲ့အဲ့ဒီcomment sign လေးတွေကရှိနေရပေါ့ဆရာရဲ့ဟို why this is ဘာဖြစ်လဲအဲ့ဒါတွေဥစ္စာတွေရှိနေရပေါ့လေလိုက်လို့မဟုတ်ဘူးကျမရဲ့မူရင်း file ကြီးအဲ့လိုတော့ဖြစ်နေတာပေါ့အချောမဟုတ်ပဲနဲ့လေပတ်သားမဖြစ်ပဲနဲ့အဲ့လိုတော့ဖြစ်တာပေါ့ဆရာရဲ့ကိုယ့်ရဲ့ဆရာတွေ comment ပေးထားတဲ့ဟာကြီးအဲ့ file ကြီးတော့ဖြစ်တာပေါ့ဆရာအဲ့ဒါမျိုးဆိုရင်ဒီဟိုမှာ journal တိုက်ရဲ့ကိုပို့တဲ့ဒီ journal တိုက်မှာသူကဟို editorial board ကိုတွားပြီးတော့အဲ့မှာသူတို့ကိုဘာတော့ email ပို့လို့ရတဲ့ website တွေရှိတတ်တယ်လေemail ပို့လို့ရတဲ့ email address တွေပေးထားလေးရှိတယ်ဟိုသူတို့ဆက်သွယ်ခြင်းနဲ့ဆိုဒီ email address ကိုဆက်သွယ်ပါဆိုတာမျိုးရှိတတ်တယ်ဒါမှမဟုတ်လဲကိုကဟို editor in chief ကိုပဲကိုကဟို CC ခံပြီးတော့လဲပို့မယ်ဆိုလဲတမျိုးပေါ့နော်ဒီဟာဒီလိုဖြစ်သွားပါတယ်ဆိုပြီးတော့ကြိုပြီးတော့သူတို့အဲ့လိုမျိုးသွားပြီးတော့မေးတယ်ဘယ်လိုဆက်လုပ်လို့ရတယ်လဲဆိုတာမျိုးပါတော့ email ပို့ကြည့်လို့အဆင်ပြေနိုင်တယ်ဘာကြောင့်သူ email address ပေးတယ်ဆိုတာက communicate လုပ်ဖို့ပဲလေနော်ဟိုကတခါအဲ့ဥစ္စာကဒီ communication ကလည်းအရန်အရေးပါတယ်ဒီမှာပါတယ်လို့ပြောလို့ရတယ်မိထားလို့မရဘူးဥပမာ submission လုပ်ပြီးရတယ်ပြီးရောဆိုပြီးတော့ထားလို့မရဘူးเนาะတခါတလေကျရင်ကိုကိုဒီဟို channel တက်ကဆက်သွယ်တာမျိုးရှိသလားဟိုဘယ်တော့ email ပို့တာကိုမကြည့်လိုက်မိဘူးလားဆိုမျိုးအကြာကြီး gap ဖြစ်သွားတာမျိုးရှိတတ်တယ်အဲ့ဒါသူတို့ channel တိုက်တွေကသူကဒါကိုအချိန်မပေးနိုင်ဘူးဆိုတော့ဒါကိုပယ်လိုက်တာမျိုးရှိတတ်တယ်ကျွန်တော်အဲ့တခါကြုံမှုတယ်ပေါ့နော်ဒီကျွန်တော်ဒီ section editor လုပ်တဲ့အတော်အသင်းမှာပေါ့နှစ်ကျော်လောက်အတော်အသင်းမှာကျွန်တော်ကြုံမှုတယ်တယောက်အဲ့ဒီ author ကိုကျွန်တော်အမြဲချိတ်ဆက်တယ်ဘယ်လောက် email နဲ့လည်းပို့တယ် email ဒီ online journal system ပေါ့နော်ဒီ journal တိုက်တက်မှာဒီ journal system online journal system တွေရှိရလေအဲ့ဒီကတစ်စင်နဲ့သူတို့ကိုအဲ့ဒီ author ကိုဆက်သွယ်တယ်ဘာလို့ဖို့လိုသေးရဲ့ဘာလို့ပေးပါဆိုတော့မျိုးပြောရင် reply မလာဘူးအဲ့တော့ဒီဟို personal email ကနေသူတို့ပေးထားတဲ့ email address ကိုတွားပြီး personal email ကနေပို့ရင်လည်း reply မလာဘူးမျိုးစုံ reply လုပ်ကြမလာတော့နောက်ဆုံး editor in chief ကိုပြောလိုက်တယ်အဲ့ဒါဆိုကျွန်တော်အမျိုးမျိုးစူးစမ်းပြီးပြီသူတို့မလုပ်ဘူးဆိုတော့သူ့ရဲ့ paper အဆင်ပြေတယ်လို့အဆင်ပြေတယ်ဒါပေမဲ့ပါတော့ပြင်ရမယ့်ဥစ္စာရှိဥစ္စာသူက reply မလာတဲ့ခါကျတော့အဲ့ဒီ paper ကိုကျွန်တော်တို့က publication publish မလုပ်လိုက်တော့ဘူးပေါ့နော်သူ့ရဲ့ paper ကို DM ထားလိုက်ရတာအဲ့ခါကျတော့ဒီ communication ရှိဖို့ကလည်းအရင်အရေးကြီးရပါတော့အဲ့တော့အခုဒီလိုမျိုးဖြစ်သွားတယ်ဆိုရင် Catherine အနေနဲ့အဲ့ဒီဟို email တွေပို့ကြည့်ပေါ့သူတို့ဘယ်လို reply လာမလဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဆရာအဲ့ဒါဆိုရင် email ထပ်ပို့လိုက်ပါထပ်ပို့လိုက်ပါဟုတ်တယ်ဘာလို့ system ထဲမှာပို့လိုက်ပြီးသားဆိုရင် तू ကမရတော့လေဟို submitted ဖြစ်သွားပြီဆိုတော့ဟုတ်တယ်ပိတ်သွားအဲ့လိုဖြစ်သွားတာဟုတ်တယ်အဲ့လိုမျိုး तू က system က automatically အဲ့လိုဖြစ်သွားဥပမာကျွန်တော်တို့ဆိုလဲဥပမာကျွန်တော်ဒီ channel တိုက်မှာကျွန်တော်ကဒီ section editor အနေနဲ့လုပ်တယ်ဥပမာကျွန်တော်တခုကိုဟို decision ချပြီးသားတယ်ကျွန်တော်ကအဲ့အောင်သွားပြီးတော့ကျွန်တော်ပြင်လို့မရတော့ကျွန်တော်ပြင်လို့မရတော့ဆိုကျွန်တော်တခုအဲ့လိုမျိုးကျွန်တော်ဒီ decision လောက်တာမှားသွားတဲ့ဥစ္စာမျိုးဖြစ်တော့ကျွန်တော်ဆိုပြီးတော့ပြင်ပေးဖို့ဆိုရင်ကျွန်တော်ကဒီ chief editor ကိုသွားပြီးပြောရတယ်ပေါ့နော်အဲ့ဆိုမှ तू ကနေပြီးအဲ့ဆိုရင် तू ကြည့်လိုက်မယ်ကြည့်လိုက်ပြီးပြင်ဖို့လိုရဆို तू ပြင်လိုက်မယ်ဆိုမျိုးလုပ်လို့ရှိရယ်chief editor နေမရအောင်ဆိုလဲဒီ IT technician တွေရှိရလေဟို chief editor က IT ကျွမ်းကျင်တဲ့လူဖြစ်ချင်မှဖြစ်မှာပေါ့နော်ဘာဖြစ်လို့ဒီ journal တိုက်တိုင်းမှာဒီ IT technician ဆိုတာရှိတယ်အဲ့တော့သူတို့နဲ့ချိတ်ဆက်ပြီးပြန်လုပ်လိုက်မယ်ဆိုမျိုးလဲ reply လာတတ်တယ်ပေါ့နော်အဲ့ခါကျတော့တစ်ချက်ပြန်ပြီးတော့ဟို email ပို့ကြည့်ပြီးသူ deadline မတိုင်ခင်ပေါ့နော် email ပို့ကြည့်ပေါ့နောက်မကြခင်ပေါ့Okay submission လုပ်ပြီးသွားပြီပေါ့နော်ကဲ submission လုပ်ပြီးသွားပြီဆိုရင် AC တက်တာတော့နေလို့ရတာပေါ့နော်
တနေလို့ရတယ်ဘာမှဟိုပေါ့ပါဖြစ်သွားပြီကိုယ့်ရဲ့ paper submit လုပ်လိုက်ပြီသူလက်ခံတာလက်မခံတာတော့တကန်တာပေါ့နော်ဒါပေမဲ့ကိုကတော့အောင်မြင်မှုတစ်ခုရသွားပြီပေါ့သိမလားဒီ submission အထိရောက်လာတယ်ဆိုတာကဒါကပါတော့နဲတဲ့အဆင့်မဟုတ်လေကိုဖြတ်ကျော်ခဲ့ရတဲ့အဆင့်တွေကဂျာနယ်တွေယူရတယ် author guide တွေဖတ်ရတယ် manuscript ကိုပြင်ရတယ်ပြီးမှ submit လုပ်ရတယ်ဆိုတော့ကျတော့ဒီ submission လုပ်ဖို့တက်လဲကိုကပါတော့ account တွေဖွင့်ရတယ်လေဒီမဲ့ email တွေပို့ရတာမျိုးမဟုတ်တော့ဒီသူရဲ့ journal type မှာသူရဲ့ဒီ link တွေပေးထားတယ်အဲ့ဒါတစ်ဆင့်ကွာ account ဖွင့်ပြီးတော့ပို့ရတာမျိုးရှိရပါတော့အဲ့ခါကျတော့ကိုယ့်ရဲ့ဒီ paper ကဘယ်အဆင့်မှာရောက်နေပြီလဲဆိုတာကိုကကြည့်လို့ရတယ်ဟို acceptance အဆင့်ဖြစ်ပြီလားဒါမှမဟုတ်လဲ copy editing အဆင့်လားဆိုတော့ကိုယ်တိုင်လည်းကြည့်လို့ရတာပေါ့နော်အဲ့တော့ဒီ submission အဆင့်ပြီးရဆိုတာဒါတော်တော်လေးကိုပါတော့အချိန်ကြီးကောင်းသွားပြီပေါ့နော်အများကြီးလုပ်ပြီးသွားပြီပေါ့ကဲ submit လုပ်ပြီးသွားပြီဆိုတာကိုယ့်ဘက်ကတော့ပြီးသွားပြီအဲ့ဆို journal type ဘက်ကနေစပြီးတော့လုပ်တော့မှာအလုပ်လုပ်တော့မှာအဲ့တော့ editorial screening လုပ်တယ်ပေါ့နော်ဒါပထမအဆုံး step အနေနဲ့ပါတော့ကိုယ့်ရဲ့ paper ကိုစပြီးတော့ကြည့်မဲ့သူကဒါ section editor ဥပမာကျွန်တော်တို့လိုမျိုးပေါ့နော် section editor အနေနဲ့အရင်ဆုံးကြည့်မယ်ကြည့်ပြီးသွားလို့ရှိရင်သူကစိတ်တိုင်းမကြဘူးဆိုရင် text rejection လို့ခေါ်တဲ့ဥစ္စာလုပ်လိုက်လို့ရတာချက်ချင်းပါတော့ကိုယ့်ရဲ့ paper ကို reject လုပ်လိုက်လို့ရတာအဲ့ဒါက section editor တွေမှာ power ရှိတဲ့တစ်ခုပေါ့နော်ဘာကြောင့်လို့မကြိုက်တယ်လဲဆိုတာကို reason ပေးလို့ရတယ်ဟိုမျိုးပေါ့နော်ကို text rejection မလုပ်ခင်မှာ editor in chief ကိုတော့ကို reason ပေးလိုက်ပေါ့နော်သူဒီဥစ္စာကိုဘာဖြစ်လို့မကြိုက်တာလဲဘာဖြစ်လို့ rejection လုပ်တာလဲပေါ့နော်ဒီ peer review process မတိုင်ခင်ဘာဖြစ်လို့ reject လုပ်တယ်လဲဆိုတော့ reason ကိုပေးရတယ်ပြီးရင် reject လုပ်လိုက်လို့ရတယ်အဲ့တော့အဲ့လိုမျိုး reject မဖြစ်အောင်လို့ကိုကစဉ်းစားမယ့်အချက်တွေစဉ်းစားမယ့်အချက်တွေရှိရပေါ့နော်အဲ့တော့ section editor အနေနဲ့သူကကြည့်ရပါတယ်ဆိုရင်ဒီ paper ကသူ့ရဲ့ဒီ journal ရဲ့ aim နဲ့ scope ကြားမှာရှိသလားဘာဖြစ်လို့ aim and scope ကြားမှာမရှိတဲ့ paper တွေကိုမထုတ်ပေးရလဲပေါ့ဘာဖြစ်လို့အဲ့လိုထင်လဲတချို့တွေကပြောလဲကိုယ့်ရဲ့ paper ကဒီ journal တက်ရဲ့ aim and scope ကြားမှာမရှိလို့မထုတ်ပေးဘူးဆိုတာမျိုးကဘာဖြစ်လို့အဲ့လိုပြောတယ်လို့ထင်တော့တခါကျရင်ကို reject လုပ်တဲ့ခါမျိုးအဲ့လိုမျိုးရတတ်တယ်ပေါ့နော် manuscript ကဒီ journal ရဲ့ aim နဲ့မကိုက်လို့ scope နဲ့မကိုက်လို့ပေါ့ကိုပို့တဲ့ research နဲ့သူတို့ publish လုပ်နေတဲ့ research နဲ့မတူလို့နေတယ် ဥမာတစ်ခါတလေတစောင်းတလေထွက်သွားတာတော့ဘာမှပြဿနာမရှိတော့ဘူးလို့ကိုယ်အနေနဲ့တွေးကောင်းတွေးနိုင်တယ်ပေါ့နော်ဟိုဒါပေမဲ့ဒီမှာ message တစ်ခုပါပို့လိုက်တော့မသိဘူးနော်တီးမကရင်တစ်ခုတည်းကွက်ကြားဖြစ်နေမှာဆိုလို့အဲ့တော့ဘယ်လိုဖြစ်တာလဲဆိုတော့ဒီက journal တွေကခုနပြောတယ်လေဒီ consistency ဆိုတဲ့ဥစ္စာအရင်ကအလေးပေးတယ် journal တိုက်ကောင်းတစ်ခုကပေါ့နော်ဘာဖြစ်လို့ तू ကနာမည်ရအောင်လုပ်တဲ့အတွက်ကျွန်တော်ဒီ consistency ရှိအောင်အမြဲ तू ကလုပ်ထိန်းတယ်ပေါ့နော်အဲဒီ aim and scope ကြားမှာမရှိတဲ့ paper ကိုထုတ်လိုက်တယ်ဆိုရင်ဒီနောက်ပိုင်းဒီ journal တိုက်ကဒီတနေရာမှာဒီနေရာမှာရက်နေမှာမဟုတ်ဘူးနော်ခုနမျိုးဒီscopus တို့ဘာလို့ဒီတကယ်ဟိုနာမည်ကြီးဒီဘာလို့ Q1 Q2 တွေထဲမှာကိုကပါဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ journal ကအများနဲ့ consistent ဖြစ်နေဖို့လိုအပ်တယ်ဒီ aim and scope ကြားမှာလည်းတွားပြီးတော့ပါဝင်တဲ့ journal ဟုတ်မဟုတ်ဆိုတာလည်းသူတို့ကစစ်ဆေးတယ်ဒီ journal တက်ကကောင်းတာမလို့သူ့ကို Q1 ပေးလိုက်မယ် Q2 ပေးလိုက်မယ်ဆိုတော့သတ်မှတ်လိုက်လို့မရအောင်အဲ့လိုမျိုးသတ်မှတ်တဲ့ဒီအဖွဲ့အစည်းတစ်ခုရှိရပါတော့သူတို့တွေကအဲ့လိုမျိုးချက်ချင်းပေးလိုက်မှာမဟုတ်ဘူးခုနကလို consistency ဖြစ်မှုအရင်အလေးပေးတယ်ဥမာဒီ scope တွေအင်းတွေထဲမှာပါဝင်သွားရင်တော့ဒီ paper တွေတဲကသူတို့သတ်မှတ်ထားတဲ့ဒီဥမာ citation ပုံစံတွေ referencing ပုံစံတွေတပြေးညီတဲ့ဖြစ်နေသလားမဖြစ်နေဘူးလားအဲ့ပေါ်မူတည်ပြီးလဲဒီဥစ္စာကို Q1 မပေးနိုင်သေးဘူး Q2 မပေးနိုင်သေးဘူးဆိုမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့အရန်ကိုပဲဒါတွေကပေါ့တိတိကျလိုက်နိုင်ရမယ်အပိုင်းတော့ပါတယ်ပေါ့ channel တိုက်တစ်ခုအနေနဲ့ကျွန်တော်ကဟိုပြီးခဲ့ဒီ9လပိုင်း6လပိုင်းတော့ပေါ့နော်ဟို paper တစ်စောင်ထပ်ထားတဲ့သူရှိရဲကျွန်တော်အဲ့စစ်ပေးပြီးတော့ကျွန်တော် reviewer အဲ့ဥစ္စာကို accept လုပ်လိုက်တယ်ပေါ့နော် accept လုပ်ပြီး reviewer တွေကိုပေးမယ်လုပ်တဲ့ခါတော့
များတော့ဒီအခုဒီ channel တက်ကကောင်းတယ်ဆိုတာကျွန်တော်လုပ်နေတဲ့ channel တက်ကဟိုမျိုးပေါ့နော် processing time နည်းတယ်ဆိုတာ तू ကအဲ့ဒီနည်းတော့ तू မြင်မြန် तू ကပေါ့ဟိုပြီးရစီလဲလုံးလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ तू ဒီတတ်မှတ်ထားတဲ့ဘာအောင်တော့ဒီမှာ तू မှာကျွန်တော်တို့မှာလည်းဟိုပေါ့နော် author guideline လို့ပဲကျွန်တော်တို့မှာလည်းအဲ့လို guideline ဖတ်ရမယ့်စာအုပ်ရှိရပါတော့ဘယ်သူ့ကိုဘယ်နှစ်ရက်အချိန်ပေးရမယ်ဆိုမျိုးရှိရခါကျကျွန်တော်ကအော်ဒီမှာအခု summer break ဖြစ်တဲ့ကြောင့်မလို့ပေါ့နော် reviewer တွေကိုကျွန်တော်ကဟိုသူတို့လည်း summer break ယူနေကျွန်တော်တလားလောက်အချိန်ပေးလိုက်ရင်ရနိုင်သလားပေါ့ editor in chief ကိုမေးလိုက်တယ်ဟိုခိုင်းဆိုတော့ तू က review လုပ်မဲ့အချိန်10ရက်ပဲပေးတယ်ပေါ့နော် reviewer တယောက်ကိုဒီ paper ဖတ်ဖို့အတွက်10ရက်ပဲအချိန်ပေးတယ်ဘာဖြစ်လို့ကျွန်တော်နောက် process တွေပြန် run ရမှာဆိုတော့10ရက်ပေးတယ်ပေါ့နော်ငါမကျွန်တော်တလားလောက်ပေးလိုက်မယ်ရနိုင်သလားဆိုပြောတာ editor in chief ကပြောတယ်အဲ့လိုမျိုးလုပ်လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုဒီ process တွေကတစ်စောင်းနဲ့တစ်စောင်းထုတ်တာဘယ်လောက်ကြာတယ်လဲဒီ paper တစ်စောင်း run နေရဘယ်လောက်အကြာကာလမှာရှိတယ်လဲပေါ်မူတည်ပြီးတော့လဲ consistency ရှိမှုမရှိပေါ်မူတည်ပြီးတော့ဒီ channel ကိုဟို quality ကောင်းတဲ့ channel ဖြစ်တတ်မှတ်တယ်မတတ်မှတ်ဘူးဆိုရယ် criteria ထဲမှာပါတယ်ပေါ့အဲ့တော့ तू ကဘယ်လိုပဲဖြစ်နေ तू က10ရက်လို့တတ်မှတ်ထားရင်10ရက်ပဲပေးရမယ်10ရက်ကြိုပေးလို့မရဘူးပေါ့နော်အဲ့လိုမျိုး तू ကပြောလာတော့အဲ့ဥစ္စာဒီ consistency ရဲ့အရေးပါမှုသတိထားမိရပေါ့နော်ပြီးဒီ submission အခုဒီမှာမေးရပါနော်စုဆိုတဲ့ participant မေးထားတယ်submission တို့ rejection တို့ဖြစ်မယ်မဖြစ်ဘူးဆိုတာဒါက channel တိုက်ပေါ်မှာမူတည်တယ်ခုနကကျွန်တော်နမူနာပေးတဲ့မှာဆိုရင်တခြား channel တိုက်တစ်ခုဆိုရင်တစ်နှစ်တောင်ကြာရလို့ပြောလေကျွန်တော်ထပ်လိုက်တယ်ဥပမာဂျွန်လမှာထပ်လိုက်တယ်ဆိုပါတော့ဟို January လလောက်ကျမှကိုက reviewer တွေစီက feedback ရတယ်သူက peer review ဖြစ်တဲ့ကြောင့်မို့တယောက်တည်းစီက feedback ရတယ်လည်းလုံးလို့မရသေးဘူးလေဟိုနှစ်ယောက်စလုံးပို့လာမှသာလေအဲ့ဒီ editor တွေကနေပြီးတော့ author တွေစီပြန်ပို့တာဆိုတော့နှစ်ယောက်စလုံးရဲ့ feedback ကအဲ့ဒီ January လမှရတယ်အဲ့တော့အဲ့ဒီ gap ကိုကြည့်လိုက်ဂျွန်လမှာထပ်ထားတဲ့ဥစ္စာ January လလောက်မှအဲ့ဒီ feedback ကိုရတဲ့ခါကျတော့အရန်ကြာသွားပြီကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာမနှဲစဉ်းစားရတာပေါ့နော်ပြီးလို့ရှိရင် तू ကဒီဥစ္စာကိုနှစ်ပတ်တော့တင်ပြီးအောင်ရေးပြီးတော့ revision လုပ်ပြီးပြန်ထပ်ပါတော့ဘာလို့လုပ်တာမျိုးရှိရပါတော့ကိုယ့်ရဲ့ paper ကို reject မလုပ်ဘူးဆိုရင် तू ကအဲ့လိုမျိုး minor revision ဆိုပြီးတော့ minor revision လုပ်ပြီးသွားလို့ရှိရင်နှစ်ပတ်တော့တင်ပြန်ပြီးထပ်ပေးပါဆိုမျိုး request လုပ်တာမျိုးရှိရအဲ့တော့ဘယ်လောက်ကြာလဲမကြာဘူးဆိုတာဒီပုံသေးပြောလိုက်လို့တော့မရဘူးပေါ့နော်ဒါကတော့စုမိထားမိကိုဖြေလိုက်တာပါနောက်တစ်ခုကဘာလဲဆိုရင်ဒီအကြမ်းမြင့်အဖြစ်ကြည့်လိုက်တယ်ပေါ့နော်ဒီ paper မှာပါရမယ့် chapter တွေရှိသလားเนาะဥပမာ intro တို့ literature review တို့ဒါတွေပါသလားပေါ့နော်ဒါတွေကြည့်တယ်ပြီးရင်အခုနောက်ပိုင်းဆိုဘာကိုပြန်ကြည့်လဲဆိုရင် research methodology ကိုကြည့်ရယ် research methodology ကရောတိရောရွယ်ဖြစ်နေတာမျိုးဆိုရင်လက်မခံတာမျိုးရှိရယ်ပေါ့နော် research methodology ကြည့်တယ်ပြီးရင်ခုနကအရေးကြီးရဆိုရယ် journal author guideline ကိုလည်းကြည့်ရယ်ဒီတိုင်းကိုသူလှုပ်ထားသလားမလှုပ်ထားဘူးလားဆိုတာလည်းကြည့်ရယ်ပြီးရင်နောက်တစ်ခုကဘာလဲဘာကိုစစ်သေးလဲဆိုရင်ဒီတုံးထားတဲ့အင်္ဂလိပ်စာအသုံးအနှုန်းပေါ့နော်အဲ့တော့ကိုယ့်ရဲ့အင်္ဂလိပ်စာအသုံးအနှုန်းကလမ်းပြန်နေရမယ်လို့မဆိုလို့ကိုရေးတဲ့ဥစ္စာသူများရဲ့နားလည်နေတဲ့အနေထားဖြစ်နေရမယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ကနေကိုကအင်္ဂလိပ်စာ background မဟုတ်ဘူးကိုကတခြား fee ရဖြစ်တယ်ဒါပေမဲ့ဒီ channel တိုက်မှာ English လိုပဲထုတ်တာမလို့ English လိုရေးရတဲ့ခါမျိုးမှာဆိုရင်ကိုကတိတ်မသေးချဘူးဆိုရင်ကိုရေးတဲ့အင်္ဂလိပ်စာကိုတိတ်မသေးချစေကိုရဲ့ fee မှာရှိရဲ့ English လိုသိရသူအရင်ဆုံး proof reading တို့ဘာလို့ဖတ်ခိုင်းတာပို့ပြီးတော့အဆင့်ပြေးနိုင်တာပေါ့နော်အဲ့ဆိုရင်သူတို့ကကိုယ့်ရဲ့ paper ကိုအကြံဉာဏ်ပေးနိုင်တယ်ဘယ်နားမှာတော့ဘယ်လိုဖြစ်နေလဲဘယ်နားမှာတော့မရှင်းဘူးဆိုတာမျိုးသူတို့ပေးနိုင်တယ်အဲ့တော့အင်္ဂလိပ်စာသိတဲ့သူတိုင်းကိုကိုယ့်ရဲ့ဟိုဗောနော်ဟို native speaker တွေကိုကိုယ့်ရဲ့ paper တွေကိုတွားပြီးဖတ်ခိုင်းလိုက်ပြီးရောဆိုပြီးသတ်မှတ်လို့တော့မရဘူး native speaker ကိုဖတ်ခိုင်းတယ်ဆိုရင်တော့ကိုနဲ့ background တူတယ် fee တူတဲ့သူတွေကိုဖတ်ခိုင်းရင်တော့ပို့ပြီးတော့ကိုယ့်အတွက်အကျိုးရှိရပေါ့နော်ဘာကြောင့်လဲကိုကဘာလို့ဆိုလို့တယ်လဲဆိုတာသူတို့ကမြင်နိုင်တယ်လေဟိုအစိမ့်တက်ကြီးကိုဟို background မရှိတဲ့သူတော့ဖတ်ခိုင်းတယ်ဆိုရင်သူက language ကိုစစ်နိုင်မယ်ဒါပေမဲ့ဟိုဘာလို့ဆိုလို့နေမှန်းဆိုတာမျိုးတွေသူတို့တခါကျရင်သူတို့တွေအမှ gap ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့တချို့ဒီဟိုအင်္ဂလိပ်စာဟို quality အတွက်ဆိုရင်သူတို့အဲ့လိုမျိုးလုပ်လို့ရှိကြတယ်ပေါ့နော်မထက်ခင်မှာပြီးသူက abstract ကသတ်မှတ်ထားတယ်ဘယ်လောက်ဝန်းကျင်မှာရှိရမယ်ပေါ့နော်200လား300လား250နဲ့300လားဒါမျိုးတွေလည်းကြည့်ရယ်ဥပမာသတ်မှတ်ထားတဲ့ abstract ကဒီလောက်ဝန်းကျင်ကိုအများကြီးလိုက်လို့လည်းမရဘူးပေါ့နော်ပြီးဒီ abstract ကတချို့တွေမှာဆိုရင်သူကဟိုဘာထည့်ရေးရမယ်ဆိုမျိုးပြောထားတာရှိရယ် author guideline မှာဒါတွေပါရမယ်ပေါ့နော်
ဗဒါရီပါရမယ်ဆိုတော့ abstract ရေးတဲ့ခါမှာ journal တော်တော်များကတော့ one paragraph ပဲရေးလေးရှိကြတယ်ပေါ့နော်ဒါပေမဲ့တချို့ journal တွေမှာကြည့်လိုက်မယ်ဆိုရင်သူက background ကဘာပါ purpose ကဘာပါဆိုပြီးတော့တစ်ပိုက်ချင်းစီပြန်ခွဲပြီးရေးခိုင်းတာမျိုးလည်းရှိတယ်အဲ့တော့ format တစ်ခုနဲ့တစ်ခုမတူနိုင်ဘူးဒါပေမဲ့များသောအားဖြင့်တော့ one paragraph ပဲရေးတာတွေ့နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒါ author guideline မှာဒါကြည့်လို့ရှိရင်တွေ့နိုင်တယ်နောက်တစ်ခုသိရမှာပါလဲဆိုရင် the length of the paper ငါအများကြီးရေးနိုင်တာမလို့အများကြီးရေးလိုက်မယ်ဆိုပဲလုပ်လို့လည်းမရဘူးပြီးတော့ဒီpublication ကသူ့ရဲ့ဒီ journal တစ်စောင်းမှာဘယ်နှမျက်နှာအထိပဲထုတ်မယ်ဆိုတာကတ်သက်ချက်ကရှိပြီးသားအဲ့တော့စာမျက်နှာဘယ်နှမျက်နှာပဲလက်ခံနေဆိုတာမျိုးတချို့ journal တွေက guideline ထဲမှာပါတယ်ပေါ့နော်3မျက်နှာပဲရှိရမယ်4မျက်နှာပဲရှိရမယ်ပေါ့နော်ဒီကိုယ့်ရဲ့ဘာလို့ research အမျိုးအစားပေါ်မူတည်ပြီးတော့ပေါ့နော်တချို့ကြဒီမျိုးစာလုံးရည်နဲ့တတ်မှတ်တာမျိုးရှိရယ်အဲ့တော့တချို့ journal ကိုကြည့်လို့ရှိရင်စာမျက်နှာအများကြီးဖြစ်နေပြီးတချို့ journal ကြာစာမျက်နှာနည်းနည်းလေးပဲဖြစ်နေတဲ့ journal တွေလည်းတွေ့ဘူးလိမ့်မယ်ပေါ့နော်အဲ့ဒါဒီ journal type တွေရဲ့ဒီ word limit ကန့်သက်ချက်ပေါ်မှာလည်းမူတည်ရယ်အဲ့တော့အဲ့ဒီကလည်းဥမာ तू က9000 9000ပဲရေးရမယ်လို့ပြောတဲ့ညမှာကိုကအများကြီးရေးလိုက်မိရယ်ဆိုရင်ကိုကပြန်ပြီးခြုံရေးရတော့မှာတကယ်လို့ကို paper ကိုလက်ခံတယ်ပေါ့paper ကောင်းနေတယ်ဒီ paper ရဲ့ length တစ်ခုပဲပြဿနာဖြစ်နေရဆိုရင်ဒါကိုပြန်ခြုံပြီးရေးပြီးတော့မလိုအပ်တာဖယ်ပြီးမှပြန် submit လုပ်ပါဆိုမျိုးကြီးပြောတတ်တယ်ပေါ့နော် reject လုပ်တာတဲ့စာရင်ပေါ့ဒီတချို့တွေကြ paper ရေးတဲ့ခါမှာ table တွေ figures တွေသုံးတယ်အဲ့တော့ figures တွေကတော့ resolution နည်းနေရမျိုးဆိုရင်အဆင်မပြေဘူးလေ resolution ကောင်းတဲ့စာမျိုးသုံးပေးရတယ်အဲ့တော့ဒါတွေလည်းသတိထားရမယ့်အချက်ထဲမှာပါတာပေါ့နော်နောက်တစ်ခုကဒီအရေးကြီးဆုံးဖြစ်တဲ့ပါတော့ citation problem ပေါ့နော်ဒီreferences တွေ citation တွေမှန်သလားပေါ့နော်အခုနောက်ပိုင်းတော့ကျွန်တော်တို့ဒီဘက်ကဆိုတော့ APA ကိုသုံးတာပေါ့နော်citation ပုံစံတော့မျိုးစုံသုံးနိုင်တယ်အဲ့တော့ကိုထုတ်မဲ့ journal တိုက်ကဘယ်လိုပုံစံထုတ်တယ်လဲဆိုတော့ကြည့်ရမယ်ပေါ့နော်အဲ့တော့ဒီ journal တိုက်တော်တော်များတော့ကျွန်တော် education တို့ဘာလို့ဘက်ကတော့ APA ကိုသုံးတာဆိုတော့အခုနောက်ပိုင်းနောက်ဆုံးထွက်တဲ့ APA 7 edition ဖြစ်ရမယ်ဒီဥစ္စာကကိုကတိတ်မရင်းနှီးဘူးဆိုရင် referencing နဲ့ပတ်သက်လို့တိတ်မသိဘူးဆိုရင်လည်းကိုရေးပေးပြီးသွားလို့ရှိရင် paper ရေးပြီးသွားလို့ရှိရင်ဒါမျိုးသိရတဲ့သူတွေကိုကသွားပြီးတော့ဖတ်ပေးဖို့ကြည့်ပေးဖို့ပါတော့စစ်ပေးဖို့ပြောလို့ရတာပေါ့နော်အဲဆိုရင်ကိုကဒါရေးလည်းမှတ်နေရဆိုရင် submission လုပ်တဲ့ခါမှာအဆင်ပြေတာပေါ့နောက်အရေးကြီးတဲ့တစ်ခုကတော့ plagiarize text ပါမပါပေါ့နော်ဒါကကျွန်တော်တို့လည်းဒီ guideline ပေးထားတဲ့ထက်မှာဘယ်လိုမျိုးပုံစံဆိုတာ plagiarize test ထဲမှာပါတယ်ဆိုမျိုးတွေပြောထားတာမျိုးတွေ့ရှိရပေါ့နော်အဲ့တော့ဒီတချို့ကြလည်းဒီ plagiarism စစ်တဲ့ set တွေနဲ့လည်းစစ်လိုက်တာမျိုးလည်းရှိရပေါ့နော် software နဲ့စစ်တာမျိုးရှိရအဲ့ဒါတွေကလည်းအရေးပါတယ်ပေါ့နော်ခုနကဒီ plagiarize လို့ပြောတဲ့ခါမှာတချို့တွေကဒီမရည်ရွယ်ပဲနဲ့ဖြစ်သွားတာမျိုးရှိရတယ်သူများပြောထားတဲ့ဥစ္စာကိုပြောထားတဲ့အလားပဲပါတော့မရည်ရွယ်ပဲနဲ့ရေးလိုက်မိတာမျိုးရှိတတ်တယ်အဲ့တော့အဲ့ဒါတွေကပြန်စစ်ဖို့လိုတာပေါ့နော်ကဲခုနကဥစ္စာတွေကိုဒီsection editor အနေနဲ့ကြည့်ရတာပထမဆုံးကိုယ့်ရဲ့ paper ကိုကြည့်ရသူပေါ့နော်ကိုယ့်ရဲ့ paper ကိုသူကကြည့်ပြီးတော့ reject လုပ်မှလား accept လုပ်မှလားဒါက accept လုပ်လိုက်တယ်ဆိုတာဒီ paper ကိုထုတ်ပေးမယ်လို့သတ်မှတ်လိုက်တာမဟုတ်ဘူးပေါ့နော် reject လုပ်လိုက်တယ်ဆိုတော့သူ့ကိုလက်မခံဘူးပေါ့တခါကျဒီနည်းနည်းပါးပါးလေးအသေးဆောင်လေးရှိတာပဲဆိုရင်တော့ reject လုပ်ပြီးတော့ပြန်ပြီးတော့ modify လုပ်ပဲပြန်ပို့ပါတော့ဘာလေးပြန်ပြင်ပြီးတော့ပြန်ပို့ပါဆိုပြီးတော့ပြောတာမျိုးရှိတတ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အရန်ဆိုးွားနေတာမျိုးဆိုရင်တော့လက်မခံဘူးပြန်ပြင်ပြီးတော့ပို့ပါလို့ပြောတဲ့ခါမှာတချို့တွေကပြန်တော့ပြင်လိုက်တယ်ဒါပေမဲ့ပြင်တဲ့အခါပိုတော့မှအဆင်မပြေသွားတာမျိုးရှိရပေါ့နော်အဲ့မျိုးတွေလည်းရှိတယ်အဲ့တော့တချို့ကဒီနီးပညာပိုင်းမှာအားနေတော့မလုပ်တတ်တာမျိုးရှိတယ်အဲ့တော့ကိုယ့်ဘက်ကအဲ့လိုအားနဲ့ချက်မရှိအောင်လို့ပေါ့နော်တက်နေမှာကိုနဲ့လက်လန်းမီရဲ့သူတွေအကူကြီးတောင်းပြီးကိုမသိရပိုင်းတွေလောက်ကူခိုင်းတာမျိုးဆိုရင်တော့အဆင်ပြေနိုင်တာပေါ့နော်ဟုတ်ပြီဒီ section editor အနေနဲ့ဒီကိုယ့်ရဲ့ paper ကိုလက်ခံမှာလားနောက်တစ်ဆင့်သွားမှာလားဆိုတော့ဆုံးဖြတ်ပြီးသွားပြီပေါ့နော်ကိုယ့် paper ကိုသူကလက်ခံလိုက်ပြီဆိုရင်သူကဘာလုပ်လို့ရှိလဲဆိုရင် peer review process ကိုသွားပြီအဲဆိုရင်ခုနကကျွန်တော်အရှိမပြောသလိုပဲဒီကိုယ့်ရဲ့ paper ရဲ့ခေါင်းစဉ်နဲ့background ချင်းတူတဲ့ reviewer တွေကဘယ်သူတွေရှိသလဲအဲ့ဒီ reviewer တွေကိုရှာပြီးတော့ကျွန်တော်ကပါတော့2ယောက်ကိုပို့ရတယ်အနည်းဆုံး2ယောက်ပေါ့နော်တခါတလေကျရင်တော့3ယောက်ပေါ့သူက backup အနေနဲ့
ပို့ရတာပေါ့နော်ဒီတချို့ reviewer တွေကသူတို့ကဟိုမအားလို့တော့တယ်မလားအခုလောလောဆယ်တော့ review လုပ်လို့မရဘူးဆိုရင်ကျွန်တော်နောက်တစ်ယောက်ပြန်ရှာရတာမျိုးရှိရပေါ့နော်အဲ့ခါကျတော့ဒီကိုယ့်ရဲ့ paper ကို reviewer တွေကိုစီပို့လိုက်ပြီဆိုတော့ဒါနည်းနည်းတော့စိတ်အေးရတာပေါ့နော်ဟို paper ထုတ်ပေးတာပဲထုတ်ပေးတာတကယ်နာထားလိုက်အောင် reviewer တွေကကိုယ့်ရဲ့ paper ကိုဖတ်ပြီးဆိုရင်ဒါဟုတ်မဟုတ်ကိုကသူတို့စီကဟို expert feedback တော့ရတာပေါ့ကိုယ့်ရဲ့ paper ကို publish မလုပ်ပေးလိုက်တိုင်ဘူးဆိုရင်တော့မှာတော့သူတို့ကတကယ်ကျွမ်းကျင်ပညာရှင်တွေဆရာ feedback ရတော့ဒါမဆိုးလို့ပြောလို့ရတယ်ကိုယ့်ရဲ့ paper modify လုပ်ပြီးတော့နောက် channel type တစ်ခုမှပြန်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်reviewer တွေဆိုပို့လိုက်တယ်reviewer တွေကဘာလုပ်မှာတော့ reviewer ကတော့ဖတ်ပြီးပေါ့ဖတ်ပြီးသွားလို့ရှိရင်သူက option တွေအများကြီးရှိရပါတော့ accept လုပ်မှာလား accept with minor revision လားဒါ major revision လားmajor revision လို့ပြောလိုက်တယ်နဲ့အရင်ကြီးစိတ်ဖိစီးသွားစရာမလိုဘူးပေါ့နော်တချို့ major revision လို့ပြောပေမဲ့လည်းဟိုအဲ့ဒီဥစ္စာပြင်ပြီးသားလို့ကိုပြန်ထပ်တဲ့ခါမှာစိတ်တိုင်းကျသွားတာမျိုးတွေ့ရဆိုရင် reviewer တွေကစိတ်တိုင်းကျတယ်ဆိုရင် pass ဖြစ်တယ်ပေါ့နော်အဲ့တော့ major revision ဆိုတဲ့စကားလုံးတွေ့တိုင်းစိတ်ဖိစီးနေစရာမလိုဘူးပေါ့နော်ပြီးတော့ဒီ paper တွေကို reject ဖြစ်ခံရတဲ့အခါတိုင်းမှာလည်းစိတ်ဖိစီးနေစရာမလိုခုနကတော့သူတို့ရဲ့ scope နဲ့မကိုက်လို့သူ့ရဲ့ theme နဲ့မကိုက်လို့ဆိုတာမျိုးကြီးဖြစ်တတ်တယ်paper မထုတ်လိုက်တာ paper ကို paper အထုတ်မခံရဘူးဆိုတာကဟို publish အလုပ်မခံရဘူးဆိုတာကကို paper quality ညံ့နေလို့မဟုတ်ဘူးသူ့မှာတခြား reason တွေရှိတတ်တယ်ပေါ့နော်အဲ့တော့အရင်ကြီးစိတ်ဖိစီးစေမယ့်အရာမျိုးမဟုတ်ဘူးပေါ့နော်တချို့ကျတော့အရင်စိတ်ဖိစီးတတ်တယ်အဲ့ဒါကစိတ်ဖိစီးရမယ့်အရာတော့မဟုတ်ဘူးတချို့က revise and resubmit ဆိုတာမျိုးပါတယ်အဲ့လိုမျိုးပုံစံ option မျိုးစုံပေးနေနိုင်တယ်ပေါ့နော်ကဲ peer review process မှာ reviewer တွေကအဲ့လို comment ပေးပြီးသားလို့ရှိရင် author တွေစီကိုကျွန်တော်အဲ့အောင်ပြန်ပို့ပေးရတယ် author တွေကပြန်ကြည့်ရပါတော့ author တို့ဒီ reviewer တွေရဲ့ feedback နဲ့တကွာပါနော်သူတို့ပို့လိုက်တယ်ခုနကပြင်ပြီးတော့ပြန်ပို့ပါဆိုတဲ့အခြေအနေမျိုးဆိုရင်ပို့လိုက်တယ်ပေါ့နော်ဒါမှ reject လုပ်တယ်ဆိုရင်တော့ reject ပေါ့အဲ့လိုပြီးသွားလို့ရှိရင် author တွေကပြန်ပြင်ရတာမျိုးရှိတယ်ဆိုရင်သူက reviewer တွေရဲ့ comment ကို respond လုပ်ရမယ်ဟုတ်ပြီ reviewer တွေရဲ့ reviewer တွေဆို respond လုပ်တော့မယ်ဆိုရင်သူတို့ကဒီအချက်တွေပြင်ရမယ်ဥပမာ method ဘက်ကိုရော literature review ရော intro ရောနောက်ဆုံး conclusion ရောဘလို့ပါကြသူတို့အကုန်လုံး detail ပေးတတ်တယ်ပေါ့နော်သူရဲ့ format အရ detail ပေးတယ်ဒီ section တစ်ခုချင်းစီတက်လဲ feedback ပေးသလို overall feedback တွေလည်းပေးတတ်တယ်အဲ့တော့တခါတလေတချို့ဒီ journal type တွေမှာဆိုရင် template တွေပေးတတ်တယ်ပေါ့နော်အဲ့လို template တွေပေးရဆိုရင်သူတို့ပေးတဲ့ template ကိုသုံးဖို့လိုအပ်တယ်ဟိုဒီ channel type မှာဆိုတော့သူက template ပေးထားတယ်နှစ်ခုရှိရပါတော့ဒီ general template responses by section ဆိုတော့ဒီ section တစ်ခုချင်းစီပေါ့နော်ဥပမာ literature review method တစ်ခုချင်းစီသူက respond လုပ်မှာလားဒါတွေကိုကိုရပါတော့သူတို့ပေးတဲ့ template ကိုသုံးပြီးကိုကြိုက်တဲ့ template ကိုသုံးပြီးဖြည့်လို့ရတယ်ဒီ template ထဲကိုဝင်အောင်ဖြည့်ပြီးတော့လုပ်လိုက်တယ်ဆိုရင်ဒါ systematically ဖြစ်တယ်ပေါ့နော်ဒါပို့လိုက်တယ်ဆိုရင်ဖတ်ရတဲ့ reviewer တွေနဲ့ကလည်းပြန်ပြီးတော့ရှင်းလင်းမြင်ရတယ်ပေါ့နော်ဒီ channel type မှမဟုတ်ဘူးတချို့ channel type တွေမှာလည်းသူ template တွေပေးတတ်တယ်template မပေးတဲ့ channel type ဆိုရင်တော့ကျွန်တော်ကဒါမျိုးသုံးလိုက်တယ်ပေါ့နော်ဒီပုံစံကိုလည်းကျွန်တော်ဟို group ထဲမှာပို့ပေးထားပါမယ်နော် template မပါတဲ့ template ကိုအဲ့လိုမျိုးမပေးထားတဲ့ channel type တွေရှိရင်ကိုယ့်နဲ့ကို template တစ်ခုလုပ်ပြီးတော့ပို့လို့ရတယ်ပေါ့နော်ဒါ reference အနေနဲ့သုံးလို့ရအောင်ကျွန်တော်ပို့ပေးပါမယ်ပြီးကြရင်အဲ့တော့ reviewer ရဲ့ feedback ကိုကရေးတဲ့ခါမှာခုနမျိုး template ကိုသုံးမှ reply လုပ်တယ်ပြီးနောက်တစ်ခုကဟိုဘာလုပ်ရသေးတယ်လဲဆိုရင်သူတို့ပေးတဲ့ feedback တိုင်းကိုသူတို့ပေးတဲ့ feedback တို့ comment တိုင်းကိုလိုက်ပြီးတော့ပြင်နေစရာမလိုဘာဖြစ်လို့ researcher တိုင်းမှာသူ့ရဲ့ role နဲ့သူရှိရပါတော့ဟိုကသူဒီလိုမျိုးဖြစ်ရင်ကောင်းမယ်တော့ဒါကဒီလိုမျိုးမရှင်းဘူးပါလေသူတို့ပြောမှာပေါ့နော်ဒီ methodology ဘိုင်းကအားနည်းတယ်ဒီနားမှာ participant ရွေးချယ်မှုကတိတ်ပြီးတော့မရှင်းလင်းဘူးဆိုမျိုးသူပြောကောင်းပြောနိုင်တယ်တချို့ဒီ fighting မှာဆိုလဲသူပြောတာပဲရှိရင်ရှိမယ်ဒါပေမဲ့သူပြောတဲ့အတိုင်းတစ်ခုမကြံလိုက်ပြီးတော့ follow လုပ်စရာမလိုတခါကျရင်ဘာလို့ဆိုတော့သူတို့ပေးတဲ့ဥစ္စာကိုမကြိုက်ဘူးဆိုပြီးတော့ငင်းပိုင်ခွင့်ရှိရပေါ့နော်ဒါပေမဲ့အဲ့လိုငင်းတဲ့ခါမှာတော့ကိုယ်ကလည်း polite လေးဖြစ်ဖို့တော့လိုအပ်တာပေါ့နော်ဘာဖြစ်လို့မလုပ်တာလဲဘာဖြစ်လို့ဒါတော့ဒီတိုင်းမှာထားချင်တာလဲဆိုတော့ကိုယ့်ရဲ့ original position ကို maintain လုပ်ထားလို့ရတယ်
ဘာဖြစ်လို့ဆိုရင် reason ကိုကအကိုးကားနဲ့ပြောပြဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုကဟိုဟာမျိုး reviewer တွေရဲ့ response တွေကိုကိုက reviewer တွေရဲ့ comment တွေကို response လုပ်ပြီးသွားရဆိုရင်အဲ့ဒီ manuscript ကိုဘာလို့ပြန်ပြီးပို့ရတယ်ပို့တဲ့ခါမှာတချို့ကျတော့ highlight လုပ်ထားခိုင်းတာမျိုးရှိရပေါ့နော်ပြင်လိုက်တဲ့နေရာကို highlight လုပ်ပြီးပို့ပါဆိုမျိုးရှိရတချို့ကျတော့အဲ့ဒီ highlight လုပ်ထားပြီး text အပြင်ဘာမှမပါဘဲနဲ့ပါတော့ clean version ကိုပို့ပါဆိုမျိုးလဲရှိရနှစ်မျိုးစလုံးပို့ပါဆိုမျိုးလဲ version နှစ်မျိုးစလုံးပို့ပါဆိုမျိုးလဲရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုယ်ဘယ်လို request လုပ်တယ်လဲဆိုတာကြည့်ဖို့လိုအပ်တယ်ဒီနေရာမှာဆိုဒီ section editor နဲ့ဒီ author တွေရဲ့ communication ကအရေးပါတယ်ပေါ့နော် section editor ကတော့သူက process တစ်ခုလုံးဟိုဒီစပြီးတော့ဒီ paper လက်ခံတဲ့အချိန်ကဆိုပြီးတော့ production ST ကသူက main အနေနဲ့တည်ရှိရလို့ပြောလို့ရတယ်သူကအမြဲတမ်း author နဲ့ဆက်သွယ်နေရတာပေါ့နော်တစ်ခုမဟုတ်တစ်ခုပြောနေရတယ်ပြီးရင်ခုနကပြောဂျားထဲမှာလည်းသူ့ရဲ့ big decision ချရမယ့်ဥစ္စာတွေလည်းပါတယ်သူ့မှာကလောက်ရတဲ့အလုပ်တွေအများများတယ်ပေါ့နော်။မှာ reviewer တွေကတော့သူဖတ်ပြီးသွားစေသူလက်ခံတယ်လက်မခံဘူးပြန်ပြင်ပြီးတော့ပြန်ဖတ်ပေးမယ်ဆိုတာမျိုးလည်းရှိတယ်။ဒါပေမဲ့သူတို့ခန္ဓာပြီးသွားရင်ပြီးပြီပေါ့နော်။ section editor အနေနဲ့တော့မဟုတ်တော့အဆုံးထိကိုသွားနေရတာပေါ့နော်။အဲ့တော့ section editor ဘယ်လိုပြောသလဲဆိုတော့ပုံမူတည်ပြီးတော့ကိုကလုပ်ပေးရတယ်။ပြီး response letter ရေးရတယ်။ခုနကတော့ပေါ့နော် template ရှိရဆိုရင် template နဲ့ပေါ့နော်။ဘာပြင်လိုက်ပါပြီဆိုတာမျိုးပေါ့နော်။အဲ့ဒီမှာ section editor ပြန်ကြည့်ရယ်ပြင်လာတဲ့ဥစ္စာမှာ reviewer ပြောလိုက်တဲ့ဥစ္စာကိုဒီ author ကပြင်ထားသလားကြည့်လိုက်တယ်ကြည့်လိုက်လို့ပြင်ထားတယ်ဆိုရင်တော့ပြင်ထားရဆိုရင်တော့ဟုတ်ပြီမပြင်ထားဘူးဆိုရင်တော့ဒါဟိုတိတ်ကိုယ့်ဘက်ကလည်းတိတ်မသေးချာဘူးเนาะဥပမာတချို့နယ်ပယ်တွေကိုမကျွမ်းကျင်တဲ့နယ်ပယ် paper ဖြစ်တယ်ဆိုရင်ကိုကလည်းတစ်ဆင့်ပါတော့ section reviewer တွေကိုပြန်ပြီးပေးရတယ်ပေါ့နော်သူတို့ပြန်ပြီး review ပြန်လုပ်ပေါ့အခါကျတော့လိုအပ်ရင်နောက်တစ်ခါ review ပြန်လုပ်တာမျိုးရှိတတ်တယ်ပေါ့နော် minor revision လောက်ပဲပြင်ရတဲ့ paper မျိုးဆိုရင်တော့ reviewer တွေစီပြန်မရောက်သွားတာမျိုးလည်းရှိတတ်တယ်ဟိုကျွန်တော်တို့အနေနဲ့ပဲကြည့်ပြီးတော့ကိုကကြည့်လိုက်တယ်ကြည့်လိုက်လို့ကိုယ်အနေနဲ့အဆင်ပြေလို့ထင်တယ်ဆိုရင် editor ချုပ်ကိုပြောလိုက်တယ်အဆင်ပြေလားပေါ့ကျွန်တော်ကတော့ဒါအဆင်ပြေလို့ပြောရဆိုရင် तू ကလည်းကို authority ပေးထားတာဖြစ်တယ်မလို့ကိုပြေရဆိုရင် तू လည်းနည်းနည်းကြည့်လိုက်လို့ပြေရဆိုရင်တော့လက်ခံလိုက်တယ်သူ့အနေနဲ့လိုရဆိုရင်တော့ပြန်ပြီးတော့ author ကိုပြောတာမျိုးရှိတတ်တယ်ပေါ့နော် reviewer အဆင့်ကိုပြန်မသွားတော့ဘူး minor revision တွေ minor revision အခြေအနေမျိုးမှာပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ paper ကို accept လုပ်တယ် reject လုပ်တယ်ဆိုတာလာတယ်ဟိုပထမဆုံး accept လုပ်တယ်ဆိုတာက review လုပ်ဖို့အတွက် accept လုပ်တယ်ဒီခါတော့ဒီ accepted လုပ်တယ် rejected လုပ်တယ်ဆိုတာကဒါ publication ဘက်ကိုသွားမယ်မသွားဘူးဆိုတာဆုံးဖြတ်ချက်ပေးတဲ့သဘောမျိုးပေါ့နော်ကဲဟုတ်ပြီ publication လုပ်ဖို့ accepted လုပ်လိုက်ပြီ hey ဆိုတာ ਨੇ အဲ့ဆိုရင် author တော့စိတ်အေးရပြီပေါ့နော်အဲ့ဆိုရင် author တွေကိုဟိုဒီ license agreement form တွေပေးပြီးတော့လက်မှတ်ထိုးခိုင်းတာမျိုးရှိတယ်ပေါ့နော်ဥပမာဆိုပါဒီဥစ္စာကဘယ်မှာမှမပို့ထားပါဘူးဒီ channel တိုင်းမှာပဲပို့တာပါဘာညာတာရကပေါ့နော်အကုန်လုံး form မှာပါပြီးသားတွေသူလက်မှတ်ထိုးရတယ် accepted ပြီးသွားမယ်နော်ပြီးသွားလို့ရှိရင် accepted ပြီးသွားရဆိုတော့ဒါထုတ်တဲ့အဆင့်ကိုချက်ချင်းမရောက်သေးဘူး proof reading တွေရှိတယ်proof reading တို့proof reading အဆင့်ကိုဖြတ်ရသေးရပေါ့နော်ဘာဖြစ်လို့တခါကျရင်ဟိုသုံးတိုင်းအသုံးလုံးက machine learning တာမျိုးတို့ဘာလို့ဖြစ်တတ်တယ်လေတခုနဲ့တခု link မဖြစ်တာမျိုးရှိတတ်တယ်အဲ့တော့ proof reading လုပ်တယ်အဲ့တော့ဒီ channel တိုက်မှာတော့ဒီ proof reading လုပ်ပြီးရတဲ့သူတွေရှိတယ်ဒါတခုအားတာချက်ပေါ့နော်အဲ့တော့ကိုကဒီ proof reading လုပ်ဖို့အတွက်လူရှာပြီးပတ်စံပေးပြီးဖတ်ခိုင်းစရာမလိုအရင်တော့ကျွန်တော်တခု channel တိုက်တခုကျောင်းရဲ့ channel တိုက်တခုမှာထုတ်တော့ဆိုရင် तू က proof reader ကဘာတူလဲဆိုတာမျိုး channel တိုက်ရဲ့အောက် paper ရဲ့အောက်ဆုံးမှာရေးပြရတာပေါ့နော်အဲ့တော့သူတို့အဲ့ proof reader လုပ်ပြီးမဲ့သူကိုရှာပြီးတော့သူတို့ကိုပတ်စံပေးပြီးတော့ဖတ်ခိုင်းရတယ်ဒါ service တစ်ခုအနေနဲ့ပေါ့နော်အဲ့မျိုးဆိုရင်ကိုက paper ထုတ်တဲ့အတွက်ပတ်စံတော့မပေးရဘူးဒါ proof reading အတွက်ပတ်စံပေးရတယ် proof reading နဲ့ဖတ်တဲ့သူတွေကလည်းပုံစံမျိုးစုံရှိနေတယ်ပေါ့နော်ကျွန်တော်တို့ဖတ်ခိုင်းတဲ့ကတော့သူကတော့စာလုံးရည်နဲ့ယူတာစာလုံးတစ်လုံးကိုဘယ်လောက်ပေါ့နော်ဥပမာစာလုံးတစ်လုံးကို word တစ်ခုကိုဟို$0.5လားဒါမှမဟုတ်$0.2အဲ့လိုမျိုးနဲ့သွားတာမျိုးရှိတယ်လို့တချို့ကြလည်းဒီ paper တစ်ခုလုံးကိုဖတ်ဘယ်လောက်ဆိုမျိုးရှိတယ်ပေါ့နော်အဲဆိုလိုတာကဒီ proof reading လုပ်ပေးဖို့အတွက်ရှာရတဲ့ဒီ proof reader တွေကလည်းတခါကျရင် free မရအသက်ဘူးဒီမှာတော့တစ်ခုကောင်းတာကဘာလဲဆိုတော့ဖတ်ပေးမဲ့သူတွေရှိတယ်အဲ့တော့ဒီ proof reader တွေကဖတ်ပေးပြီးတော့ပြင်ခိုင်းတဲ့ဥစ္စာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးချိန်ကြရင်လိုက်ပြင်ပေးရတာမျိုးရှိတတ်တယ်ဒါပေမဲ့ဒါ
minor changes လောက်ပဲလုပ်ရတာပေါ့နော် language နဲ့ပတ်သက်ပြီးတော့တချို့ journal တက်ကတော့ proof reading ပြန်မလုပ်ခိုင်းတာမျိုးလည်းရှိတတ်တယ်ပေါ့နော်နောက်တစ်ခါပြီးသွားပြီဆိုရင် copy and layout editing copy and layout editing တွေကsection editor နဲ့အဲ့အဆင့်ကိုပို့ရတယ်proof reading အဆင့်မှာဆိုလဲproof reader ကဒီ author ဘယ်သူလဲဆိုတာမသိဘူးဒီ author ကဘယ်သူလဲဆိုတာဘယ်ချိန်မှသိရလဲဆိုရင်ဒီကို paper ကို copy and layout editing အဆင့်ကိုပို့မှပဲသိရအဲ့ဆိုဟုတ်ပြီဆိုတော့ကျွန်တော်ကဒီ paper ကိုကျွန်တော်ပို့ရတော့မယ်ဆိုရင်ကျွန်တော်ဒီ author ရဲ့နာမည်ရေးတယ်ပြီးရင်သူရဲ့ affiliation ရေးတယ်ပြီးရင် ORCID ကိုရေးတယ်ဒီ ORCID ကလည်းဒီ research level မှာဆိုရှိတဲ့ထဲမှာပါတာပေါ့နော်ဒီဟာကကိုယ့်ရဲ့တချို့နာမည်တွေကတချို့ author ရဲ့နာမည်စင်တူတွေဖြစ်တတ်တယ်လေအဲ့လိုနာမည်စင်တူတွေရှိတတ်တဲ့ခါမှာကိုယ့်ရဲ့ဒီ ID ရှိတယ်ဆိုရင်ဒါမရောတော့ဘောနော်ဘယ်သူဆိုတာတိကျသိနိုင်တယ်ပေါ့နော်ပြီးရင်တချို့ article တွေကတချို့ဒီ publishing house တွေကဒီ number ကိုတောင်းတယ်တချို့တော့မတောင်းဘူးပေါ့နော်ဒီ number ကိုကွာပါတော့ရှိထားဖို့လို့ဒီ account ဖွင့်တာဘာမှမခက်ခဲဘူးပေါ့နော် account ဖွင့်လိုက်လို့ရှိရင်ဒီမှာရှိအခုဒီလိုမျိုးပုံစံလေးရလာလိမ့်မယ်ပေါ့နော်ဒီမှာ employment တို့ကိုယ့်ရဲ့ဒီ publication အစရှိတဲ့အကုန်လုံးကို education အကုန်လုံးမှာ data တွေထည့်ထားလို့ရတယ်အဲဆိုရင်ဒါကလည်းကိုယ့်ရဲ့ဒီ academic field ထဲမှာဒီလိုမျိုးရှိခြင်းအပြင်လူတွေကကိုယ့်ရဲ့ဒီ ID ကိုလာဝင်ကြည့်ခါမှာဒီတယောက်ကဘာတွေလောက်ထားတယ်လဲဆိုတာမျိုးမြင်ပြီးတော့ကန်လန်းအလုံးနဲ့ပတ်သက်လို့ကန်လန်းတာမျိုးလည်းရှိကောင်းရှိလာနိုင်တယ်ပေါ့နော်ဒီ ORCID ကတော့ဘာလို့ရှိထားမဲ့တိုင်းမှာတစ်ခုပါတယ်နော်ဒါပြီးရင် copy editing ကိုပို့လိုက်တယ် copy editor ကတော့ဘာလို့ဒီ grammar တွေပါပြန်စစ်တာဒါပေမဲ့proof reader လုပ်ပြီးသားမလို့အရင်ကြီးစစ်စရာမလိုဒါပေမဲ့ proof reader မလုပ်တဲ့ဘာလို့ APA တွေပါတော့စစ်ရတယ်တခါတလေကျရင် references မှာပါတဲ့ paper ကin-text citation မှာမပါနေရမျိုးပေါ့နော်ဒါမျိုးလည်းပြန်ကြည့်ရခါကျတော့လိုအပ်ရင်ပြန်ပြီး author ကိုပြောတာမျိုးရှိတယ်တခါကျရင် references တွေမှာ2002လို့ပြောထားပြီးဟိုဘက်က2015ဖြစ်နေတာမျိုးတွေပေါ့နော်အဲ့လိုကွဲတဲ့မျိုးရှိတယ်အဲ့ခါကျတော့ဒီ copy editing အဆင့်မှာအဲ့ဒါပြန်လုပ်တယ် layout editing လုပ်တာတော့ဒီသူ့ကပါတဲ့ဒီ manuscript ရဲ့ဒီ format ကိုတေချအောင်ပါအကုန်လုံးနဲ့ consistency ဖြစ်အောင်လုပ်ပါနော် manuscript အားလုံးကိုကြည့်လိုက်လို့ရှိရင်အားလုံးဒီပါစင်တူပုံစံဖြစ်နေအောင်လုပ်ရတဲ့သူပေါ့နော် figure table သူ့ပုံစံတိုင်းတွားရတာပေါ့portfolio နဲ့တူလားဆို portfolio ပုံစံတော့မဟုတ်ဘူးအဲ့လိုမျိုးပုံစံလို့တော့ပြောလို့ရနိုင်တော့ကြလဲပဲ तू ကဒီကကျတော့ဒီ research fee မှာပို့ပြီးတော့သုံးတဲ့အမျိုးအစားလို့ကျွန်တော်ယူဆထားတယ်ပေါ့နော်ခုနကတော့ ORCID ကပေါ့နော်ဒီမှာနမူနာပေါ့နော်ခုနကတော့ DOI number ကအရေးပါတယ်ဆိုတာမျိုးပေါ့နော်ကျွန်တော်ခုနအရှိမပြောထားပါနော် DOI number တွေထုတ်ပေးတယ်ခုနကဂျာနယ်တိုက်တယ်ထုတ်ပေးဆိုတာဒီအောင် click လုပ်လိုက်တဲ့တခါသူကဘာဖြစ်သွားလဲဆိုတော့ကို channel ရောက်သွားတယ် references တွေမှာလည်းသူကထည့်ရတယ်ပေါ့နော်DOI number တွေကိုယ့်ရဲ့ references မှာထည့်ရတဲ့ခါမှာတခုသတိထားမယ်အရာပေါ့နော်ဘာလဲဆိုတော့ဒီဥစ္စာလေးပေါ့နော်ဒီမှာကျွန်တော်ပြထားတယ်ဒီမှာနော်ဒီပုံစံရယ်ဒီမှာနောက်တစ်ခုဒီရယ်ပုံစံမတူဒီမှာ DX ဆိုတဲ့ပုံစံပါဒါက O version အဲ့ဒီ DX ပါတဲ့ဥစ္စာဆိုတာ O version အဲ့တော့ O version ကိုခုနောက်ပိုင်းမသုံးတော့ဘူးအဲ့တော့နောက်ပိုင်းကွာ DOI number ရေးရဆိုရင်ဒီ DX ပါမပါတစ်ချက်ကြည့်ပေါ့နော်ဒါရေပါလို့မရဘူးဒါက O version မှာပဲသုံးတယ် new version မှာပဲသုံးအဲ့တော့ဒီလိုဖြစ်နေစတာကိုဖြုတ်လိုက်ရတယ်ဒီပုံစံဖြစ်အောင်ပြန်လုပ်ရတာပေါ့နော်တချို့ link တွေကတော့ automatically လို့ဖြစ်ပြီးသားပေါ့အဲ့တစ်ချက်သတိထားမယ်ထဲမှာပါတယ်ပေါ့နော် DOI number ကို reference ချက်ချင်းမှာထည့်ဒါက Q3 channel ဒါနမူနာနော်ဒါကခုနကတော့ကျွန်တော်ဒီနမူနာပြတဲ့ references list ဒီဥစ္စာက Q3 channel မှာတွေ့ရဥစ္စာQ3 ဆိုတာတနည်းပြောတာကောင်းတဲ့အထက်မှာပါတယ်လေနော်Q1 Q2 Q3 Q4 လို့အဲ့လိုသတ်မှတ်တာဆိုတာဒီ paper ရဲ့ citation အားဘယ်လောက်ရှိသလဲပေါ့နော်ဒီ journal type citation အားဘယ်လောက်ရှိသလဲပုံမှာလည်းမူတည်ရဒီ Q3 journal type မှာထုတ်ဖို့တက်ဆိုရင်ဒါတော်တော်ကတော့မလွယ်ဘူးလို့ပြောလို့ရတယ်early researcher အနေနဲ့ပေါ့နော်ဒါပေမဲ့ဒီလို Q3 paper တွေမှာတစ်ခါကျရင်ဒီမှာကြည့်လိုက်လို့ရှိရင် consistency မရှိတာမျိုးတွေ့ရနိုင်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါမျိုး DOI link ဆိုရင်တော့ဘယ်လိုလုပ်ရမလဲ
ဒီမှာ DOI link ရှိရယ်ဒီ DOI link ကျတော့အောက်မှာ underline ပုံစံဖြစ်ပါဒါ clickable တော့ဖြစ်တယ်ဒါလည်းနှိပ်လို့ရတယ်ဒါလည်းနှိပ်လို့ရတယ်နှိပ်ကြည့်လို့ရတယ်ဒါပေမဲ့ကြည့်လိုက်လို့ရှိရင်သူ့ရဲ့ layout အဖြစ်ပါတော့ consistency မရှိနေအဲ့ဒီ website link တွေပါလေဆိုသူကဖြစ်နေရမှာဆိုတော့ဒီ underline ပုံစံမျိုးကြီးပါနေရမှာပေါ့ပြီးဒီနောက်မှာဆိုရင်ဒီမှာ102ပြီးသွားလို့ရှိရင် full stop ထည့်ရမျိုးဆိုရင်ဒီ dot တွေမှာပါနေရမျိုးပေါ့နော်အဲ့တော့ဆိုလိုတာကတခါ Q3 ဖြစ်ပြီးသား paper ကဒီ journal တက်ကအမြဲတမ်း Q3 မှာပဲရှိနေမယ်လို့သတ်မှတ်လို့မရအောင်ဟာငါ Q3 မှာထုတ်ဖူးတယ်ဆိုပြီးတော့အမြဲတမ်းပြောနေလို့မရဘူးเนาะအဲ့တော့ဒီကိုထုတ်ခဲ့ဖူးတဲ့ Q3 journal ကအခုရောဖြစ်နေသေးသလားဆိုတာခုနမျိုးဟို Simago တို့ဟိုဘာလို့မှသွားပြီးတော့ကိုကပြန်ပြီးစစ်ရမှာပေါ့နော်ဒီ Q3 ထဲမှာပါနေသေးသလားမပါဘူးလားဆိုတာပြန်စစ်ရတယ်ဂျာနယ်ပေါ်မှာတော့သူကတော့ဒီဘယ်လောက်ဟောပါတော့နာမည်ကတော့သူရှိနေနိုင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကတော့ဒီကိုထုတ်ထားဘူးတဲ့ဒီ channel က Q3 မှာအမြဲတမ်းမရှိနိုင်ဥပမာဒီနှစ်မှာ Q3 ဖြစ်ပြီးနောက်နှစ် Q2 ဖြစ်နေနိုင်တယ်နောက်နှစ်ကျလည်း Q4 ပြန်ဖြစ်သွားတာမျိုးလည်းရှိနေနိုင်တယ်ပေါ့နော်သူ့ရဲ့ဒီလောက်ဆောင်မှု consistency ကအရင်ရေးပါတယ်ဆိုတော့တွေ့ရတယ်ပြီးရင်ဒီမျိုး page number မှာဆိုရင်ဒါဆိုရင် hyphen ပုံစံဖြစ်တယ်အခုနောက်ပိုင်းဒီ APA7 မှာဆိုရင်ဒီ hyphen ပုံစံမျိုးမသုံးဘူး and dash ဆိုပြီးနည်းနည်းလေးရှည်တဲ့ပုံစံမျိုးသုံးတယ်ပေါ့နော်ဒီလိုမျိုးအသေးစိတ်ကစသွားပါတော့ကြည့်ရတာပေါ့ဒီမှာဆိုရင် तू ကပါတော့space bar တွေမပါဘူးတော့ဒါကဒါဗာနဲ့ဆိုင်နေဆိုရင်ဒါ layout editing နဲ့ဆိုင်တယ်ပေါ့နော်ဒီ copy ရဲ့ layout editing တွေကဒါကြည့်ကြတယ်ပေါ့နော်ဒီ editor တွေကဒါကြည့်ပြီးလုပ်လို့ရှိကြတယ်ဒီဟာတွေကလည်းအရန်ရေးပါတယ်ထဲမှာပါတယ်လို့ပြောလို့ရတယ်နော်ကိုကိုယ်တိုင်လုပ်တဲ့ခါမှာဆိုလဲဒါတွေကိုသတိထားပြီးလုပ်ဖို့လိုအပ်တယ်ကဲ copy and layout editing ပြီးသွားပြီဆိုတော့ဒါနောက်ဆုံးအနေနဲ့ဝမ်းသာစရာသတင်းကတော့ဗာလဲဆိုတော့ publication ဆင့်ရောက်သွားပြီကဲဒီအချိန်ဆိုတော့ပြီးသွားပြီ copy and layout editing အဆင့်ထိကတော့ author နဲ့ချိတ်ဆက်နေရတော့မယ်ပေါ့နော်အဲ့တော့ author အနေနဲ့ကလည်းဗာတော့အမြဲတမ်းဒီ online journal system ထဲမှာတွားကြည့်ရတယ်ကိုယ်မှာ message ဝင်နေသလားဒါမှမဟုတ်လဲ email ကြည့်ရတယ်ဘာတွေများပြင်ခိုင်းတာရှိသလဲဆိုမျိုးကြည့်ရတယ်အဲ့ပြီးသွားပြီဆိုမှဗာတော့ publication ဘက်ကိုတွားတယ် publication ရောက်ပြီဆိုရင်တော့ထုတ်လာမယ် publication ဒီ publish လုပ်လာမယ်အချိန်ကိုစောင့်လိုက်ရုံပဲဘာမှကိုကခေါင်းကိုက်နေစရာမလိုတော့ဘူးအဲ့ဒီ publication အဆင့်ကိုကျွန်တော်တို့ကပို့လိုက်ပြီဆိုရင်ဒါကျွန်တော်အနေနဲ့ section editor အနေနဲ့ကလည်းငြိမ်းသွားပြီဘာဖြစ်အဲ့ဒီ publication အဆင့်မှာဆိုတော့ chief editor နဲ့ခုန ID technician တွေကသူတို့ပူးပေါင်းမဲ့ပြန်ပြီးတော့လုပ်ကြတာပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ဝင်ပါစရာမလိုတော့အဲ့တော့ဒီမှာpaper တင်ထားတဲ့သူတွေနေရာလည်းဒါစိတ်အေးရပြီပေါ့နော်ဒါခုနပြော license agreement ပို့ရတယ်နော်အဲ့ပို့ပြီးမှသူကလုပ်ပေးရတယ်နောက်တစ်ခုကျွန်တော်ကဒီခုနတော့ဒီ scoped index ပေါ့နော်ဒီကိုယ့်ရဲ့ဒီ citation နဲ့ပတ်သက်လို့ရောဒီ journal ရဲ့ quality နဲ့ပတ်သက်လို့သိချင်တယ်ဆိုရင်ဒီလိုဒီဘာလို့ဒီ Simago တို့ဒီ scoped index တို့မှာတွားကြည့်လို့ရတယ်ပြီးတော့ဒီမှာဆိုရင်ဒီ journal ဆိုရင်ဒီမှာနာမည်ပါတယ်sorry ISS number ပါတယ်အဲ့တော့ဒီ number ကိုတွားကြည့်လိုက်လို့ရှိရင်ဒါက Q3 journal ဒီဥစ္စာကဒီ Thai အခြေစိုက်ပေါ့နော် Assumption University တင်တယ်ဒီဥစ္စာကျွန်တော်ကြည့်လိုက်တော့ဒီ Assumption University က Thai အခြေစိုက်ဟို journal type ပေါ့ဒီ journal ကဒီ New English Teacher ကဘယ်လောက်ဆက်ရှိတယ်ဆို Q3 ရှိရယ်သူ့မှာလည်းဒီဘာသာရပ်အခွဲတွေများရှိရယ်လေဘယ်ဘာသာရပ်ကတော့ Q3 ဘယ်ကတော့ Q2 အဲ့လိုမျိုးရှိတတ်တယ်ဒီ New English Teacher တစ်ခုလုံးက Q3 ဖြစ်နေရမယ်ဆိုမျိုးမဟုတ်ဘူးပေါ့နော်သူ့မှာပါတဲ့အခွဲပေါ့နော်သူ့မှာ linguistic ဘိုင်းက Q3 ဖြစ်နေရလားဒါမှမဟုတ် literature ဘိုင်းက Q4 ဖြစ်နေရလားအဲ့လိုမျိုးမျိုးရှိရပေါ့နော်အဲ့မှာဝင်ကြည့်လို့ရတယ်ဒီ channel ကတော့သူကpredatory journal မဟုတ်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီဥစ္စာလေးကိုလည်းပြန်ပြီးဝေမျှပါမယ်ဒီဥစ္စာကကျွန်တော်ကဒီ webinar လုပ်မယ်ဆိုတော့တိတ်မကြောက်တာတွေးလိုက်တယ်ပေါ့နော်ဒီ paper ကဒီအတော်ဒီမှာဒီတစ်ပတ်အတော်ဒီမှာ download ဆွဲရင်ရတယ်ဆိုတော့ကျွန်တော်တွေးလိုက်လို့ download ဆွဲလိုက်တာကြည့်လိုက်တော့ဒီအခုဒီနေ့နားထောင်တဲ့ participant တွေအတွက်အရန်အကျိုးရှိမဲ့ paper လို့ယူဆတယ်ပေါ့နော်သူက early career author လို့ပြောတဲ့ researcher တွေအတွက်သိရမယ့်အချက်ဆိုတော့ဒီနေ့ကျွန်တော်ပြောသွားတဲ့အထက်မှာလည်းအဲ့အရာတွေပါတယ်ပေါ့နော်ဒီ paper ကိုလည်းကျွန်တော်ပြန်ပြီး sharing လုပ်ပေးပါမယ်နော်ဒီမှာကဒီက Q3 channel ပေါ့နော်ဒီ Q3 channel ကို
print ဆိုတော့ဒီကနေပြီးတော့ဒီ channel တိုင်းနေကိုယ့်ရဲ့ paper ကိုထုတ်ချင်တယ်ဆိုရင်ခုနပြော APC fee ပေးရတယ် APC fee ကသူက time back နဲ့တောင်းတာပေါ့နော်ဒါ time နဲ့ငါအခြေစိုက်ဆိုတော့ submission လုပ်တဲ့အတွက်ကို time back 4000ပေးရတယ် paper ကို submit လုပ်တိုက်ရတယ်ပေါ့နော်ဒါ non refundable paper လက်ခံတယ်လက်မခံတယ်ဆိုတော့မဟုတ်ဘူးကို paper ကို submit လုပ်လိုက်တယ်ဘတ်4000ဘဏ်အကောင့်နဲ့လွှဲရမယ်ဘဏ်ပတ်စံလွှဲပြီးကြောင်းပြရမယ်နောက်ခါကျတော့ကို paper ကိုသူက process တွေ run ပြီးတော့လက်ခံလိုက်ပြီး accepted ဖြစ်သွားပြီဆိုရင်ခုနပြောတဲ့ဒီ article processing charge အတွက်ကိုဘတ်4000ပြန်ပေးရမယ်အဲ့တော့ဒီနေရာမှာကိုက paper ထုတ်ဖို့တစ်သေးဘတ်8000ကုန်ရမှာဘတ်8000ဆိုမြန်မာငွေဆိုဘယ်လောက်ဖြစ်သွားပြီတော့ 10 သိန်းလောက်တော့ရှိနေစေ 10 သိန်းလောက်အဲ့ဆိုရင်ဒီမှာရှိတဲ့သူတွေနေနဲ့ရောဒီမှာ Q3 channel တော့ဟုတ်တယ်ဒီမှာထုတ်ဖို့စိတ်ကူးမလား10 သိန်းလောက်ပေးရမယ်ဆိုရင်ပြီးရင်ကိုက early career researcher ဖြစ်နေရဆိုရင်ကိုတက်ကောင်းတဲ့သူတွေကလည်းဒီမှာလာပြီးတော့ publish လုပ်ချင်ကြမှာပဲလေအဲ့လိုမျိုးနေရာမှာကိုကိုမရွေးဘူးဆိုရင်ခုနကပထမဆုံးအစ်စ်မှာက4000ကကုန်သွားမှာဘတ်4000ကကုန်သွားမှာအဲ့ကကျတော့ဒီကျွန်တော်ဆိုရင်တော့မရင်းနေဘူးအဲ့လောက်ဆိုရင်သိလားအဲဒီမှာတွက်ပြပေးတဲ့ကျေးဇူးတင်ပါတယ်နော်ဟုတ်တယ်10 သိန်းလောက်ပေါ့နော်ကျွန်တော်ဆိုရင်တော့မရင်းနေဘာဖြစ်လို့ဆိုရင်acceptance ဖြစ်ပြီးမှပေးရတယ်ဆိုတဲ့မျိုးပေါ့နော်သူက submission အဆင့်ကို4000ပေးရမယ်ဆိုတော့ကို paper ရောမရွေးပါဘူးဆိုရင်နေထိုင်တဲ့ကျွန်တော်4000ရှုံးပါလေအဲ့တော့ဒါကြီးလဲစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ကိုမှတော့ပတ်စံပေါ်နေရပဲဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ paper တစ်စောင်ထုတ်ရဖို့အရေးပတ်စံအများကြီးရင်းနှီးရမယ်ဆိုရင်တော့ဒါတစ်ချက်စဉ်းစားပေါ့နော်channel တက်ကမကောင်းတာမဟုတ်ဘူးဒါပေမဲ့လည်းပေးရမယ့်ပတ်စံအများများမျိုးဆိုရင်ဒါစဉ်းစားမယ့်အချက်ထင်မှာပါတယ်ဒါကြောင့်ကျွန်တော်လက်လန်းမီရဲ့သူတိုင်းကိုတော့ကျွန်တော်ကဒီထဲမှာ paper ထုတ်ကြည့်ခြင်းတယ်ဆိုထုတ်ကြည့်ဖို့တော့လက်လန်းမီရဲ့လူတိုင်းကိုတော့ပြောပြဘူးတယ်ပေါ့နော်ဒီ Journal of Scale and Development သူက scale ကိုယ့်ရဲ့ဒီ paper ကဒီ scale တစ်ခုခုပေးတဲ့ဥစ္စာမျိုးတော့ဖြစ်ဖို့လိုအပ်တယ်ဘယ် fee ကပဲလာသူ့ရဲ့ဒီ scope ကိုဖတ်ကြည့်လို့ရှိရင် education fee ကလည်းရတယ်အခုနောက်ပိုင်းဆိုရင် IT နဲ့ education ပုံစံမျိုးဖြစ်စားတယ်လေအဲ့လိုမျိုးလည်းရတယ်အခုဒီ channel တက်ရဲ့ဒီ special issue ကဒီ IT နဲ့ချိတ်ဆက်တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးတွေလည်းသူကလက်ခံတယ်ဆိုတော့တခုပဲသူကဒီဘာ scale ပေးတာလဲပေါ့နော်ဒီဥစ္စာကိုက focus ထားပြီးပြောရုံပဲပေါ့နော်ဒီမှာခုနက fee ပေးကြမလို့ processing time ကလည်းညံ့တယ်အခါကျတော့ဒါကကောင်းကျိုးတွေပေါ့နော်2 လခွဲ3 လတန်းကိုဥစ္စာခက်မှန်းလို့ရတယ်ကို paper ကိုသူတို့ကလက်ခံနေပြီဆိုတာနဲ့ဒါ2 လခွဲ3 လတော့ဒီမှာကို paper ထွက်ပြီဆိုတာလက်ခံလို့ဘာလို့ခက်မှန်းလို့ရတယ်ပေါ့နော်ပြီးရင်သူကလည်းခုနက open access ဖြစ်တယ်နော်ပြီးတော့ international journal လည်းဖြစ်တယ် author တွေကိုယ်တိုင်ကလည်း copyright ရှိတယ်အဲ့ဒါလည်းကောင်းကျိုးတစ်ခုပေါ့နော်ပြီးရင်ဒါက excellent choice for early career researcher ဒီမှာအတွေ့အကြုံယူပြီးတော့နောက်ပိုင်းကိုယ့်အနေကိုတိုက်တဲ့ပတ်စံပေးပြီးထုတ်တဲ့နေရာပဲဖြစ်ပိုကောင်းတဲ့နေရာထုတ်ချင်တယ်ဆိုလည်းရတယ်ဒီတစ်ခုကဒီ channel တက်ကလည်းဒါမဲဆွဲရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့early career researcher တွေအတွက်အရန်ကောင်းတယ်လို့ယူဆတဲ့အရာပေါ့နော်ကျွန်တော်လည်းနောက်ဆိုရင်ဒီမှာပြန်ပြီးတော့နောက်ပိုင်းတွေလည်းပြန်ပြီးတော့တစ်ခါတည်းအားရင်တော့ပြန်ထုတ်မယ်လို့စိတ်ကူးတာပေါ့နော်အခုလောဆိုတော့မအားနေသေးလို့ပေါ့နော်အဓိကတော့ကိုပတ်စံလည်းမပေးရဘူးပြီးရင်ဒါ open access လည်းဖြစ်တယ်ဆိုတော့လူတိုင်းကလည်းလူတိုင်းအတွက်ကလည်းဒါကောင်းနေတဲ့အခါကျတော့ sharing လုပ်ပေးတဲ့သဘောမျိုးပေါ့နော်ဒီမှာသူ့ရဲ့ statistic ကိုကြည့်မယ်ဆိုလည်းတွေ့နိုင်တယ်ဒီမှာတင်သမျှတိုင်းကိုသူတို့ကလက်ခံတာမဟုတ်ဒီမှာဆို acceptance rate ကပါတော့ 40% ပဲရှိတယ်ခုနမျိုး predatory journal တို့ဆိုရင်သူကလာသမျှ paper တိုင်းကိုသူလက်ခံတာမျိုးရှိရတယ်လေpeer review ရှိပါတယ်ဆိုပြီးတော့တကယ်တမ်း peer review မလုပ်တာမျိုးရှိတယ်ဒီမှာအဲ့လိုမျိုးမဟုတ်ဘူးအဲ့ခါကျတော့ဒီမှာသူ့ရဲ့ဒီ statistic ကိုကြည့်ခြင်းအပြင်ခန့်မှန်းကြည့်လို့ရတယ်ဘယ်လောက်ထိ consistency ရှိတယ်လဲပေါ့နော်ဒီမှာသူ့ရဲ့ paper ထုတ်တဲ့ကြာချိန်ပေါ့နော်ဒီလောက်တော့ဒီမှာကိုကပါတော့ paper ရဆိုတော့သူက consistency ရှိရလို့ပြောလို့ရပါတော့ခုနောက်ပိုင်း92 94ဆိုတော့ကြည့်လိုက်လို့ရှိရင်အဲ့တော့ acceptance rate တချို့တွေကတော့ acceptance rate ကအရာကိုနည်းတယ်ပေါ့နော်တချို့နာမည်ကြီးတဲ့ပို့ပြီးတော့ဒီတက်နာမည်ကြီးနေတဲ့ဥစ္စာမျိုးဆိုရင်တော့ဥမာ20%ပဲလက်ခံတာမျိုးတော့အဲ့လိုလက်ခံတယ်ဆိုတာလည်းသူတို့ reject လုပ်ချင်လို့လုပ်တာမဟုတ်ဘူးပေါ့နော်တချို့ကြတော့အရှိမပြောခဲ့တယ်လို့
နောက်2နှစ်3နှစ်စာအထိကိုသူတို့မှာ paper နဲ့လက်ခံပြီးသားရှိနေရောအဲ့အရာတော့ထုတ်လို့မကုန်သေးခင်နောက်အစ်စ်ကိုသူလက်မခံနိုင်ဘူးပေါ့နော်အဲ့တော့အရန်ကြီးကောင်းတာမျိုးပဲမဟုတ်နေလုံးဝဟို outstanding ဖြစ်နေတဲ့ paper မျိုးမဟုတ်နေဘူးဆိုရင်သူကလက်ခံဖို့အဲ့လောက်ကြီးသူတို့မှာ capacity မရှိဘူးပေါ့နော်အဲ့ခါကျတော့ဒါလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ကက်သရင်းကဗာမေးမှာလဲ ဆရာဒီကလေဒီ journal ဆရာတို့ journal ဆိုလို့ရှိရင်ပေါ့နော်တစ်နှစ်ကို2ခါထုတ်တယ်လို့ဒီလိုသိတဲ့အခါမှာဆိုပါစို့ဗာလဲပွဲယူရမဲ့သူပေါ့အထူးသဖြင့် master ကျောင်းသားတွေဖြစ်မှာပေါ့နော်အဲ့လိုမျိုးဒီ submit လုပ်လိုက်တဲ့အခါပေါ့တကယ်လို့ဒီ paper ကလည်းလက်ခံတယ်ပေါ့နော်သူအရင်သွင်းမိတယ်ဆိုလို့ရှိရင်acceptance letter ကိုကြိုတင်ထုတ်ပေးတယ်မို့လားဆရာပြောချင်တာ publication date ထိမဆောင်ဘဲနဲ့ဒီ acceptance letter နဲ့လည်းပွဲယူစာတမ်းတင်လို့ရတာဆိုတော့ပွဲယူစနစ်တင်လို့ရတာဆိုတော့ဟုတ်တယ်ဆိုတာအဲ့လိုမျိုးမျိုးကြားဘူးတယ်လေနော်သူကဒီတချို့ဒီကျောင်းသူကျောင်းသားတွေအနေနဲ့ publication လုပ်တယ်ဆိုရင်သူကအဲ့ဒီ paper ကြီး online မှာ publish လုပ်တဲ့အချိန်ထိစောင့်စရာမလိုကိုယ့်ရဲ့ paper ကို acceptance ဖြစ်ပါတယ်ဆိုရင် letter တွေပြနိုင်တယ်ဆိုရင်လည်းရရလို့ပြောဘူးတယ်အဲ့လိုမျိုးအခုချိန်ထိတော့ကျွန်တော်လုပ်တဲ့တော်တင်မှာတော့အဲ့လိုလာတောင်းတဲ့သူတော့တစ်ခါမှမကြုံဘူးသေးဘူးပေါ့နော်ဒါပေမဲ့ကြုံတယ်မျိုးရမယ်ဆိုရင်ကျွန်တော်ပြန်မေးကြည့်လို့ရတယ်ဥပမာဒီမှာရှိကက်သရင်းကဒီ journal တိုက်မှာထုတ်ဖို့စိတ်ဝင်စားရဲဆိုရင်ကျွန်တော် editor ချုပ်ကိုမေးကြည့်လို့ရတယ်ဘာမှမပြောအမြဲတမ်းသူတို့ရဲ့အဆက်အသွယ်ရှိရဆိုတော့သူ့ကိုမေးကြည့်ပြီးလို့ရတယ်အဲ့လိုမျိုးကျောင်းသားတွေကထုတ်မယ်ဆိုရင်လည်းအဲ့လိုပေါ့နော် accepted ဖြစ်သွားပြီဆိုတဲ့အကြောင်းပေါ့နော်ဒီ paper ကို publish လုပ်မယ်ဆိုတဲ့အကြောင်းမျိုးdocument တွေထုတ်ပေးသလားပေါ့အဲ့လိုမေးကြည့်ပြီးလို့ရတယ်ဒီမှာထုတ်ဖို့စိတ်ဝင်စားရဲဆိုရင်ပေါ့နော်အဓိကတော့ကျွန်တော်ကြိုက်တဲ့အချက်ကတော့ခုနမျိုးprocessing time ကအရင်မကြာဘူးပြီးရင်ဒီဥစ္စာကလုံးဝ reputable ဖြစ်တဲ့ journal တိုက်တဲ့တစ်ခုလည်းဖြစ်တဲ့ခါကျတော့ကျွန်တော်ကဒါကိုကြိုက်တာပေါ့နော်အရင်ကြာ processing time အရင်ကြာတဲ့ဥစ္စာမျိုးဆိုခုနပြောသလိုအရင်ကိုဘာလုပ်ခဲ့တယ်လဲဆိုတာပြန်စဉ်းစားရတဲ့အလုပ်ကြီးကိုမလုပ်ချင်တာပေါ့နော်အဲ့တော့ဒီ academic field ထဲမှာဆိုရင်တော့အောင်မြင်မှုရဖို့အတွက်ဆိုအမြဲတမ်းကွာပါတော့အမြဲဒီမျိုး paper ရေးမယ်အမြဲတမ်းပါတော့ publish တွေ paper တွေကို publish တွေလုပ်တာမျိုးတွေဆိုရင်တော့ဒါကိုယ့်ရဲ့ academic field ကတော့အရင်အောင်မြင်မှုတွေရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒီ scholar ပြောထားတာပေါ့သူပြောတဲ့အတိုင်းပါပဲဟုတ်တယ်မလားကိုကဒီ academic field မှာနေရဆိုရင်ကိုယ်လူတီးဖို့အတွက်ဆိုဒီမျိုးလုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့နားထောင်ပြီးရတဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်ဘာရင်များမေးစရာရှိလဲမှာပဲအရင်မေးလို့ရလားဆရာမေးတယ်ဆိုတော့ဟိုပါအဓိကတော့ request လေးပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့သူတို့ဖြစ်ပေါ် Q1 Q2 journal လေးပေါ့နော်သူတို့ကဘာတောင်းလဲဆိုတဲ့အခါကျတော့ article တောင်းတာပေါ့နော် article approval number တောင်းတာပေါ့လေပေါ့ human research ပါတယ်ဆိုလို့ရှိရင်ပေါ့လေအဲ့တော့ထားပါတော့တချို့ research တွေကကျွန်မလုပ်တဲ့ဥစ္စာဆိုလို့ရှိရင်risk မများဘူးဆရာရဲ့အခါကျတော့ဒီ article book လည်းမဖြတ်လိုက်တော့ဘူးပေါ့နော်မဖြတ်ဘူးဆိုတာကြာလဲကြာတာကိုအဲ့ဒါတစ်ခါရှောက်လို့ရှိရင်အခုကျွန်မတက်ခဲ့တဲ့အကြောင်းဆိုရင်ဟိုလောက်ကိုကြာတယ်9လ6လလောက်ကိုကြာတယ်တစ်ခေါက်တင်လိုက်လေအဲ့လိုပြီးကြမစောင့်နိုင်တဲ့အခါကြာဆရာရဲ့အဲ့လိုမျိုးလွတ်အောင်ပေါ့နော်လွတ်အောင်ဆိုတော့အဲ့လိုရေးလို့ရတဲ့ဥစ္စာလေးများရှိရင်တော့ share ပေးစေချင်ပါတယ်ဆရာပြောချင်တဲ့အဓိပ္ပာယ်ကဒီပါခုနကတော့ article book ကနေပြီးတော့ exception ရနိုင်တယ်ဆိုတဲ့ဟာဆိုရင်ဘယ်လိုမျိုးရေးရင်ကိုလက်ခံနိုင်ရှိတယ်လဲပေါ့ editor အနေနဲ့ပေါ့နော်ဟုတ်အဲ့ဒီဥစ္စာကကျွန်တော်တို့စီမှာကတော့အဲ့လိုမျိုးတီးတန့်ရေးခိုင်းတာမျိုးတော့မရှိဘူးဒါပေမဲ့ကိုခုနလိုမျိုးပါတော့ ethical issue အနေနဲ့နောက်ပိုင်းမှာပေါ့ဒီ paper နောက်ဆုံးမှာသူကနမူနာရေးပြထားတာရှိတယ်အဲဥစ္စာရေးပြထားတဲ့အတိုင်းကိုကနည်းနည်းပြင်ချင်တယ်ဆိုပြင်လို့ရတယ်ကိုယ့်ရဲ့ context နဲ့မူတည်ပြီးတော့ပြင်ချင်တယ်ဆိုပြင်လို့ရတယ်ပြီးမှပြန်ထပ်လို့ရအဲ့လို document ကြီးကိုပြခိုင်းတာမျိုးတွေတော့မရှိဘူးကိုယ့်ဘက်ကအဓိကဒီဘယ်လိုပြောမလဲမှန်ကန်ကြောင်းတက်တည်မှန်ကန်ကြောင်းလက်မှတ်ပါတယ်ဆိုရင်ကိုအဆင်ပြေဘာဖြစ်လို့လဲဆိုတော့ဒီ paper ကဒီ paper ကိုထုတ်တဲ့ခါမှာဒီ copyright ကလည်းဒီ author ကရမယ်ပြီးရင်ဒီ paper နဲ့ပတ်သက်လို့လည်းဒီ author တာဝန်ခံမှုတွေရှိရတယ်ပေါ့နော်တခုကိုကမဟုတ်တဲ့ဥစ္စာမျိုးလောက်ထားတယ်ဆိုရင်နောက်ပိုင်းဒီဥစ္စာပြန်စစ်တဲ့ခါမျိုးကပေါ်လာတတ်တယ်လေဟိုချက်ချင်းကြီးကတော့မပေါ်တော့ဥမာဒီ journal ကဥမာတခုအတွက်ဒီ Q1 Q2 တခုရဖို့အတွက်အရေးချင်းစစ်ဆမ်ဝဲလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးစစ်စစ်အကဲဖြတ်ဖို့အတွက်စစ်စစ်ခံတော့မယ်ဆိုတဲ့ခါမှာ
စစ်ဆေးတဲ့သူတွေအကုန်လုံးလိုက်ကြည့်တဲ့ခါမှာတခုချွေရင်ချက်တွေ့ရဆိုရင်တော့ကို paper နဲ့ပတ်သက်တခုဖြစ်တယ်ဆိုရင်တော့အဲ့ဒါဆိုရင်တစ်ချက်ပြန်ပြီးတော့သူတို့ကဘာလို့ဒီ paper ကဘာဖြစ်နေရဆိုမျိုးပြောကောင်းပြောနိုင်တယ်ဒါပေမဲ့အကုန်လုံးကကိုကလှုပ်ထားတာကကိုကမှန်မှန်ကန်လှုပ်ထားမျိုးဆိုဘာမှပြဿနာမရှိဘူးဒီမှာတော့အဲ့လိုမျိုးdocument ကြီးတွေပြရတာမျိုးမရှိဘူးသူတို့ပေးတဲ့ဒီ form ထဲမှာလက်မှတ်ထိုးရတယ်မှန်ကန်ကြောင်းဒီဥစ္စာ ethical issue ကိုလည်းကိုတိတိကျလှုပ်ထားရဲဆိုတဲ့အကြောင်းပေါ့နော်ဘာဖြစ်ဒီဘက်မှာတွေကတော်တော်များဒီဘက် context ထဲမှာဆိုရင်တော်တော်များကတိကျတာပါတယ်ဆိုရင်ဒီမျိုး ethical form တွေကိုတောင်းပြီးတော့လုပ်ရတဲ့အလုပ်ကလည်းကြာရဲဆိုတာသိရတယ် processing time မှာကြာရဲဆိုတာသိရခါကျတော့ကိုယ်တိုင်ကဒါလှုပ်ထားရဲဆိုတဲ့အကြောင်းပေါ့နော်ပြီးရင်တချို့ paper တွေကလည်းကိုက2024ကလှုပ်ထားဥစား2025နောက်ပိုင်းတော့2026နှစ်ဦးပိုင်းမှာပြန်ပြီးထုတ်တာမျိုးလည်းရှိနေနေတာပဲအဲ့ခါကျတော့တခါတည်းကတောင်းတယ်ဆိုရင်လည်းသူတို့ပြောလို့ရတာပေါ့နော်ဟုတ်ပြီဒီ ethical form တွေကိုနောက်ဆုံးဘယ်ချိန်ထားပြီးပို့လို့ရတယ်လဲဆိုမျိုးတွေပေါ့ဘာဖြစ်လို့လဲသူတို့ပြောတဲ့အဲ့ဒီ processing ပေါ့ဒီ form တွေကိုလုပ်တဲ့ဒီ4-5-6လအတွင်းမှာဒီ article က publish လုပ်ချင်မှလုပ်မှာခုန Q1 Q2 ဆိုတဲ့ဥစ္စာတွေလေအဲ့လောက်ကြီးချက်ချင်းမြန်မြန်ကြီးလုပ်ချင်မှလုပ်မှာအဲ့ခါကျတော့ကိုယ့်ရဲ့ paper အခုထပ်တယ်ဆိုမှကိုယ့် paper ဘယ်အချိန်မှာထုတ်မဲ့ paper ဘယ်အချိန်မှာထုတ်မဲ့ paper လဲဆိုတာတခါကျသူတို့ပြောလေးရှိရပါတော့ဒီအခုထပ်ထားတဲ့ paper တွေကဒီနှစ်ထက်မှထုတ်မှာလားနောက်နှစ်ရက်နှစ်စပိုင်းမှာထုတ်မှာလားဆိုမျိုးပြန်ပြီးပြောပြတာမျိုးရှိရပါတော့ဒါသူတို့မှရှိရ paper တွေအများကြီးရှိရလားနည်းနည်းလေးရှိရလားပုံမူတည်ပြီးတော့ response ပေးမဲ့ပုံစံမတူနိုင်ဘူးပေါ့ကျေးဇူးပါဆရာဟုတ်ကဲ့ပါဒီနေ့ရဲ့ recording ကိုလည်းကျွန်တော်ဒီ YouTube channel ထဲမှာတွားပြီးတော့ကျွန်တော်ပို့ထားပေးမယ်ပါဟောမျိုးပါတော့တင်ထားပေးလိုက်မယ်ပြီးရင် teacher တို့အနေနဲ့ဒီနေ့ဘာရလိုက်တယ်လဲပေါ့နော်တစ်ခုလောက်ပေါ့ဒီအပေါ်အကြောင်းအရာလေးပဲပေါ့နော်ဒီနေ့ဒီကျွန်တော်ရဲ့ webinar နေမှာဘာရလိုက်တယ်လဲဆိုတာ chat box ထဲမှာရေးပြပေးပါအောင်နော်ဗာလေးများတစ်ခုဆိုရပါပြီteacher ထိုးမှာကြော်ဗာမေးစရာရှိရလဲမေးစရာတွေကတော့နည်းနည်းများပါတယ်ဆရာများရတယ်ဟုတ်ကဲ့ပါဆရာအဲပထမဆုံးတစ်ခုကပေါ့နော်ဗာမေးချင်တာလဲဆိုတော့ဥပမာကျမတို့ကခုနပြောသလိုပေါ့နော်ကျမတို့ publication လုပ်မယ်ဆိုရင်ခုနသူတို့ paper like ကတော့တစ်ခုနဲ့တစ်ခုနဲ့လိုအပ်ချက်ကတော့ကွဲမှာပေါ့နော်ဟုတ်တယ်ဒါပေမဲ့ generally ကျမတို့က research တင်မယ်ဆိုလို့ရှိရင်ဘာတွေလိုသလဲပေါ့ဥပမာအပြင်ကျမတို့ recommendation တွေဘာတွေအဲ့လိုမျိုးတွေလိုမလား institution ကျမဆိုရင်ခု freelance လုပ်နေတာဆရာအဲ့လိုဆိုရင် institution မရှိဘူးပေါ့နော်အဲ့လိုမျိုး institution ရဲ့ထောက်ခံချက်တို့ဘာလို့အဲ့လိုမျိုးတွေလိုမလားပေါ့နော်အဲ့ဒီဟာလေးတစ်ချက်နံပါတ်1ကအဲ့ဒါလေးနေချင်ပါတယ်ဆရာပြီးမှနောက်တစ်ခုပြပါမယ်ဒါကဟိုဟာနဲ့ပတ်သက်တာလားဒီ ethical issue နဲ့ပတ်သက်တဲ့ဥစ္စာလားဟုတ်ကဲ့ပါဆရာဟုတ်ကျမတို့ဟာဟိုထောက်ခံချက်လို့ခေါ်မလားအဲ့လိုမျိုးပေါ့နော်တချို့ကျတော့ဒီမျိုးလေဒီလို consent form ပေါ့နော်ကွက်နေကိုရေးပြီးမှဒီကိုလုံးမဲ့ဥမာကိုဒီမှာဥမာကျောင်းတစ်ခုမှာသွားလုံးမဲ့ data ကောက်မဲ့နေရာကလူတွေကိုကျွန်တော်ဒါလောက်ခိုင်းပါတယ်ဆိုမျိုးဟိုမျိုး document ပြရမျိုးရှိတတ်တယ်ဟုတ်ကဲ့ဟုတ်တယ်အဲ့လိုမျိုးပြရမယ့်အခါမျိုးရှိတတ်တယ်တချို့ကျတော့အဲ့လောက်ကြီးအထိမတောင်းမနဲ့ဒါကိုတာဝန်ယူမှုရှိထားတယ်ဆိုရင်လည်းရတယ်အဓိကဒီ research မှာအရေးကြီးရလေနော်ဥမာparticipant ကလူတွေဖြစ်နေဆိုပိုတော့မှအရေးပါတာပေါ့ဒါထည့်သွင်းစဉ်းစားရမှာထင်မှာဟုတ်ကဲ့ပါဆရာပြီးရင်နောက်တစ်ခုကလေကျမတို့ကဟို international publish ခါမှမလုပ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကျမသိကျင်တာကိုယ်စိတ်ထဲမှာမဝင်မရဲဖြစ်တာပေါ့နော် internationally publish လုပ်မယ့်ခါမျိုးဆိုရင်ကျမတို့မဝင်မရဲဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ research level ကဘယ်လောက်တိုင်းတာအထိလိုတယ်လဲပေါ့နော်ကိုကအရင်ဆက်တောက်တော်နေတာလည်းမဟုတ်ဘူးဆရာရေအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဥပမာကိုယ့်ရဲ့ classroom ထဲမှာလုပ်ထားတဲ့ research အဆင့်လောက်ကိုတင်ပြလို့ရသလားပေါ့နော်ဘယ်လောက် level လောက်ရတယ်လေရတယ်လေဟုတ်ကဲ့ဆရာဟုတ် classroom research တွေလည်းရတယ်နောက်ဒီ pilot study တွေလည်းရတယ်ဟုတ်ကဲ့အရင်ကြီးမားကြီးဖြစ်နေစေရမလို့ပေါ့နော်ဥမာပေါ့ဒီလူဘယ်နှယောက်နဲ့ပဲလှုပ်ထားတယ်ဆိုပေမဲ့အဲ့လူဘယ်နှယောက်နဲ့လှုပ်တာဘာကြောင့်အဲ့လောက်နဲ့ပဲလှုပ်တယ်လဲဆိုတာမျိုး reason ပေးနိုင်ဖို့ပဲလိုတာဟုတ်ကဲ့ဆရာဥမာတချို့တွေကပြောလေဒီ research ကဘယ်လောက်ထိ general slide လုပ်နိုင်တယ်လဲဘယ်လောက်ထိဒီဥစ္စာ cover ဖြစ်တယ်လဲဆိုတာမျိုးရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ reason ထဲမှာဒါက cover အဲ့လောက်ကြီးမဖြစ်ဘူးဒါကကိုဘာကြောင့်ပဲလှုပ်ထားတယ်ဘာအတွက်ပဲလှုပ်ထားတယ်ဆိုမျိုးပေါ့နော်ပြောအဲ့လိုမျိုး reason တွေထည့်ပေးထားရဆိုရင်ရတယ်ဘာဖြစ်လို့ကိုကအဲ့လိုမျိုးမထည့်ထားဘူးဆိုရင် reviewer တွေအနေနဲ့မေးနိုင်တယ်ပေါ့နော်ဥပမာဆိုပါတော့ကျွန်တော်တခါကဒီ Hungary မှာရှိတဲ့ကျောင်းသားတွေရဲ့
ဆရာဆမတွေရဲ့ဗါတော့ဒီ motivational နဲ့ပတ်သက်တဲ့ဒီ strategy တွေကဘာတွေသုံးတာလဲဆိုတာမျိုးမေးတဲ့အခါမှာကျွန်တော်က University in Hungary လို့ပြောလိုက်တယ်အဲ့ဒီမှာအကုန်လုံး Hungary မှာရှိတဲ့တက်သူကျောင်းသားတွေအကုန်လုံးကောက်မှာတော့ဟုတ်ပြီမဲ့ data ကောက်မှာဟုတ်ပြီမဲ့ကျွန်တော်ရဲ့ pilot study မှာပါတာကျောင်းနဲ့ကျောင်းကပဲပါတာအဲ့ခါကျတော့အဲ့ဒီ reviewer မေးတာဟို participant ကနေတယ်ဒါ pilot study ဖြစ်တယ်အဲ့တော့ pilot study မှာအကုန်လုံးကျောင်းတွေအကုန်လုံးပါလားဘာညာသူအဲ့လိုပြောတဲ့ခါကျတော့ကိုကအဲ့လောက်မပါတဲ့ခါကျတော့ at two university in Hungary ဆိုတော့ခေါင်းစဉ်ပြန်ပြောင်းလိုက်တယ်အဲ့တော့အဲ့အရာတွေကဘာလဲဆိုရင် reviewer တွေမေးတဲ့ခါမှာကိုပြန်ပြီးပြောလို့ရတာပေါ့နော်ဟိုကိုယ့်ရဲ့ paper ကအရင်ကြီးမစိုးဝါးနေဘူးပြေးရမယ်ဆိုတော့နည်းနည်းပါရှိဆိုသူတို့ကပြန်မေးရလေကိုကသူတို့ပြန်ပြီးဟိုကိုယ့်ရဲ့ response ခုနက response to the reviewer ဆိုတဲ့ကဏ္ဍမှာပြန်ပြီးတေချာရှင်းပြပေးနိုင်တယ်ဆိုရတယ်နောက်တစ်ခုကဘာလဲမသိ teacher တို့မှခုနနောက်တစ်ခုဆိုတာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ peer review လုပ်တဲ့အပိုင်းလေးပါဆရာအဲ့ဒီဟာကျမကဟိုတိတ်ပြီးတော့မရှင်းလိုက်တော့ပါနော်ဆရာအဲ့ဒီမှာ peer review လုပ်မယ်ခုနကျမတို့ process တိုင်းသွားပြီဆို peer review အဆင့်ကိုရောက်သွားပြီဆိုရင်ဟို peer review လုပ်မဲ့သူကိုယ့်ဟာကိုရှာရတာလားဆရာမဟုတ်ဘူးအဲ့ဒါနဲ့တိုက်ကပဲလုပ်တာဒါနဲ့တိုက်ကပဲအဲ့ဆိုကျမတို့ကတင်လိုက်ရုံပဲမလားဆရာဟုတ်တယ်ဟိုစာရေးတဲ့သူတွေကတင်လိုက်ရုံပဲဒီ channel တက်ကိုထပ်မယ်ဆိုဒီ channel တက်တင်လိုက်ရုံပဲ peer review reviewer တွေကိုရှာစရာမလိုဘာဖြစ်double blind peer review ဖြစ်တဲ့ကြောင့်မို့ဟိုရေးတဲ့သူနဲ့ review လုပ်တဲ့သူနဲ့တရားနဲ့ကြောင့်သိစရာမလိုကျွန်တော်တို့ပဲသိတာဥမာ teacher ထုံးမှာကျွန်တော်ရဲ့ paper ကိုဘယ်သူကစစ်လိုက်ပါတယ်ဥမာ Catherine ကစစ်ပါတယ်တို့ Catherine နဲ့ဒီမှာ Valley ကစစ်ပါတယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ပဲသိတာဟို teacher ထုံးမှာကျွန်တော်လည်းကို paper ဘယ်သူစစ်မှန်းမသိဘူး Catherine နဲ့ Valley ကလည်းဒီ paper ဘယ်သူရေးထားတယ်ဆိုတာမသိဘူးဘာဖြစ်လို့ကျွန်တော်အဲ့ဒီ paper မှာနာမည်တွေကျွန်တော်တို့ကဖြုတ်ထားလိုက်တာလေအဲ့ဒီ personal information ပါတဲ့ဥစ္စာအကုန်လုံးကကျွန်တော်တို့ကဖြုတ်လိုက်တာဖြုတ်ပြီးမှပဲ reviewer တွေကိုပို့တာအဲ့တော့ဟုတ်ကဲ့ဆရာရှာစရာမလိုဟုတ်ကဲ့ပါဆရာပြီးရင်နောက်ဆုံးတစ်ချက်လေးမေးချင်ပါတယ်ဆရာအဲ့ဒါလေးကကြတော့ဥမာကျမတို့ပေါ့နော်ဟိုကျမတို့အနေနဲ့ပေါ့နော်ဒီလို paper တွေရေးမယ်ဆိုတဲ့ခါကျတော့စကတိကနေကျမတို့ကဟို online ပေါ်မှာပေါ့နော်ဥမာ digital profile လို့ခေါ်မလားဆရာအဲ့လိုမျိုးတွေရှိနေဖို့လိုအပ်ပါသလားဆရာဥမာတချို့တွေဆိုရင် online ပေါ်မှာဘယ်သူမှန်းဆိုတာကျမတို့ကမသိဘူးပေါ့နော်သူတို့အဲ့လိုမျိုးဆိုရင်အဲ့ဒါနဲ့တိုက်တဲ့အနေနဲ့လက်ခံပေးနိုင်သလားပေါ့နော်အဲ့ဒါလေးတစ်ချက်ပြန်ပြောပါဦးဟုတ်ကဲ့ဆရာဥပမာကျမတို့အနေနဲ့ဟို digital profile အနေနဲ့ကျမတို့ဘာမှရှိမနေဘူးဆရာ online ပေါ်မှာဥပမာဆိုရင်ပါတော့who is Tom မှာကျလို့မေးလိုက်လို့ရှိရင်ဘာမှထပ်မလာဘူးဆိုပါလေဆရာကြီးအဲ့လိုမျိုးဆိုလို့ရှိရင်တော့သူတို့အနေနဲ့ထည့်သွင်းပြီးတော့အဲ့လို paper တွေရောထည့်သွင်းစဉ်းစားပါသလားပေါ့နော်အဲ့တော့ပြောရလေဟိုအဲ့မှာဆိုရင်မထုံးမှာကျော်က early career researcher ပဲကျွန်တော်တို့ဆိုလည်းဘာမှမရှိဘူးလေဟိုကိုပြည်တွင်းမှာဘယ်လောက်ပဲလုပ်တယ်ပဲပြောဒါကဟို locally နေလည်းပဲရှိနေတာဘယ်သူမှကိုတွေလုပ်တယ်ဆိုတာသိတာမဟုတ်ဘူးအဲ့တော့ကိုလုပ်တယ်လုပ်နေရဆိုကြောင်းသိဖို့တက်ပြမယ်ဆိုရင်ဟုတ်ပြီဟိုခုနပြောဒီ ORC number တို့ဘာလို့ဆိုတာ ID တို့ဘာလို့ဆိုတာကျွန်တော်တို့ဆိုလည်းဒီ paper မှာထုတ်မယ်ဆိုမှဒါလိုအပ်တယ်ဆိုမှကျွန်တော်လုပ်လိုက်တာဟိုအရင်ကတည်းကရှိနေရမျိုးမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ background ကဘယ်လောက်ထိကောင်းတယ်မကောင်းဘူးဆိုတာအတားထားလိုက်ကို research paper ကောင်းနေဖို့လိုအပ်တယ်ပေါ့နော်ကိုလူသိတာဒီ paper ကိုဖတ်ခြင်းပဲတစ်ဆင့်ပြီးတစ်ဆင့်တော့သိသွားမှာပေါ့ဘယ်သူမှတော့ချက်ချင်းကြီးဟို तू ကတော့ဘယ်သူပါဆိုဘယ်သူမှတော့အဲ့လိုမျိုးမသိဘူးပေါ့နော်တစ်ဆင့်ပြီးတစ်ဆင့်ပြီးတော့သူသိသွားမှာအဲ့တော့ဒီ channel တက်ကသူက early career researcher တွေအတွက်လည်း तू ကလက်ခံတာဖြစ်တဲ့ကြောင့်မို့ तू ကဘယ်လိုပြောမလဲသူ့မှာဒီ option ရှိတယ်ရွေးချယ်တဲ့ခါမှာလေကိုကဒီ paper ကိုထပ်တဲ့ခါမှာ early career researcher အနေနဲ့ထွက်တာလားဘာအနေနဲ့ရေးရလဲဆိုတာရှိတယ်အဲ့တော့ကိုက early career researcher အနေနဲ့ရေးရဖြစ်ပါတယ်ဆိုရင် तू ကအမှဟိုသူတို့က feedback ပေးတဲ့ပုံစံမျိုးတစ်မျိုးလာမှာဟိုအဲ့ဒါပို့ပြီးတိဖို့လိုအပ်တယ်ဆိုသဘောနဲ့ तू ကဘာလို့ပို့ပြီးတော့ရှုထောက်မျိုးဆိုတာပေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ကဲ့ပါဆရာအဲ့တော့early career researcher တွေဦးစားပေးရဲ့ journal တိုက်မျိုးဦးစားအစောပိုင်းမှာပေါ့နော်ကိုလူမသိခင်မှာအဲ့လိုမျိုးတွေမှာကို paper ထုတ်တာကောင်းတယ်အဲ့လိုထုတ်တဲ့ early career researcher တွေကိုနေရာပေးတဲ့နေရာကိုထုတ်တာတော့ဟုတ်တယ်ဒါပေမဲ့ခုနကပြောသလိုဟို open access ရတဲ့ journal တိုက်တွေလည်းဖြစ်ဖို့လိုအပ်တယ် journal တိုက်အတူတွေဖြစ်နေဖို့တော့မဖြစ်နေဖို့တော့လိုပါပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်နောက်တစ်ခုကပါလဲဆိုတော့ကိုနဲ့တီးတဲ့သူပေါ့ဥပမာကိုကတော့ဘာမှမရှိဘူးဆိုပါတော့ကိုမှအဲ့လို ID တွေဘာမရှိဘူးထားလိုက်တော့ဒါပေမဲ့ကိုနဲ့တီးတဲ့သူဥပမာတခြားနိုင်ငံခြားမှာကိုနဲ့တည်ရဲ့သူတွေအဲ့ဒီလူတွေနာမည်ကြီးရဲ့ဆရာကြီးတွေလည်းဖြစ်နိုင်တယ်ဆရာမကြီးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုနိုင်ငံခြားသားတွေလည်းဖြစ်နိုင်တယ်အဲသူတို့တွေနဲ့ပေါင်းပြီးထုတ်တယ်ဆိုရင်ကိုယ့်ရဲ့ paper ပို့ပြီး visibility များတယ်ဒါကတစ်ခုပေါ့နော်ဥပမာကျွန်တော်ရေးလိုက်တယ်ဥပမာကျွန်တော်ခုနကျွန်တော်ရေးလိုက်တဲ့ဥစ္စာဆိုကျွန်တော်နာမည်ပဲကျွန်တော်ရေးရလေဒါပေမဲ့ကျွန်တော်ရေးလိုက်တဲ့ဥစ္စာကိုဟ
ဟိုတခြားတယောက်နဲ့ကျွန်တော်တွဲရေးနာမည်ကြီးတယောက်နဲ့ကျွန်တော်တွဲရေးလိုက်တယ်ဆိုရင်အဲ့ ကို သူ ယ် တို့က အနေ နာမ နဲ့ ည် ရေး ကြီး လို ပြီး က် သားမို့လို့သူတို့ရဲ့ paper ကိုရှာရင်းနဲ့ကျွန်တော် paper ကိုတွေးလိုက်ခါမှာသူတို့ paper ကို citation လုပ်ချင်တယ်ပဲကျွန်တော်ကလည်းဒီမှာရေးထားတဲ့သူဆိုတော့ခါကျတော့ကျွန်တော်လည်းပါပြီး ပါ သား ပြီး ဖြစ် သား သွား ဖြစ်တာ အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ paper visibility တော့များတာပေါ့နော်အဲ့လိုမျိုးမလုပ်ချင်ကိုယ့်နေကိုပဲသွားမယ်ဆိုလဲတစ်မျိုးဒါပုံစံမျိုးစုံတွေတော့လုပ်ကြည့်လို့ရတာပေါ့ကို့မှာနိုင်ငံခြားမှာအဲ့လိုမျိုးတွဲပြီးရေးမဲ့သူရှိသလားပေါ့ ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ် ဟုတ်ဘာများမေးချင်သေးလဲ နောက်ထပ်မေးချင်တာမရှိတော့ပါဘူးဆရာ ဟုတ်ကဲ့ပါခင်ဗျာကျန်တဲ့သူတွေရောမေးချင်တာမသိဘူးနော်ရတခုခုနဲ့ပတ်သက်လို့ဥမာခုနကမျိုး citation နဲ့ပတ်သက်လို့ကိုယ်ကမသိဘူးဒါဥမာရေးပြီးသားဖြစ်သွားပြီးရေးပြီးပြီပေါ့နော်ဒါပေမဲ့ဒီဥစ္စာလေးကိုဟိုကြည့်ပေးလို့ရမလားဆိုတော့ request လုပ်တာမျိုးဆိုလဲကျွန်တော်အခြေရတဲ့အခြေ view နဲ့ဖြစ်တယ်ဆိုရင်ကြည့်ပေးလို့ရတယ်အဲ့ဟိုမျိုးပေါ့နော် request လုပ်လို့ရတယ်ပေါ့နော်ကဲတ အဲ့ ရင် ဆိုဆရာဟိုဟာလေဆရာဟိုဟာလေဟိုခဏတော့ citation ကိုဟိုဟာလုပ်ပါလဲကြည့်ပေးလို့ရတယ်ပြောလို့ပါဟိုဆရာဘယ် fee လောက်တာလဲပေါ့နော်။မှာကျမကလည်းဟို paper ရေးထားတာရှိတယ်ပေါ့လေ။ကျမရဲ့အတွေ့အကြုံရကြဘာဖြစ်လဲဆိုတဲ့ခါကျဒီ editor အစစ်မှာကသူကကြိုက်တယ်ပေါ့နော်။ကြိုက်တယ်ဆိုတော့ဟို reviewer ရှာရခက်တာပေါ့လေကျမရေးတဲ့ paper ရဲ့ဟိုဟာလဲဆိုတော့အဲ့ဒီ fee ပေါ့နော် reviewer ရှာခက်တဲ့ခါကျသူတို့ကဟိုဟာတောင်းတာပေါ့လေဟိုဘသူကို request လုပ်တိုင်းလဲပေါ့နော်ပြောချင်တာကျမရဲ့ affiliation နဲ့ဟိုဟာဝေးတဲ့လူပေါ့ဆိုပါစို့ကျမကခုနကတော့ချူလာလကုန်းမှာတက်တယ်ဆိုလို့ရှိရင်အဲ့ဒီကမဟုတ်တဲ့ဟိုတခြားတက္ကသိုလ်ကဟိုဟာတွေပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့လေအဲ့ခါကျဆရာကိုရောအဲ့လို request ပို့ရင်ရောရတယ်ကျွန်တော်ကဒါပေမဲ့အဲ့ဒီမှာ review လုပ်ပေးဖို့ပေါ့ background ပေါ်မှာ review အနေနဲ့ကျွန်တော်လုပ်နိုင်မှာလုပ်ချင်နိုင်မှာလုပ်နိုင်မှာပေါ့နော်ဆိုလိုတာ ဟုတ်ကဲ့ဟုတ် ကျွန်တော်က background ပြီးတော့လဲကျွန်တော်ကလက်ရှိကကျွန်တော်ကလည်းဒီဘက်မှာចောင်းသားနေတယ်ပဲရှိရအလုပ်လုပ်နေ editor လည်းလုပ်နေဟုတ်ကဲ့ editor အနေနဲ့လုပ်တယ်ဆိုတာကဒီဟာကဟိုကျွန်တော်ကစိတ်ဝင်စားလို့လုပ်နေရပါတော့ဒီ channel တက်ကိုကျွန်တော်ဟိုလွန်ခဲ့2024လား2025အစပဲလား4လောက်ဖြစ်မယ်ထင်တယ်2024လောက်ဖြစ်မယ်တဲ့မမှတ်မိတော့အဲ့ဒီမှာကဒီ channel တက်ကသူကလူလိုတယ်ဆိုတော့ကျွန်တော်ကဝင်လောက်နေသူကအစပါတော့ကျွန်တော်ကဒီ copy and layout editing လုပ်တာဒါပေမဲ့အဲ့မှာကိုလုပ်တဲ့ဥစ္စာသူကလည်းဒီ editor ချုပ်ကလည်းကိုလောက်တာသူကကြိုက်တယ်ပေါ့နော်တေချာလေးလုပ်ပေးတယ်တေချာလေးစဉ်းစားလုပ်ပေးတယ်တေချာလေးစဉ်းစားလုပ်ပေးရဆိုတော့ ਨੇ နောက်တစ်ခါကျတော့ဒီ copy editing အပြင် copy and layout editing လုပ်ရတဲ့အပြင်ကမှsection editor ပါလုပ်လိုက်ဆိုတော့သူကဘယ်လိုလုပ်ရမလဲဆိုတော့သူကပြန်သင်ကြားပေးရပါအဲ့ဒါခါကျတော့ section editor အဲ့ကနေတစ်ဆင့်ပြန်လုပ်တာအဲ့တော့အဲ့လောက်ပဲဒါကကျွန်တော်လုပ်တဲ့အပိုင်းပေါ့နော်ဟိုခုနကမျိုးဒီမှာလုပ်နေတဲ့သူမဟုတ်ဘူးပေါ့အဲ့တော့ခုနကမျိုးတရားရောက်ကို refer လုပ်တယ်ဆိုတဲ့ခါမှာ affiliation ရှိဖို့အတွက်ဆိုရင်တော့ကျွန်တော်ကလုပ်လို့ရမယ်လို့မထင်ဘူးကျွန်တော်ခုနပြောတဲ့ဒီ citation တို့ပါလို့ဆိုတာဒါမှန်လားမှားလားဆိုတော့တခါကျရင်တချို့တွေကဟို paper တော့ကောင်းအောင်ရေးပြီးတော့အဲ့ဒီနာမှာတိတ်မကျွမ်းကျင်တာမျိုးတွေ့ဘူးလေအဲ့လိုမျိုးနေရာမှာတကယ်လို့ဟိုနည်းနည်းပါကြည့်ပေးဖို့လိုတယ်ဆိုရင်ရတယ်အဲ့ဒီအကူအညီကိုပေးလို့ရတယ်လို့ပြောတာဒါကဟိုကျွန်တော်နာမည်ကြီးနဲ့တော့အဲ့ဒါလေးပါဒီသူကတော့ဒီအကြည့်ပေးပါရဆိုမျိုးသူတို့ဟိုဘက် publication လုပ်ပေးတဲ့နေရာကိုသွားပြတင်ပြမဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး informally ပေါ့ informally အဲ့လိုကြည့်ပေးမယ်ဆိုရင်ရတယ်ဥပမာကိုကလည်းကြည့်ရတာ APA 7ပေါ့နော်ဟို APA မဟုတ်တဲ့ဥစ္စာမျိုးဆိုရင်တော့ဟိုတခြား MLA တို့ပါလို့ဆိုတော့ကျွန်တော်အဲ့ဘက်ကကျွန်တော်တို့ကအဲ့အမသုံးတော့ကျွန်တော်မကြည့်တတ်ဘူးပေါ့နော် APA ကိုသုံးတဲ့ ကျမတို့ကသုံးလိုက်တယ်ဟို Zotero ပဲသုံးလိုက်တာဆရာ Zotero ပဲသုံးပြီးတော့အဲ့ဒီ channel တိုက်ကဟိုဟာ APA လိုလဲဆိုရင်လည်း APA design ယူလိုက်တယ်ခုနကတော့ဟိုဟာဗာလဲဆို Mandalay ဆိုလဲ Mandalay ပေါ့ဟိုဗာလဲသူတို့တောင်းတဲ့ပုံစံအတိုင်းပေါ့ဥမာထားပါတော့ဟိုဗာလဲထားပါတော့ Sage ဆိုလဲ Sage channel design ပေါ့နော်အဲကျမတို့အဲ့ဒါတော့ application ပဲသုံးလိုက်တယ်ဆရာ software ပဲသုံးလိုက်တယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဆရာအဲ့ဒါလေးပေါ့နော်အဲ့ဥစ္စာကခုနကပြော Mandalay တို့ဒီ Zotero တို့ဒါဒီ in-text citation နဲ့ဒီ references ကိုသွား link လုပ်လိုက်တယ်လေဟုတ်တယ်မလားဟုတ်တယ်ဆရာဟုတ်တယ်အခုနောက်ပိုင်းchannel တွေကအဲ့အမျိုးတွေတောင်းဆိုတာဦးဆရာ link မလုပ်ထားဘူးလက်မခံဘူးဆိုတော့လေ link လုပ်ခိုင်းတာပေါ့နော်ကျွန်တော်ကများတော့ပြတိတ်မတုံဖြစ်ဘူးတခါရသူတို့ရဲ့ဒီပုံစံတိတ်ကွက်ကိုလည်းရှုပ်လို့ဆိုတော့မတုံဖြစ်တာပေါ့နော်အဲ့တော့ကိုကတော့ဒီ manually ပုံစံမျိုးပဲပို့ပြီးတော့တုံဖြစ်တယ်
ဒါပေမဲ့တစ်ခုပေါ့နော် ပြင် ဒီ ပြင်ရတာ APA ပါပဲဆရာ citation ပြန်ပြင်ရတာပါပဲ link လုပ်ပေးမဲ့လဲဟိုအကုန်လုံးမမှန်ဘူးလေဟိုဟာကျတော့ software ကျတော့အကုန်ပြန်တစ်ခုချင်းပြင်စစ်ရတာပါပဲဆရာဟုတ်ကဲ့ အဲ့တော့ APA နဲ့စစ်ရတဲ့ APA နဲ့ရေးတဲ့ paper မျိုးဖြစ်တယ်ဆိုရင်ဘယ်သူမဆိုပေါ့နော်ဒီနေ့တက်တဲ့ထဲမှာ APA နဲ့ရေးရတဲ့ paper မျိုးဖြစ်တယ်ဆိုရင်ဟိုဒါလေးကြည့်ကူပေးပါအောင်ဆိုပါလို့အဲ့လိုမျိုး request လုပ်တယ်ဆိုလည်းရတယ်ပေါ့နော် informally ပေါ့အရင်ကြီး formal ဖြစ်နေစရာမလိုပေါ့နော်နောက်ွယ်ကနေပံ့ပိုးပေးလို့ရတယ်ပေါ့အဲ့ဆိုရင်ဒီနေ့လာတဲ့သူတွေကိုတစ်ချက်လောက်မှတ်တမ်းနေနဲ့ပုံလေးရိုက်ယူပြရစီတကယ်လို့ဒီအလှပလေးတွေကိုဖော်ပြခြင်းတဲ့သူတွေဆိုရင်ဗီဒီယိုကင်မရာဖွင့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့လှပမှုတွေပြခြင်းတဲ့သူတွေရှိရင် ဖွင့်တော့ပါဆရာကြီး ရိုက်မယ်နော်ခဏလေးနော်ကျွန်တော်ကလည်းအရင်ကကျွမ်းကျင်တာဆိုတာခဏလေးကဲဒီနေ့ webinar ကိုလာပြီးတက်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဟိုခုနဘာရသွားတယ်ဆိုတာရေးပြီးအတွက်လည်းကျေးဇူးတင်ပါတယ်နော်တခုဆိုလည်းအဲ့ဒီ Telegram group ထဲမှာရှိနေပြီသားဆိုတော့လမ်းပြီးတော့မေးလို့ရတယ်နော်ကျွန်တော်တည်ရောက်စာဆိုတော့ပြန်ပြီးတော့ဖြည့်ပေးပါမယ် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဟုတ်ကဲ့ပါခင်ဗျ နောက်လည်းဒီလိုမျိုးတွေများများလုပ်ပေးပါ ဟုတ်ကဲ့ပါခင်ဗျအဲ့ဆိုရင် bye bye နော်အားလုံးပဲ bye bye ပါ bye ဆရာ see you later ဆရာ